အလုတ်ဆောက်ရှိကစက်သားကြော်ဆိုင်မှာလော့မင်ကျွန်းတယောက်ထမင်းစားလာတာ3နှစ်တိတိရှိခဲ့ပါပြီစက်သားကြော်တပွဲကိုရော90ပေးရပြီးလူတိုင်းလည်းဒီဈေးရဲပေးရတယ်လို့သူထင်မှတ်ထားခဲ့တာပါဒါပေမဲ့နေ့လည်ခင်းတစ်ခုမှာတော့အသေးရောက်လာတဲ့ကန်ထရိုက်လုတ်သမားတယောက်ကစက်သားကြော်တပွဲကို38ရွန်တည်းရဲ့ထမင်းလည်းအလာကားထက်ထည့်ပေးသေးတယ်လို့ပြောလိုက်တဲ့အခါလော့မင်ကျွန်းတယောက်နေရာမှာတင်ကြောင်အန်းသွားခဲ့ရပါတယ်သူ့လက်ရောက်လာတော့ဆိုင်ရှင်တော်ကြီးလော်ကွေရှန်ကအရင်တိုင်းပဲပြုံးပြုံးရွှင်ရွှင်နဲ့ပုံမှန်တိုင်းပဲမလားရော90ကြတင်ပါတယ်လို့ပြောပြီးထမင်းဘူးကိုကမ်းပေးခဲ့ပါတယ်တကယ်တော့လော့မင်ကျွန်းဟာညာတန်းခေါင်မနက်တနာရီမှအလုပ်ဆင်းရတာများပါတယ်အဲ့ဒီလိုချိန်တွေဆိုအတော်ကြီးလော်ရဲ့ဆိုင်လေးမှာမိအောင်လေးလင်းနေစေဖြစ်ပြီးဟစ်မောင်လော့ပုံမှန်တိုင်းပဲမလားလို့လန့်ခေါ်လေးရှိပါတယ်သူခေါင်းကြီးပြလိုက်ရင်အတော်ကြီးကစက်သားကြော်တပွဲကြော်ပေးတတ်ပါတယ်အထဲမှာစက်သားကတိတ်မပါပဲအာလူတွေကတာများနေပြီးဟင်းရီကလည်းငန်းကြီးကြီးဖြစ်ပေမဲ့အလုပ်ဆောက်ရှိမှဒီလိုအချိန်မှာတော့ညနေမှပူပူနွေးနွေးစားရတာပဲကံကောင်းလာပြီဆိုပြီးရော90ဆိုတဲ့ဈေးကိုဘာမှမမေးရဲ3နှစ်လုံးပေးစားလာခဲ့တာပါဒါပေမဲ့အဲ့ဒီနေ့လယ်မှာတော့လော့မင်ကျွန်းဟာလူတိုင်းရဲ့နောက်ဆုံးကနေစောင့်နေခဲ့ပါတယ်သူရှိကအလုပ်သမားတစ်လေးကအတော်စက်သားကြော်တပွဲဘလောက်လဲပြလို့မေးလိုက်တဲ့အခါဆိုင်ရှင်တော်ကြီးကတပွဲကို38ရွန်ပါခွဲလို့ရောင်းပေးနေတာကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်အလုပ်သမားလေးကထမင်းရောပါလားခင်ဗျမဝရင်ထက်ထဲလို့ရလားလို့မေးတော့အတော်ကြီးကပါတာပေါ့မဝရင်လည်းထက်ထဲပေးတယ်လို့အပြုံးနဲ့ဖြေခဲ့ပါတယ်အလုပ်သမားလေးက38ရွန်ကိုဖုံးနဲ့ရှင်းပြီးနောက်ဈေးတန်လိုက်တာစက်သားလည်းအများကြီးပဲလို့ပြောပြီးထွက်သွားပါတယ်လော့မင်ကျွန်းသူတို့လက်ထဲကဘူးတွေကိုတေချာကြည့်လိုက်တော့သူပုံမှန်စားနေကြဘူးရွယ်စားနဲ့ပမာဏအတိကျပါပဲသူ့လက်ရောက်လာတော့ဆိုင်ရှင်တော်ကြီးကဘာမှမဖြစ်တယ်လို့နဲ့ဟေ့မောင်လော့ပုံမှန်တိုင်းပဲမလားမြင်မြင်လုပ်ပါဦးနောက်မှလူတွေစောင့်နေတယ်လို့လောဆော်လိုက်ပါတယ်လော့မင်ကျွန်းကအတန်ကိုတင်းငိမ်အောင်ထိန်းပြီးဘလောက်လဲတော့လို့မေးလိုက်ပါတယ်အတော်ကြီးကမဲရွယ်ပြုံးရင်ဟင်းရော90လေလို့ဖြေပါတယ်လော့မင်ကျွန်းကသူ့ရှိကလူတွေကိုလက်ညှိုးထိုးပြပြီးသူတို့ကြတော့38ရွန်ယူပြီးကျွန်တော်ဒီမှာစားလာတာ3နှစ်ရှိပြီကျွန်တော်ကြတော့ဘာလို့အမြဲတမ်း90ယူတာလဲလို့မေးလိုက်ပါတော့တယ်အတော်ကြီးကမျက်နှာပြက်သွားပြီးဘာစကားပြောတာလဲမောင်လော့ရဲ့လို့ပြန်អော်ပါတယ်လော့မင်ကျွန်းကပြောတဲ့အတိုင်းပဲလေအတိတ်ပဲရှင်းနေတာပဲလို့ပြောတော့အတော်ကြီးကမခံချင်စိတ်နဲ့မင်းကဖောက်တီဟောင်းမဟုတ်လားလို့អော်ဟစ်ပါတော့တယ်လော့မင်ကျွန်းကလောင်ပြုံးပြုံးရင်အော်ဖောက်တီဟောင်းမို့လို့ပိုဈေးတင်ပြီးပိုယူရတာလားလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီအခါဆိုင်ရှင်တော်ကြီးကဒေါသရကြီးနဲ့မောင်လော့ယောက်ျားတံမဲနဲ့ဒီ12ရွန်လေးအတွက်ငါ့ကိုလာပြီးဈေးစစ်နေရပေါ့လေအစရဲကပြောပါလားအခုမှလာမင်းမနေနဲ့မစားနိုင်ရင်လည်းမစားနဲ့လို့ဒေါသရကြီးអော်ပါတော့တယ်လော့မင်ကျွန်းကထမင်းဘူးကိုစားပွဲပေါ်ပြန်ချလိုက်ပြီးစောက်ထဲမှာအလုပ်လုပ်ရတာမောလာပါပြီဗျာဘသူကမှနေတိုင်းလက်စားညံစင်မနေခြင်းဘူးကျွန်တော်3နှစ်လုံးရွန်90ပေးစားလာတာကျွန်တော်လို့မဟုတ်ဘူးဖောက်တီအချင်းချင်းမလိမ်ဘူးထင်ထားတာတကယ်တော့အတော်ကဖောက်တီဟောင်းတွေကိုရွေးပြီးနှိပ်ကွက်နေတာပဲဒီထမင်းဘူးကျွန်တော်မယူတော့ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်အတော်ကြီးကဆက်ပြီးကြော်ပြီးသွားပြီလေ90တန်ဘသူမှလဲအဲ့ဒီလူကိုသွားရောင်းလို့ဒေါသရကြီးရန်တွေ့ပါတော့တယ်နောက်ဆုံးမှာတော့အတော်ကြီးကမျက်နှာကြောတင်းတင်းနဲ့လော့မင်ကျွန်းမင်းတိတ်လို့မလာနဲ့နော်နာမီတက်ပြီးခေါ်ရအောင်မလုံးနဲ့လို့သူ့နာမည်ပြည့်စုံကိုဒေါသရကြီးအော်ခေါ်လိုက်ပါတယ်လော့မင်ကျွန်းကလက်ထွက်လာရင်3နှစ်အတွင်းမှာကျွန်တော်နာမည်အပြည့်စုံကိုပထမဆုံးခေါ်တာပဲအခုမှပဲကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတော့တယ်ခင်ဗျားအတွက်ဖောက်တီဟောင်းဆိုတာဈေးပိုတင်ပြီးနှိပ်ကွက်ဖို့စကားဝတ်တစ်ခုပဲဖြစ်နေတာကိုလို့တွေးလိုက်မိပါတယ်အတော်ကြီးကနောက်ကနေကက်ဆေးနဲ့ကောင်ပိုက်ဆံတွေဒီလောက်ရှာနေပြီးတော့10နှစ်ရွန်လေးတောင်မပေးရဘူးလို့ဆော့ဆဲနေပေမဲ့လော့မင်ကျွန်းကတော့တစ်ချက်မှလက်မကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်သူ့စိတ်ထဲမှာတော့ဒါဟာ10နှစ်ရွန်ကြောင့်မဟုတ်ပါဘူးခင်ဗျားဟာကျွန်တော်ရဲ့3နှစ်တာယုံကြည်မှုကိုလူများရှေ့မှာနင်းချေချက်စီးပစ်လိုက်တာပါပဲလို့သာခံစားလိုက်သွားရပါတော့တယ်ညဘက်အလုတ်ဆိုင်ကြီးရဲ့နောက်ဘက်လမ်းမှာမြေတင်ကားကြီးတွေဖုံထောင်းနဲ့ဖြတ်မောင်းသွားနေတဲ့အမောင်ရိပ်ထဲမှာတော့သုံးပြီးဆိုင်ကယ်လေးနဲ့ဖွင့်ထားတဲ့ဆိုင်လေးတစ်ခုမီးလင်းနေတာကိုတွေ့ရပါတယ်။အဲ့ဒီဆိုင်လေးမှာအတော်ကြီးလော်ဆိုင်နဲ့မတူပဲဇနီးမောင်နဲ့နှစ်ယောက်ကစက်သားကြော်ကိုစေတနာပါပါနဲ့မီးပြင်းပြင်းနဲ့ကြော်ချက်ရင်ခွက်တွေစားပွဲတွေကိုအလုတ်ရှုပ်စွာတက်တက်ရက်ရက်ပြင်ဆင်နေကြတာပါ။ဆိုင်ရှိမှာချိတ်ဆွဲထားတဲ့ကတ်ထူကြံပြားလေးပေါ်မှာတော့စက်သားကြော်တစ်ပွဲ38ရွမ်ထမင်းထက်ထည့်ပေးသည်အပုံငွေလုံးဝမယူပါလို့အားလုံးမြင်တာအောင်စာတန်းကိုရှင်းရှင်းလင်းလင်းရေးသားထားပါတယ်။အတော်ကြီးလော်ရဲ့လက်စားမှုကိုခံခဲ့ရတဲ့လော်မင်ကျွန်းတယောက်အမောင်ရိပ်ထဲကနေဆိုင်ရှိကိုတလန်းချင်းလျှောက်လာခဲ့ပါတယ်။သူ့ကိုမြင်လိုက်တာနဲ့တဲအိုးကိုမွေနေတဲ့ဆိုင်ရှင်မျိုးသမီးငယ်လေးထန်းရှောင်းမန်းကအကိုထမင်းစားမလို့လားခင်ဗျာလို့မျက်နှာချိုချိုလေးနဲ့ဖော်ဖော်ရေရေလက်မိလိုက်ပါတယ်အနောက်မှာအလုံးလုံးနေတဲ့သူမရဲ့အမျိုးသားဟဲကြည်ရွံကလည်းမတက်ရက်ပြီးလက်ကြည့်လာပါတယ်လောမင်ကျွန်းကစက်သားကြော်တပွဲဘလောက်လဲလို့မေးလိုက်ပါတယ်ထန်းရှောင်းမန်းကစမ်းပုတ်လေးကိုလက်ညှိုးထိုးပြရင်တပွဲကို38ရွမ်ပါခင်ဗျာထမင်းလဲပါတယ်မဝရင်လဲထက်ထည့်ပေးပါတယ်လို့ရှင်းပြပါတယ်ဒါကိုကြားတော့အရင်ဆိုင်ကအဖြစ်ပြက်ကြောင့်စိတ်တန်ရာရထားတဲ့လောမင်ကျွန်းကတေချာအောင်ဖောက်တီဟောင်းရောဖောက်တီအစ်စ်ရောဘသူလာအားလုံး38ရွမ်ပဲလားလို့ထပ်မေးလိုက်ပါတယ်ထန်းရှောင်းမန်းကအံ့ဩတယ်လို့လေးနဲ့ဟုတ်ပါတယ်ခင်ဗျာဆိုင်းပုတ်မှာရေးထားတဲ့အတိုင်းပါပဲလို့ပြန်ဖြေပြီးသူမရဲ့မျိုးသားဟဲကြည်ရွံကပါရှစ်ထွက်လာကဟုတ်ပါတယ်အကိုကျွန်တော်တို့ကလူကြည့်ပြီးဈေးပုံမတောင်းပါဘူးလို့ရိုးရိုးသားသားအာမခံလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရမှလောမင်ကျွန်းလည်းတပြင်းတစ်ချက်ချပြီးဒါဆိုအခုပဲတပွဲလောက်ကြော်ပေးလို့ရမလားလို့ပြောကစိတ်အေးချမ်းသာစွာနဲ့မာယူလိုက်ပါတော့တယ်အဲ့ဒီနောက်ထန်းရှောင်းမန်းကဒဲအိုးတဲ့မီးပြင်းပြင်းတင်လိုက်ရင်မာမလက်လက်ဆက်ဆက်ချက်ပေးတာပါအကိုအဆက်စားနိုင်လားခင်ဗျာလို့အပြုံးနဲ့မေးလိုက်ပါတယ်လောမင်ကျွန်းကအဆက်လည်းလက်လောက်ပဲထည့်ပေးပါလို့ပြောရင်းဘေးကစားပွဲစီလျှောက်သွားကခုံဆွဲပြီးဝင်ထိုင်လိုက်ပါတယ်စားပွဲခုံနဲ့တရှူးဘူးပေါ်လက်တင်ကြည့်လိုက်တဲ့အခါဖုံတွေစီတွေမပေပဲအတော်လေးတန်ရှင်းနေတာကိုသတိထားမိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟဲကြည်ရွံကရေနွေးတစ်ခွက်ကိုအပြုံးနဲ့ကင်လာပြီးအကိုရေနွေးလေးအရင်တောက်ထားပါဦးလို့ဖော်ဖော်ရေရေကမ်းပေးခဲ့ပါတယ်လောမင်ကျွန်းရေနွေးခွက်ကိုကင်ရင်တဲအိုးရဲ့စက်သားနဲ့အာလူးတွေကိုထည့်ကြော်နေတာကိုတေချာကြည့်နေမိပါတယ်လက်ဆက်နေတဲ့စက်သားတုံးတွေကိုမြင်တော့သူကအသားတွေကတော်တော်လက်ဆက်တာပဲဈေးပေါ်တဲ့အေးခမ်းအေးခဲသားတွေမဟုတ်ဘူးနော်လို့ချီးကျူးလိုက်ပါတယ်ထန်းရှောင်းမန်းကတဲအိုးကိုကျွမ်းကျင်စွာမွေကြော်ရင်မနက်ခင်းဈေးကနေကိုယ်တိုင်တေချာရွေးဝယ်ထားတာပါအေးခမ်းသားတွေကလူတွေကိုလှည့်စားသလိုဖြစ်နေမှာပေါ့ကိုယ်တိုင်တော့မစားချင်တဲ့အစားအစာကိုသူများစီဘလို့မှမရောင်းနိုင်ပါဘူးလို့ရိုးရိုးသားသားရှင်းပြပါတယ်ဟ
ဟဲ့ကြည့်ရန်ကလည်းအငွေ့တစ်ထောင်းထောင်းထနေတဲ့ထမင်းဖြူတွေကိုဘူးပြည့်တေချာထည့်ပေးနေပါတယ်ပြီးတော့ကြော်ပြီးသားကြက်သားကြော်ဘူးကြီးနဲ့ထမင်းဘူးကိုလော့မင်ကျွမ်းရဲ့စားပွဲပေါ်လာချပေးပြီးဟင်းရည်အနှစ်တွေကိုထမင်းပေါ်ဆန်းပေးရင်အကိုဒီဟင်းရည်အနှစ်လေးကိုထမင်းနဲ့နေစားကြည့်နော်အရန်ကောင်းတယ်လို့စေတနာပါပြောလိုက်ပါတယ်38ရွယ်နဲ့အသားတွေအပြည့်ပါတယ်ဘူးကြီးကိုမြင်လိုက်ရတော့လော့မင်ကျွမ်းကအန်အော်ပြီးပထမဆုံးချိန်လာစားတာကိုတောင်ဒီလောက်အများကြီးထည့်ပေးတာလားဗျလို့မေးလိုက်မိပါတော့တယ်အဲ့ဒီခါဟဲ့ကြည့်ရန်ကခေါင်းကုတ်ရင်စောက်ထဲမှာပင်ပန်းလောက်ရတာဆိုတော့ဘိုက်ဝအောင်စားရမယ်လေအကိုရလို့အပြုံးနဲ့ပြောလိုက်ပါတယ်အဲ့ဒီစကားလေးတစ်ခုကလော့မင်ကျွမ်းရဲ့ရင်ထဲကိုအနဲ့ထိုးလိုက်တယ်လို့ခန်းစားသွားစေခဲ့ပါတယ်တူကိုယူပြီးကြက်သားတုံးကိုစားကြည့်လိုက်တော့အရသာကစိတ်ဝင်နေပြီးအာလူးတွေကလည်းနူးနူးအီအီလေးဖြစ်နေတာကြောင့်တကယ်ကောင်းတာပဲအရသာလည်းအရန်ရှိပြီးအာလူးတွေကလည်းကွက်တီနူးအီနေတာပဲလို့ချီးကျူးလိုက်ပါတယ်ထမင်းကိုမြင်ရှက်စားရင်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လူရဲလူချေတောင်မရှိတာကြောင့်လော့မင်ကျွမ်းကဒီနောက်ဖက်မှာလူလဲတယောက်မှမရှိပါလားစိုင်းဖွင့်ထားတာဘယ်လောက်ကြာပြီလဲလို့မေးလိုက်ပါတယ်ထန်ရှောင်းမန်ကပကံတွေကိုအဝတ်နဲ့တုပ်ရင်ဖွင့်တာနှစ်ပတ်လောက်ပဲရှိသေးတယ်ခင်ဗျာအယောင်းဝယ်ကတော့တိတ်မကောင်းလာဘူးလို့ဖြေပါတယ်လော့မင်ကျွမ်းကဒါဆိုအရှိတ်ဂိဝါကြီးမှာဘာလို့သွားမဖွင့်တာလဲလို့ဆက်မေးတော့ထန်ရှောင်းမန်ကအဲ့ဒီဘက်ကဆိုင်ကန်ကတွေဈေးကြီးလုံးလို့မတက်နိုင်ဘူးလေပြီးတော့နေရာကောင်းတွေကလည်းသူများတွေအကုန်ဦးထားပြီးသားပါလို့တက်ပြင်းချရင်ရှင်းပြပါတယ်လော့မင်ကျွမ်းလည်းသဘောပေါက်သွားပြီးခေါင်းညိတ်ကထမင်းဘူးထဲကအစားအစာတွေကိုအားပါတရကုန်အောင်စားလိုက်ပါတယ်အဲ့ဒီအချိန်မှာဟဲ့ကြည်ရွန်ကဒဲအိုးကိုကင်ပြီးပြုံးရှင်စွာနဲ့အကိုထမင်းထက်ထည့်ဦးမလားလို့လာမေးပါတယ်လော့မင်ကျွမ်းကဘိုက်ကိုပွင့်ရင်တော်ပါပြီဗျာဘိုက်ပြပြီးတင်းကားနေပြီလို့အားရကျေနပ်စွာပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်လော့မင်ကျွမ်းကထားရက်ကဖုံးကိုထုတ်ပြီး38ရွန်ကိုစကင်ဖက်ကရှင်းလိုက်ပါတော့တယ်အဲ့ဒီနောက်ထန်ရှောင်းမန်ကစားပွဲခုံတွေကိုတုပ်ရင်အကိုနောက်တစ်ခါလာရင်အရသာအဆင်မပြေတာရှိရင်ပွင့်လင်းပြောပါနော်လို့အပြုံးနဲ့မှာလိုက်ပါတယ်လော့မင်ကျွမ်းကလက်ထွက်သွားရင်မှခြေလမ်းတွေကိုရက်တက်လိုက်ပြီးနောက်ကိုပြန်လှည့်ကမင်းတို့နမီတွေကဘသူတွေလဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါအမျိုးသမီးလေးကကျမနာမီထန်းရှောင်းမှန်ပါလို့ဖြေပြီးအမျိုးသားလေးကလည်းကျွန်တော်နာမည်ကဟဲ့ကြည်ရမှာအကိုလို့ရင်ကြေးမိတ်ဆက်ကြပါတယ်လော့မင်ကျွမ်းကအေးငါမှတ်ထားလိုက်မယ်လို့ပြန်ပြောပြီးထွက်လာခဲ့ပါတယ်ညရောက်တော့အလုသမားကယူချက်ထဲမှာဒီနေ့ဖိုမင်လော်တယောက်အတော်ကြီးလော်ရဲ့စက်သားကြော်ကိုဘာလို့သွားမစားရလဲဆိုပြီးမေကုန်းထုတ်နေကြတာကိုလော့မင်ကျွမ်းဖုံးကြည့်ရင်တွေ့လိုက်ရပါတယ်ဒါပေမဲ့လော့မင်ကျွမ်းကတော့ကိုယ့်ရဲ့ယုံကြည်မှုကိုအသုံးချပြီးလှည့်စားတဲ့အစားအစာမျိုးကိုငါနောက်တစ်လောက်တောင်ထပ်မစားတော့ဘူးလို့စိတ်ထဲကနေခိုင်ခိုင်မာဆုံးဖြတ်ထားပြီးသားပါနောက်တစ်နေ့မနက်9နာရီခွဲမနက်ခင်းစင်းမှာတော့လော့မင်ကျွမ်းဟာအကာရန်နောက်ကနေချောင်းကြည့်နေခဲ့ပါတယ်ဈေးတီတွေကြားထဲမှာဟဲ့ကြည်ရွယ်နဲ့ထန်ရှောင်းမန်တို့ဇနီးမောင်နှံနှစ်ယောက်လက်ဆက်တဲ့ကြက်သားတွေကိုတေချာစိတ်ကြိုက်ရွေးဝယ်နေတာကိုသူတွေ့လိုက်ရပါတယ်လော့မင်ကျွမ်းကသူတို့ကိုစောင့်ကြည့်ရင်တပွဲကို38ရွယ်နဲ့ရောင်းပြီးမင်းတို့နှစ်ယောက်တကယ်ပစ္စည်းကောင်းတွေ3ရက်လားဆိုတာငါကိုယ်တိုင်တေချာစောင့်ကြည့်ရသေးတာပေါ့လို့စိတ်ထဲကနေတွေးတော့နေပါတော့တယ်ထန်ရှောင်းမန်ဟာဈေးတီဆိုင်ကကြက်သားတွေကိုတေချာလက်နဲ့ဂိုင်းတွေစစ်ဆေးပြီးလက်ဆက်မှုရှိမရှိအနံ့ခံကြည့်ရဲ့အပြင်မီးအောင်မှာတေချာထောင်းကြည့်ရင်စိတ်ကြိုက်ရွေးချယ်နေပါတယ်အဲ့ဒီအခါကြက်သားဒီဦးလေးကြီးကဘေးကရေခဲဖော့ဘူးတွေကိုညွန့်ပြရင်ဒီအတုပ်ကဈေးပေါ်တယ်နော်မနေ့ကကျန်တာတွေကိုအေးခန်းထဲထည့်ထားတာလို့လာပြောပါတယ်ဟဲ့ကြည်ရွန်ကမနေ့ကကျန်တာတွေမလိုချင်ပါဘူးလို့ချက်ချင်းညင်းလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကမကျေနပ်တယ်လို့နဲ့လမ်းဘေးဆိုင်လေးရောင်းတာတော့မှဒီလောက်ကြီးများလာကြည်လားလို့ခနဲ့တဲ့ပြောပါတယ်ထန်ရှောင်းမန်ကအသားတွေကိုတေချာရွေးချယ်ရင်အလုသမားတွေစားရမှာလေအရေးသွေးမမီတဲ့အသားတွေနဲ့လှည့်စားပြီးမရောင်းနိုင်ပါဘူးလို့ပြက်သားပြန်ပြောလိုက်ပါတယ်အကာအရန်နောက်ကနေဒါကိုမြဝါးထင်ကြည့်နေတဲ့လော့မင်ကျွန်းဟာသူတို့ရဲ့ရိုးသားတဲ့လောက်ရက်ကိုကြည့်ပြီးအထင်ကြီးသဘောကျသွားခဲ့ရပါတယ်ကြက်သားနဲ့ကြက်တုံမြိတ်တွေထည့်ထားတဲ့အိတ်ကိုထန်ရှောင်းမန်ကဂိုင်းထားချိန်မှာဟဲ့ကြည်ရွန်ကပိုက်ဆန်ရှင်းရင်ကျွန်တော်ကိုပြေစာလေးတစ်ချက်ရေးပေးပါဦးဗျာလို့တောင်းဆိုလိုက်ပါတယ်ဆိုင်ရှင်ဦးလေးကြီးကတွေးဝေသွားပြီးပြေစာဘာလို့ယူတာလဲဆိုတဲ့ပုံစံနဲ့ကြည့်တော့ဟဲ့ကြည်ရွန်ကကျွန်တော်တို့စရင်အင်းတေချာမှတ်ထားခြင်းလို့ပါလို့ရှင်းပြပါတယ်ဆိုင်ရှင်ဦးလေးကြီးကစာအုပ်ထဲမှာစရင်ရေးပြီးပြေစာလေးကိုစုပ်ဖြတ်ပေးလိုက်ရဟဲ့ကြည်ရွန်ကအဲ့ဒီပြေစာလေးကိုတေချာခောက်သိမ်းလိုက်ပါတော့တယ်နောက်တစ်နေ့လည်မှာတော့ထန်ရှောင်းမန်နဲ့ဟဲ့ကြည်ရွန်တို့ဇနီးမောင်နှံနှစ်ယောက်ဆိုင်သိမ်းပြီးနေရာတန်ရှင်းရေးပြုလုပ်နေကြပါတယ်ဟဲ့ကြည်ရွန်ကပကံခွက်ရောက်တွေကိုစက်ပြာနဲ့တေချာတိုက်ချွတ်စေကြောနေပြီးထန်ရှောင်းမန်ကတော့မနေ့ကရောင်းမကုန်ပဲကြံနေခဲ့တဲ့ဟင်းသီးဟင်းရက်တွေကိုဘူးထဲကနေအမိုက်ပုံးနဲ့အကုန်တုံပြစ်နေပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လော့မင်ကျွမ်းကရှောက်လာရင်ဒါတွေကသုံးလို့ရသေးတယ်မဟုတ်လားလို့မေးလိုက်ပါတယ်ထန်ရှောင်းမန်ကထိုက်ရရင်သုံးလို့ရပါတယ်ခင်ဗျာဒါပေမဲ့အရသာမကောင်းတော့ဘူးလေညအိတ်ကြံတဲ့အတီးရွက်တွေကိုကျမတို့ဘာသာစားရင်တော့ရပေမဲ့သူများစီတော့လှည့်စားပြီးမရောင်းနိုင်ပါဘူးလို့ရိုးသားပြန်ရှင်းပြပါတယ်ဒီလိုနဲ့တရားမြောက်ညကိုရောက်လာတဲ့အခါညနေတဲ့အထိအဲ့ဒီမလာတာကြောင့်ထန်ရှောင်းမန်တို့ဇနီးမောင်နှံနှစ်ယောက်ပင်ပန်းပြီးတန်းဝင်နေကြရပါတယ်အဲ့ဒီအချိန်မှာပဲအလုတ်ဆောက်ထဲကအလုတ်သမား3ယောက်ရောက်လာပြီးစားပွဲခုံကိုပုတ်ကဟစ်မြန်လို့ပါဦးဗျာစားလို့တေတော့မယ်လို့အော်ဟစ်လိုက်ပါတယ်ထန်ရှောင်းမန်ကလည်းချက်ချင်းပဲတဲ့အိုးကိုမိတင်ပြီးဟုတ်ကဲ့ပါအခုပဲချက်ပေးပါမယ်အဆက်နီးနေလေးကြော်ပေးမယ်နော်ဒါမှစားရတာအဆင်ပြေမှာပါလို့အားတက်တရောအပြုံးလေးနဲ့ပြန်ပြောကကြော်ချက်ပေးပါတော့တယ်ဟဲ့ကြည်ရွန်ကထမင်းဘူးထဲကိုအသားတွေအပြည့်ရှံထည့်ပေးရင်အကိုတို့လောက်ရဲ့လားဗျာလို့အားရပါရမေးလိုက်ပါတယ်အလုသမားတွေကပူနွေးထမင်းနဲ့ကြက်သားကြော်ကိုစားတော့ရင်အလုသမားတယောက်ကဒါကအရှိဘက်ဂိတ်ပေါက်ကဆိုင်ထက်အများကြီးပိုကောင်းတာပဲဗျာလို့ချီးကျူးလိုက်ပါတယ်ဒါပေမဲ့ထန်ရှောင်းမန်ကတော့အတော်ကြီးလော်ရဲ့ဆိုင်ကိုတခုမှမကောင်းမပြောပဲတိတ်တဆိတ်တာဟင်းဆက်ကြော်ပေးနေခဲ့ပါတယ်အဝေးကနေဒါကို3ရက်တိစောင့်ကြည့်နေခဲ့တဲ့လော့မင်ကျွန်းကတော့လူတိုင်းပေါ်ဈေးနှုန်းမှန်ကန်တယ်လူကြည့်ပြီးဈေးမခွဲခြားဘူးပြိုင်ဘက်ကိုလည်းမကောင်းမပြောဘူးဒီလင်မယားနှစ်ယောက်ကတကယ်ကိုယုံကြည်စိတ်ချရတာပဲလို့ဆုံးဖြတ်လိုက်ပြီးဖုန်းကိုထုတ်ကပရောဂျက်ထောက်ပံ့ရေးဌာနကကျိုးချီမင်စီကိုဖုန်းခေါ်ဆိုလိုက်ပါတယ်နောက်တနေ့နေ့လယ်မှာလော့မင်ကျွန်းဆိုင်ရှိကိုရောက်လာတော့3ပြီးပြင်နေတဲ့ဟဲ့ကြည်ရွန်နဲ့နေရုတ်တီလီနေတဲ့ထန်ရှောင်းမန်တို့ကအကိုတော့ဒီနေ့လည်းအဆက်အလဲလက်ပဲမလားခင်ဗျာလို့နှုတ်ဆက်ကြပါတယ်လော့မင်ကျွန်းကမလောပါနဲ့ဦးမင်းတို့နှစ်ယောက်နဲ့ပြောစရာကိစ္စလေးရှိလို့ပြောလိုက်ပါတယ်ဟဲ့ကြည်ရွန်ကလန့်သွားပြီးအကိုမနေ့ကစားရတာဘာများအဆင်မပြေတာရှိလို့လဲဗျာလို့စိုးရိမ်တကြီးမေးလိုက်ပါတယ်လော့မင်ကျွန်းကခေါင်းခါရင်မဟုတ်ပါဘူးမင်းတို့အတွက်အော်ဒါကြီးတစ်ခုချိတ်ပေးမလို့ပါစောက်တဲကညဆိုင်အချိန်ပိုစင်းတဲ့အလုပ်သမားတွေအတွက်အစားတောက်အော်ဒါပါအစပိုင်းအနေနဲ့အပွဲ80အရင်စမှာပေးမယ်လို့ပြောရင်းပြောလိုက်ပါတော့တယ်အပွဲ80ဆိုတဲ့စကားကိုကြားလိုက်ရတော့ဟဲ့ကြည်ရွန်တယောက်မျက်လုံးပြူးသားနဲ့အပွဲ80တောင်ဟုတ်လားဗျ
လို့အန်အားတင်စွာအော်လိုက်မိပါတယ်ထန်ရှောင်းမန်လည်းလိလက်စာတားကိုချထားရင်အကိုတော့တကယ်ပြောနေတာလားခင်ဗျာလို့မယုံနိုင်တယ်လို့မေးလိုက်ပါတယ်လောမင်ကျွန်းကငါပရောဂျက်ဌာနရဲ့ပစ္စည်းထိန်းသိမ်းရေးတာဝန်ခံလေထောက်ပံ့ရေးဌာနကလူတွေနဲ့လည်းရင်းနှီးတယ်သူတို့အခုညဆိုင်အတွက်အစားအသောက်အော်ဒါလိုက်ရှာနေတာအရှိဘက်ဂိတ်ပေါက်ကဆိုင်ကြတော့လဲတိုင်းစာတွေတက်နေတယ်ဒါပေမဲ့ပစ္စည်းသွင်းမဲ့ဆိုင်တစ်ကတော့စစ်ဆေးမှုတွေကိုခံနိုင်ရရှိမှဖြစ်မယ်လို့ရှင်းပြပါတယ်ပြီးနောက်လောမင်ကျွန်းကခုံမှာဝင်ထိုင်လိုက်ရင်ငါ့မှာစီကန်းချက်၄ချက်ရှိတယ်လို့ပြောလိုက်ပါတယ်ထန်ရှောင်းမန်ကစိတ်ဝင်စားနဲ့ပြောပါဦးအကိုလို့ဆိုပါတယ်လောမင်ကျွန်းကလက်ညှိုးထောင်ပြီးပထမအချက်ဈေးနှုန်းကိုအမြဲတမ်းရှင်းရှင်းလင်းလင်းတက်ထားရမယ်ဘသူပဲလာဈေးနှုန်းတစ်ခုတည်းဖြစ်ရမယ်လူကြည့်ပြီးဈေးကွဲတာမျိုးလုံးဝမလုပ်ရဘူးလို့ပြောပါတယ်ဆက်လက်ပြီးဒုတိယအချက်ကြက်သားဟာလက်ဆက်နေရမယ်ညာအိတ်ကြံတဲ့ပစ္စည်းတွေဘယ်ကမှမသိတဲ့မတမာတဲ့အသားတွေကိုလုံးဝအသုံးမပြုရဘူးလို့ပြက်ပြက်သားသားသတ်မှတ်လိုက်ပါတယ်ဟဲ့ကြည်ရန်ကဒါကတော့တေချာပေါက်ဖြစ်ရမှာပေါ့ဗျာလို့အားတက်တရောဖြေလိုက်ပါတယ်ဒါပေမဲ့လောမင်ကျွန်းကစကားကိုချက်ချင်းအလောတကြီးမဖြေနဲ့ဦးအခုကအပွဲ80နောင်ကြရင်အပွဲ1ရက်အပွဲ2ရက်အထိဖြစ်လာလိမ့်မယ်အယောင်းဝယ်တွေကြီးလာရင်တွေးဆောင်မှုတွေလည်းပိုများလာမှာမင်းတို့အဲ့ဒါကိုတကယ်ထိန်းနိုင်ပါမလားလို့တတိပေးလိုက်ပါတယ်ဟဲ့ကြည်ရန်ကတော့ရိုးသားဖြောက်မှတ်တဲ့အပြုံးနဲ့ကျွန်တော်တို့ကရတင်ရထိုက်တဲ့ရိုးသားတဲ့ပိုက်ဆံကိုပဲရှာမှာပါအကိုလို့ယုံကြည်မှုအပြည့်နဲ့ပြန်ဖြေလိုက်ပါတော့တယ်အဲ့ဒီအခါလောမင်ကျွန်းကလက်နှစ်ချောင်းထောင်ပြရင်တတိယအချက်ပမာဏကိုရှော့မပေးရဘူးအလုသမားတွေကပင်ပန်းပန်းလို့အားဆိုင်ရတာမို့သူတို့ကိုဘိုင်းဝဝလင်လင်ကြွေးရမယ်လို့ဆက်ပြောပါတယ်ထန်ရှောင်းမန်ကထမင်းဆိုရင်မူလကတည်းကအလာကားထက်ထည့်ပေးပါတယ်ခင်ဗျာလို့ပြန်ဖြေတော့လောမင်ကျွန်းကအလုများလာရင်ရောဒီလိုပဲထက်ထည့်ပေးနိုင်ဦးမှာလားလို့ထပ်မေးပါတယ်ထန်ရှောင်းမန်ကထည့်ပေးနိုင်ပါတယ်ထမင်းတွေကိုကြိုတင်ပြီးပေါင်းထားပါတယ်လို့စိတ်ချလက်ချရှင်းပြပါတယ်လောမင်ကျွန်းကဒါကိုဘယ်တော့မှမပြောင်းလဲစေနဲ့နောက်ဆုံးစတုထအချက်ကတော့သဘောထားခံယူချက်ပဲအယောင်းဝယ်ကောင်းလာရင်လည်းစိတ်တက်မပြောင်းလဲပဲဖောက်တီတွေကိုဘယ်တော့မှမလိညာမနှိပ်ကြရဘူးလို့တီကြီးစွာသတ်မှတ်ပေးပါတယ်အဲ့ဒီအခါထန်ရှောင်းမန်ကမျက်နှာငယ်လေးနဲ့အကိုတော့ကျမဖေလည်းအလုသမားတယောက်ပါပဲနယ်ရီမှာအလုသွားလို့တုန်းကတိုးနှံထွက်နေတဲ့အစားအစာတွေကိုစားခဲ့ရပြီးလူတကာရဲ့ဆဲဆိုပြစ်တင်တာကိုခံခဲ့ရဘူးတဲ့ဒါကြောင့်ကျမဆိုင်မဖွင့်ခင်ကတည်းကဆုံးဖြတ်ထားတာအလုသမားတွေကိုကြွေးမွေးပြီးအလုသမားတွေရဲ့ပိုက်ဆံကိုရှာမယ်ဆိုရင်သူတို့ကိုဘယ်တော့မှအနိုင်မကျင့်ဘူးဆိုတာပါပဲလို့ရှင်းပြပါတယ်ဟဲ့ကြည်ရန်ကလည်းကျွန်တော်တို့စီမှာဖောက်တီလိုအပ်ရင်လိုအပ်မယ်ဒါပေမဲ့ကိုကျင့်တရားနဲ့စေတနာတော့ဘယ်တော့မှမလိုပါဘူးလို့ပြက်ပြက်သားသားဖြစ်ဆွပြောလိုက်ပါတယ်လောမင်ကျွန်းကကျေနပ်စွာခေါင်းညိတ်ပြီးငါလိုချင်တာအဲ့ဒီလိုသဘောထားမျိုးပဲအခုပဲထောက်ပံ့ရေးတာဝန်ခံစီဖုံးဆက်ပေးမယ်သူကစောက်တဲ့ကစားတောက်ရင်းနဲ့ညဆိုင်စားတောက်အားလုံးကိုတာဝန်ယူရတာလို့ပြောရင်ဖုံးထုတ်ကချက်ချင်းခေါ်လိုက်ပါတယ်ဖုံးဝင်သွားတော့လောမင်ကျွန်းကကြိုးချီမယ်အနောက်ဘက်မှာကြက်သားကြော်ဆိုင်တစ်ဆိုင်ရှိတယ်ငါကိုယ်တိုင်စားကြည့်ပြီးအရန်တက်ရှင်းပြီးအသားလည်းအများကြီးထည့်ပေးတယ်ငါတို့စမ်းကြည့်လို့ရမလားလို့မေးလိုက်ပါတယ်တစ်ဖက်ကတာဝန်ခံကလောမင်ကျွန်းကအစားတောက်ညွှန်းတာလားရှားရှားပါးပါလားလို့ပြန်ပြောတော့လောမင်ကျွန်းကမရေနဲ့ငါတစ်ချိန်ပဲညွှန်းပေးမှာနော်စင်ပြေလားမင်းကိုယ်တိုင်လာကြည့်လိုက်လို့ပြက်ပြက်သားသားပြောလိုက်ပါတော့တယ်အဲ့ဒီအခါထောက်ပံ့ရေးတာဝန်ခံကတပွဲဘယ်လောက်လဲလို့မေးတော့လောမင်ကျွန်းက38ရွာလို့ဖြေပါတယ်အရှိဘောက်ကဆိုင်က90မဟုတ်ဘူးလားလို့ထပ်မေးတဲ့အခါလောမင်ကျွန်းကလောင်ပြုံးပြုံးရင်းအဲ့ဒါကငါ့ကိုတီးတက်နှိပ်ကွက်ထားတဲ့ဈေးလေလို့ပြန်ပြောလိုက်ပါတယ်တစ်ဖက်ကတာဝန်ခံကဒါဆိုဒီညအပွဲ80စမ်းကြည့်တာပေါ့လိုအပ်တဲ့စာရွက်စာတမ်းအထောက်ထားတွေတော့စစ်ဆေးရမယ်နော်လို့ပြောတော့လောမင်ကျွန်းကအကုန်အစင်သိရှိတယ်လို့ပြောကဖုံးချလိုက်ပါတယ်ထန်ရှောင်းမန်ကဝမ်းသာအားရနဲ့ကျေးဇူးတင်ပါတယ်အကိုလို့ရဲ့လို့ပြောတဲ့အခါလောမင်ကျွန်းကလက်ကပြရင်အခုချက်ချင်းကျေးဇူးမတင်နဲ့ဦးဒီညကောင်းကောင်းလို့အစင်မပြေရင်နောက်တစ်ခါဘယ်တော့မှထပ်မညွှန်ပေးဘူးလို့တတိပေးလိုက်ပါတယ်ဟဲ့ကြည်ရန်ကလည်းစိတ်ချပါအကိုလို့အားတက်တရောအာမခံလိုက်ပါတယ်အဲ့ဒီနေ့လယ်မှာပဲဟဲ့ကြည်ရန်ကထမင်းဘူးတွေအများကြီးဝယ်ယူလာခဲ့ပါတယ်ဒါပေမဲ့လောမင်ကျွန်းကဘူးတွေကိုကင်ကြည့်ပြီးတွားလဲလိုက်အပေါ်စားတွေမတုံးနဲ့အထူစားဘူးတွေတွားလဲလိုက်ပါညဘက်လမ်းပိုးရတာလောက်ခါနေမှာဟင်းရည်တွေလုံးဝဖိတ်ကြလို့မဖြစ်ဘူးလို့တေချာကြက်မှတ်ပေးပါတယ်ထန်ရှောင်းမန်ကလည်းဟုတ်တယ်ဟင်းရည်လုံးဝမထွက်ရဘူးကြည်ရွံဘူးထူတွေအမြန်တွားလဲလိုက်လို့ပြောပြီးမဆုစာအုပ်လေးတဲ့အသေးစိတ်ချရေးမှတ်သားထားပါတယ်ညနေ9 နာရီမှာတော့ပရောဂျက်ထောက်ပံ့ရေးတာဝန်ခံကျိုးချီမင်းကိုယ်တိုင်ရောက်လာပြီးရေပုံဟင်းခတ်အမွေးကြိုင်နဲ့အခင်းချင်းအားလုံးကိုလိုက်လံစစ်ဆေးပါတယ်ကျိုးချီမင်းကကြက်သားတွေကိုဘက်ကဝဲတာလဲလို့မေးတော့ထန်ရှောင်းမန်ကပြေစာဆက်ကူလေးကိုပြရင်ရှင်းရှင်းမနဲ့ခင်းစေးကဝဲတာပါဆိုင်ကန်းနံပါတ်ပါပါတယ်နေတိုင်းလက်ဆက်ဝဲယူတာပါလို့ရှင်းပြပါတယ်ကျိုးချီမင်းကဖိုင်တွဲကိုလန့်စစ်ဆေးရင်ကျမ်းမာရေးထောက်ခံချက်တွေရှိလားနမူနာတီးတန့်ချန်ထားတာတွေရောလောက်တက်လားလို့ထပ်မေးပါတယ်ထန်ရှောင်းမန်ကအကိုလို့ကြိုးတတိပေးထားလို့အကုန်အစင်တင်လုပ်ထားပါတယ်နမူနာဘူးတွေလည်းအတုပ်လိုက်အချိန်မှတ်ပြီးတပူးစီတေချာချန်ထားပေးပါတယ်လို့ကျွမ်းကျင်ပိုင်နိုင်စွာပြန်လည်ဖြေချလိုက်ပါတော့တယ်ကျိုးချီမင်းကစစ်ဆေးချက်တွေကိုသဘောကျသွားပြီးမင်းကတကယ် professional ပဲဗျာလို့ချီးကျူးလိုက်ပါတယ်လောမင်ကျွန်းကလည်းစောက်ထဲမှာစားတော့ရတာအန်ရကင်းဖို့ကအဓိကပဲလေလို့ပြောပါတယ်ကျိုးချီမင်းကဖိုင်တွဲပေါ်လက်မှတ်ထိုးရင်ဒါဆိုဒီညအတွက်အပွဲ80ပို့ပေးပါမြောက်ဘက်အဆောက်အုံအမှတ်3ကိုည9 နာရီရောက်ပို့ပေးပါလို့အော်ဒါတီးပြုတ်ပေးလိုက်ရာထန်ရှောင်းမန်ကစိတ်ချပါခင်ဗျာဘာပြဿနာမှမရှိစေရပါဘူးလို့အားတက်တရောဖြေလိုက်ပါတယ်ည9 နာရီရောက်တဲ့အခါဆိုင်လေးကနေကြက်သားကြော်အနက်မွေးလေးတွေပြန့်လွင့်လာတာကြောင့်အလုတ်ဆောက်ထဲကအလုတ်သမားတွေအများကြီးအုံခဲရောက်ရှိလာပြီးအနောက်ဘောက်ကကြက်သားကြော်အနန်းကအရမ်းမွေးတာပဲဗျာဆိုင်ရှင်မလေးရေကျွန်တော်ကိုတပွဲအမြန်ပေးပါကျွန်တော်ကိုလည်းတပွဲဘိုက်စာလို့ဦးတွေပါခွေနေပြီးဆိုပြီးအလူအရက်မှာယူကြပါတော့တယ်ဒါပေမဲ့ထန်ရှောင်းမန်ကဒီညအချိန်ပိုစင်းတဲ့ညဆိုင်အတွက်အော်ဒါရှိလို့ပါခင်ဗျာတီးတက်လာဝဲတဲ့သူတွေကတော့ခဏလောက်စောင့်ပေးပါဦးနော်လို့တောင်းပန်စကားဆိုပါတယ်အလုသမားတယောက်ကပိုက်ဆံရတာတော့မယူဘူးလားဗျာလို့မေးတော့ဟဲ့ကြည်ရန်ကပြုံးရှင်စွာနဲ့စောက်တဲကအော်ဒါကိုအရင်လက်ခံထားတာမို့အချိန်မနှောက်နေရအောင်ပါအကိုရဲလို့ရှင်းပြရင်လောမင်ကျွန်းရဲ့အကူအညီနဲ့အတူအပူထိန်ဖော်ဘူးကြီးတွေရဲ့ကိုထမင်းဘူးတွေထက်ကအချိန်မီပို့ဆောင်ပေးခဲ့ပါတယ်ည9 နာရီမှာတော့အဆောက်အုံအမှတ်3စီကိုထမင်းဘူးတွေရောက်ရှိသွားပါတယ်အလုသမားတွေကအရှိဘောက်ကဆိုင်ကပို့တာလားအသားတွေကိုရှော့မထည့်ထားဖို့မျှော်လင့်ရတာပဲပြီးခဲ့တဲ့တစ်ခါက90တောင်ပေးရပြီးအာလူတွေကြီးပဲပါတယ်လို့ညီးတွားနေကြပါတယ်အဲ့ဒီအခါတာဝန်ခံကျိုးချီမင်းကအရင်စားကြည့်လိုက်ကြပါဦးစားပြီးမှအစင်မပြေတာပြောကြတာပေါ့လို့ဆိုပါတယ်
အလုသမားတယောက်ကထမင်းဘူးကိုဖွင့်လိုက်တဲ့အခါကြက်ပေါင်သားအကြီးကြီးတွေနဲ့ပြည့်နေနေတာကိုတွေ့လိုက်ရပြီးဟေးဒါတကယ်ကောင်းတာပဲဟေးဟင်းရီနဲ့နေစားရတာလည်းအရန်ရတာရှိတယ်ထမင်းကလည်းမပြော့မမာလေးနဲ့တကယ်စားလို့ကောင်းတယ်လို့အားရပါရချီးကျူးလိုက်ပါတယ်ကျိုးချီမင်းကအလုသမားတွေဘေးမှာဝင်ထိုင်ပြီးစားရင်ဒီတပွဲကိုဘလောက်လဲတီလား38ရွမ်တည်းရဲ့လို့ပြောပြလိုက်တဲ့အခါအလုသမားအားလုံးကမယုံနိုင်လောက်အောင်အံ့ဩသွားပြီး38ရွမ်ဟုတ်လားဗျလို့တပြိုင်နက်တည်းအော်ဟစ်လိုက်ကြပါတော့တယ်အဲ့ဒီနောက်အလုသမားတယောက်ကထမင်းဘူးကိုစားရင်ဒါကအရှိဘောက်ကရွမ်90တန်ထက်အများကြီးတာတာပဲဟေ့ဒါပေမဲ့အရှိဘောက်ကဆိုင်လဲ38ရွမ်မဟုတ်ဘူးလားလို့မေးလိုက်ပါတယ်အဲ့ဒီအခါနောက်မှာရက်နေတဲ့လောမင်ကျွမ်းကအစ်စ်လာတဲ့သူတွေအတွက်ပဲ38ယူတာဖောက်တီဟောင်းတွေကိုကြတော့90ယူတာလေလို့ပြောပြလိုက်ပါတယ်အလုသမားတွေကအံ့ဩသွားပြီးဖိုမင်လော့တောင်90ပေးစားရတာလားဖောက်တီဟောင်းတွေကိုပိုစေးတင်ပြီးနှိပ်ကွက်တယ်ပေါ့လေတော်တော်ယုံဖို့ကောင်းတာပဲလို့ဒေါသတကြီးပြောကြပါတယ်အဲ့ဒီအချိန်မှာအလုသမားတယောက်ကထမင်းပလာဘူးကိုကင်ပြီးဆိုင်ရှင်လေးရေထမင်းထက်ထဲလို့ရသေးလားဗျလို့လာမေးပါတယ်ဟဲ့ကြည်ရွံကရတာပေါ့ဘိုင်းဝါတဲ့အထိစားတော်အကိုလို့ဖော်ဖော်ရေရေပြောပါတယ်အလုသမားကထမင်းထက်ထဲရင်ငွေဘယ်လောက်ထပ်ပေးရမလဲလို့စိုးရိမ်နေကြီးမေးတော့ထန်ရှောင်းမန်ကလုံးဝအလကားပါခင်ဗျာပိုက်ဆံတပြားမှထပ်မပေးရပါဘူးလို့အပြုံးနဲ့ထမင်းတွေအပြည့်ထည့်ပေးလိုက်ပါတယ်အလုသမားကဝမ်းသာအားရနဲ့ညီမလေးတို့ဆိုင်ကတော့တေချာပေါက်ရေရှိအောင်မြင်ပါပါဒီလိုထမင်းမျိုးမှတကယ်စားလို့ကောင်းတာဗျာလို့ဆူတောင်းပေးလိုက်တဲ့အခါထန်ရှောင်းမန်တယောက်ပီတိဖြစ်လုံးလို့မျက်ရည်တွေဝဲပြီးမျက်ရည်တုံနေရပါတော့တယ်နောက်တနေ့မှာတော့စောက်တဲကအလုသမားတွေရဲ့ဂယူးချက်ထဲမှာအနောက်ဘောက်ကကြက်သားကြော်ဆိုင်က38ရွမ်ပဲရှိတယ်ထမင်းလဲအလကားထပ်ထည့်ပေးတယ်အရှိဘောက်ကဆိုင်ကိုမသွားကြနဲ့ဖောက်တီဟောင်းတွေကိုအနိုင်ထက်ငွေညစ်နေတာဆိုပြီးသတင်းတွေပြန့်နှံ့သွားပါတော့တယ်အလုသမားတယောက်ကအတော်ကြီးလော်ဒီမှာရောက်လာတာနှစ်တွေအကြာကြီးရှိပြီဆိုတော့အထင်လွဲတာနေမှာပါလို့ဝင်ပြောတော့နောက်တယောက်ကဘာထင်လွဲရမှာလဲမနေ့ကငါကိုယ်တိုင်သွားမေးတာငါစီကနေ90တောင်းတာပဲဆိုင်တစ်ကတော့အားလုံးကို38ပဲယူတယ်လို့ပြန်လဲထောက်ပြလိုက်ပါတော့တယ်နောက်ထပ်အလုသမားတယောက်ကလည်းငါပြီးခဲ့တဲ့လကမှစပြီးအလုဆင်းတာငါစီကကြတော့38ရွမ်ယူတယ်အဲ့ဒါနဲ့နေ့တိုင်းသွားစားတာဒီဘက်ကျတော့45ရွမ်ဖြစ်သွားရောအစာပလာတွေပို့ထည့်ပေးလို့ပါဆိုပြီးဈေးတက်လိုက်တာလို့စာပို့ထားတာကိုလောမင်ကျွမ်းတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာအဆောင်ကတင်ပေါ်မှာဖုန်းကြည့်နေတဲ့လုတ်ဖော်ကိုင်ဖက်တာလီကလောမင်ကျွမ်းကိုမြင်တော့အားရပါရနဲ့အကိုတော့ဂယူထဲမှာမင်းညကစားရတဲ့ကြက်သားကြော်ကိုလူတိုင်းကချီးကျူးနေကြတယ်ပြီးတော့အရှိဘောက်ကအတော်ကြီးလော်ကိုလည်းဝိုင်းဆဲနေကြတယ်ဗျာအတော်ကြီးလော်ကမိုးရွာရင်9ရွမ်ထပ်ပေါင်းတယ်ညနေရင်10ရွမ်ထပ်တိုးတယ်အရင်တစ်ခါကကျွန်တော်ကိုအငွေလျှော့အန်းလို့မေးတော့လဲအလုရှုံနေလို့မေ့သွားတာပါဆိုပြီးအကြောင်းပြသေးတာအခုတော့သူ့ကွက်တွေပေါ်ကုန်ပြီးရင်ထဲမှာအရန်ကျင်နေဖို့မကောင်းဘူးလားအကိုလို့အားရဝမ်းသာပြောလိုက်ပါတယ်လောမင်ကျွမ်းကဖုန်းကိုကတင်ပေါ်ချထားလိုက်ရင်ဘာမှကျင်နေစရာမရှိဘူးယုံဖို့ပဲကောင်းတာလို့မျက်နှာထားတီတီနဲ့ပြန်ပြောလိုက်ပါတယ်တာလီကခေါင်းကုတ်ရင်ဘာဖြစ်လို့လဲအကိုရအားလုံးကသူ့ကိုဝိုင်းဆဲနေကြတာပဲကိုလို့နားမလဲတယ်လို့မေးပါတယ်လောမင်ကျွမ်းကခုံမဝင်ထိုင်လိုက်ပြီးဒါမျိုးတွေကအခုမှမဟုတ်ဘူးလားလီမင်းအတော်ကြီးလော်ရဲ့စိတ်ပုတ်တဲ့တွက်ချက်ပုံကိုတေချာကြည့်ကြည့်လိုက်မျက်နှာတစ်ဆိုဈေးဘောနဲ့ရောင်းတယ်ဖောက်တီဟောင်းကြတော့ဈေးပိုတင်ပြီးနှိပ်ကွက်တယ်အလျင်လိုပြီးအလောဒကြီးလာဝဲတဲ့သူဆိုပိုဈေးတောင်းတယ်အလုတ်ပင်ပန်းလုံးလို့အနားယူချင်နေပြီးဈေးမစစ်နိုင်တော့တဲ့သူဆိုရင်တော့အစိုးဆုံးဈေးညစ်တာပဲလို့အတော်ကြီးလော်ရဲ့မတမာတဲ့စီးပွားရေးလက်ကွက်တွေကိုတစ်ခုချင်းစီထောက်ပြလိုက်ပါတော့တယ်နောက်တနေ့မနက်မှာလောမင်ကျွမ်းတယောက်အရှိဘောက်ကနေဖျက်လျှောက်လာတော့ဆိုင်ရှင်တော်ကြီးလော်ကမကြေမနက်နဲ့လန့်ခေါ်လိုက်ပါတယ်လောမင်ကျွမ်းမင်းပါသဘောလဲဟန်လို့ဒေါသတကြီးမေးတော့လောမင်ကျွမ်းကရက်ကြည့်ပြီးကျွန်တော်ကဘာလုပ်လို့လဲလို့ပြန်မေးပါတယ်အတော်ကြီးကရောက်မှကြီးကရင်မင်းကယူထဲမှာငါမကောင်းကြောင်းတွေရှောက်ပြောနေတာမဟုတ်လားလို့ဆွဆွဲပါတယ်လောမင်ကျွမ်းကဖုန်းကိုအိတ်ကက်ထဲထည့်လိုက်ရင်ကျွန်တော်ဘာတခုမှမပြောခဲ့ဘူးလို့အေးအေးဆေးဆေးပြန်ဖြေပါတယ်အဲ့ဒီအခါအတော်ကြီးကရန်ထောင်ပြီးမင်းကပိုက်ဆံပို့ပေးရတာမကျေနပ်လို့မဟုတ်လားပိုက်ဆံနည်းနည်းလေးပို့ပေးရတာနဲ့ငါစီးပွားရေးကိုလာဖြက်စီးရသလားလို့ဆက်អော်ပါတယ်လောမင်ကျွမ်းကမျက်နှာထားတင်းတင်းနဲ့ခင်များကကျွန်တော်စီကနေပိုက်ဆံပို့ယူခဲ့တာလေဒါကအမှန်တရားပဲပိုက်ဆံနေတာများတာနဲ့မဆိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်အတော်ကြီးကလောင်ရရင်မင်းတို့လူတွေကလေဒီမှာ3နှစ်လုံးစားလာပြီးတော့အခုမှလာပြီးဒုက္ခတီပုံစံဖမ်းနေတယ်ပေါ့လေမင်းတို့ညစ်တဲ့အချိန်တိုင်းငါကြောကြွေးခဲ့တာတွေကိုကြာဘာလို့ထည့်မပြောတာလဲလို့အပြစ်တင်ပါတယ်လောမင်ကျွမ်းကဒေါသတကြီးနဲ့ခင်များကညဘက်ဆိုင်ဖွင့်ထားတာလေကျွန်တော်ကလည်းပိုက်ဆံအပြည့်ပေးပြီးဝယ်စားတာခင်များစီကအလာကအလူခံစားခဲ့တာမဟုတ်ဘူးလို့ပြက်ပြက်သားသားပြန်ချေပလိုက်ပါတယ်အတော်ကြီးကအကြောင်းပြချက်ရှာပြီးဒီအရှိဘောက်ကဆိုင်ကန်ကတွေဈေးကြီးတယ်မိဘိုးရေဘိုးတွေများတယ်ဒါကြောင့်ငါ90ယူတာဘာဖြစ်လဲလို့စင်ကြေပေးပါတယ်လောမင်ကျွမ်းကဒါဆိုလဲလူတိုင်းကို90ယူလိုက်လေခင်များကို38နဲ့ရောင်းပါလို့ဘသူကမှအတင်းမတိုက်တွန်းဘူးဒါပေမဲ့တခြားသူတွေစီက38ယူပြီးကျွန်တော်စီကကြ90ယူတာကတော့ဖောက်တီဟောင်းကိုလှည့်စားပြီးအနိုင်ထက်ငွေညစ်တာပဲလို့အချက်ကြထောက်ပြပါတယ်အတော်ကြီးကစကားမနိုင်တော့ပဲငါကြိုက်တဲ့ဈေးနဲ့ငါရောင်းတာမင်းနဲ့ဘာဆိုင်လို့လဲလို့အော်ဟစ်ပါတော့တယ်လောမင်ကျွမ်းကခက်အေးတဲ့ဟုတ်တယ်ခင်များနဲ့ကျွန်တော်ဘာမှမဆိုင်ဘူးဒါကြောင့်ကျွန်တော်ဒီမှာမစားတော့တယ်လို့တခြားသူတွေလည်းလာမစားနိုင်တော့ဘူးလို့ပြောပြီးကြောကိုင်းထွက်ခွာလာခဲ့ပါတယ်အတော်ကြီးလော်ကတော့နောက်ကနေဒေါသတကြီးနဲ့အနောက်ပေါက်ကကောင်တွေကဘလောက်ကြာရောင်းနိုင်မှာမို့လို့လဲဒီကလေးတွေကဘာအတွေ့အကြုံမှမရှိတာမကြခင်ပြဿနာတက်ပြီးဒုက္ခရောက်ကြမှာလို့လန့်អော်လိုက်ပါတယ်လောမင်ကျွမ်းကခြေလမ်းတွေကိုရက်ပြီးလက်ကြည့်ကဒါဆိုရင်လည်းစီးမြင့်တိုင်းသွားကြတာပေါ့ပြဿနာဖြစ်ရင်တော့ဖြစ်တဲ့လူပဲတာဝန်ယူရမှာပေါ့လို့မျက်နှာသေးနဲ့ပြန်ပြောလိုက်ပါတယ်အလုဆောက်ရဲ့နောက်ဘက်လမ်းကြားမှာတော့အလုသမားတွေတိုးကျိတ်ပြီးအလူအရက်ရောက်နေကြပါတယ်အလုသမားတယောက်ကကြက်ပြီလားဗျာအရှိကလူတွေတော့ယူသွားကြပြီဘာလို့ပြန်ရက်သွားတာလဲလို့အလောတက်ကြီးမေးပါတယ်ထန်ရှောင်းမန်ကချွေးတွေကိုတုတ်ရင်ခဏလေးပါနော်အခုကြော်နေတဲ့တဲအိုးချက်ခါနီးပါပြီလို့အားတက်တရောပြောပါတယ်ဟဲ့ကြည်ရန်ကထမင်းဘူးထည့်ပေးနေတော့အလုသမားတယောက်ကဟေ့လူလေးငါကအဆက်နေတာပိုက်ဆံရှင်းထားတာလေဘာလို့အဆက်များတဲ့အမတ်သားကငါဘူးပေါ်လာကက်နေရတာလဲလို့ရန်တွေ့ပါတယ်ဟဲ့ကြည်ရန်ကပြာတလဲနဲ့ sorry ပါအကိုရကျွန်တော်မျက်စိမောက်သွားလို့ပါအခုချက်ချင်းဘူးတစ်ပြန်လဲပေးပါမယ်လို့တောင်းပန်ပါတယ်
အလုသမားတွေကဆိုင်ရှင်မလေးရေမြင်မြန်လုပ်ပါဦးဗျာကြာရင်အရှိပေါက်ကဆိုင်မဲပြန်သွားတော့မယ်လို့စိတ်မရှိသလိုအော်ကြပါတယ်အဲ့ဒီအချိန်မှာလော့မင်ကျွမ်းရောက်လာပြီးအားလုံးတန်းစီကြတယောက်ချင်းစီလာကြပါလို့အမိန့်ပေးလိုက်ပါတယ်အလုသမားတယောက်ကဖိုမင်လော့ပါလာစားတာလားလို့နှုတ်ဆက်တော့လော့မင်ကျွမ်းကဟုတ်တယ်ဒါပေမဲ့ဘယ်သူမှကြားဖြတ်မတိုးရဘူးနံပါတ်ကတ်တွေဝေပေးမယ်နံပါတ်စင်အတိုင်းလာယူကြလို့ပြောရင်ဟဲကြည့်ရလက်ထဲကိုနံပါတ်ကတ်ပြားတွေထည့်ပေးလိုက်ပါတယ်ပြီးနောက်ထန်ရှောင်းမန်ကိုအဆက်နီးအဆက်လက်အဆက်များဒီ၃မျိုးပဲချက်ပါကြားထဲကနေစိတ်ကြိုက်ရှောက်မပြောင်းခိုင်းနဲ့လို့တေချာစနစ်တကျကြက်မှတ်ပေးပါတယ်အလုသမားတစ်တယောက်ကဒီတိုင်းဆိုပဲချိန်ထိစောင့်ရမှာလဲဗျလို့ညီးတွားလိုက်တဲ့အခါလော့မင်ကျွမ်းကလက်ကြည့်ပြီးမြင်မြန်စားခြင်းရင်အတင်းကျပ်ဖူးတွေသွားစားလက်လက်ဆက်ဆက်ချက်တာစားခြင်းရင်တော့အချိန်စောင့်ရမှာပဲလို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတော့တယ်အလုသမားကြီးကကောင်းပါပြီဗျဖိုမင်လော့ကိုယုံကြည်လို့ကျွန်တော်တို့စောင့်ပါမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ထန်ရှောင်းမန်ကလည်းအားတက်တရောနဲ့အဆက်အလဲလက်သုံးပွဲချက်ပါပြီရှင်လို့အော်ဟစ်ကဘူးလဲထည့်ပေးပါတယ်အားလုံးရောင်းချပြီးလို့စိုင်းတင်းချိန်မှာတော့ပင်ပန်းနေတဲ့ဟဲကြည်ရွံနဲ့ထန်ရှောင်းမန်တို့ဇနီးမောင်နှံနှစ်ယောက်လမ်းဘေးမှာထိုင်နာနေကြပါတယ်ဟဲကြည်ရွံကအကိုလော့ဘူးထူ120လုံးအကုန်သွားတယ်တပူးမတောင်မကြံဘူးဗျာလို့အားရဝမ်းသာပြောပါတယ်လော့မင်ကျွမ်းကဘလို့လဲအစင်ပြေကြရဲ့လားလို့မေးတော့ဟဲကြည်ရွံကပိုက်ဆန်ရှာရတာတကယ်ပင်ပန်းတာပဲဗျာလို့ပြန်ဖြေပါတယ်ထန်ရှောင်းမန်ကလည်းပင်ပန်းပေမဲ့ရင်ထဲမှာတော့တကယ်စိတ်ချမ်းသာပီတိဖြစ်ရပါတယ်လို့အပြုံးနဲ့ဆိုပါတယ်လော့မင်ကျွမ်းကသူတို့ကိုတေချာကြက်မှတ်ရင်မနှက်ဖြန်ကစားပြီးပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ထားပါဒါပေမဲ့ကြိုပြီးတော့ကြော်မထားနဲ့တန်းစီရတာနည်းနည်းကြာချင်းကြပါစေအဓိကအရသာကောင်းမွန်လက်ဆက်ဖို့ကအရေးကြီးဆုံးပဲလို့အကြံပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာအလုသမားတယောက်ကဇလုံးလေးကင်ပြီးအပြေးလွှားရောက်လာကအကိုထမင်းကြံသေးလားဗျာဟင်းရီလေးတွေအရန်ကောင်းလို့မတုံပြည့်ရတာနဲ့ထမင်းနောက်ထပ်တစ်ဝက်လောက်ထပ်ထည့်ခြင်းလို့ပါလို့လာပြောပါတယ်ထန်ရှောင်းမန်ကကြံပါသေးတယ်ရှင်လို့ပြုံးရှင်စွာပြောပြီးထမင်းတွေအပြည့်ထည့်ပေးလိုက်ပါတယ်အလုသမားကြီးကနောက်ဆိုကျွန်တော်ဒီဆိုင်မှာပဲပုံမှန်လာစားတော့မယ်ဗျာလို့အားရကျေနဲ့စွာပြောသွားပါတယ်ဒါပေမဲ့နေ့ရက်ကြာမှာတော့စီပင်ဘတ်ဈေးကွက်ကြီးကျက်ရေးကားကြီးတစ်စီးထိုးဆက်ရောက်ရှိလာပါတယ်စစ်စေးရေးအရာရှိကဆိုင်ရှိကိုရောက်လာပြီးဒီဆိုင်ကဘသူဆိုင်လဲလို့တင်းမာစွာမေးလိုက်ပါတယ်ထန်ရှောင်းမန်ကကျမဆိုင်ပါရှင်လို့ဖြေလိုက်တဲ့အခါအရာရှိကဒီဆိုင်ဟာလိုင်စင်မဲ့ဖွင့်လှစ်ထားတယ်အစားအသောက်တွေမလက်ဆက်ဘူးတန်ရှင်းရေးမမီဘူးဆိုပြီးတိုင်ကြားစာဝင်ထားလို့လာစစ်တာဖြစ်တယ်လို့အမိန့်ဆန်ဆန်ပြောလိုက်ပါတော့တယ်ဘေးကအလုသမားတွေကအုံခဲလာပြီးတကယ်ပဲတိုင်လိုက်တာလားအစားအသောက်တွေကတကယ်မကောင်းလို့လားလို့ပြောကြတော့အလုသမားတယောက်ကငါမနေ့ကမှစားထားတာလေဘိုင်လဲဘာမှမဖြစ်ပါဘူးလို့အန်အော်ဒါကြီးဝင်ပြောနေကြပါတော့တယ်အဲ့ဒီအခါထန်ရှောင်းမန်ကအိတ်ထဲကနေစာရွက်စာတမ်းတွေကိုအလောတကြီးထုတ်ပြရင်ကျမတို့စီမှာခွင့်ပြုချက်အထောက်အထားတွေရောပြေစာတွေရောအကုန်အပြည့်စုံရှိပါတယ်ရှင်လို့ရှင်းပြပါတယ်ဟဲကြည်ရန်ကလည်းလက်ရှာပေးရင်ဘယ်မှာလဲအပြာရောင်အိတ်ထဲမှာမဟုတ်ဘူးလားလို့ကူရှာပေးပါတယ်လော့မင်ကျွမ်းကအိတ်တိုင်းကိုရှောက်မနိုင်နဲ့အနဲ့ရောင်ဖိုင်တွဲကိုယူပေးလိုက်လို့တတိပေးပါတယ်စစ်စေးရေးအရာရှိကစာရွက်စာတမ်းတွေကိုတေချာကြည့်ရှုစစ်ဆေးပြီးနောက်နမူနာတင်ထားတဲ့ဘူးတွေရောဘယ်မှာလဲလို့မေးပါတယ်ဟဲကြည်ရန်ကရေခဲတစ်တာကိုဖွင့်ပြီးတေချာထုတ်ပြလိုက်ပါတယ်အရာရှိကလက်အိတ်ကိုချွတ်လိုက်ရင်စာရွက်စာတမ်းအထောက်ထားအားလုံးစုံလင်တယ်ကုန်ကျန်းပစ္စည်းတွေရဲ့စမြစ်ကလည်းရှင်းလင်းတယ်ဆိုင်တွင်းတန်ရှင်းရေးကလည်းလိုအပ်တဲ့စံချိန်စံညွှန်းနဲ့ကိုက်ညီပါတယ်လက်ရှိအချိန်ထိတော့တိုင်ကြားထားတဲ့အချက်တွေတခုမှမှန်ကန်ကြောင်းမတွေ့ရပါဘူးလို့အားလုံးကြားအောင်ကြေညာလိုက်ပါတယ်အဲ့ဒီအခါမှာထန်ရှောင်းမန်တယောက်ရင်ဘက်ကိုဖီးရင်တပြင်းကြကစိတ်သက်သာရာရသွားခဲ့ပါတယ်ဘေးကအလုသမားတွေကငါပြောသားပဲတန်ရှင်းပါတယ်ဆိုတာမနေ့ကငါစားခဲ့တာဘာမှမဖြစ်ပါဘူးဘသူကညာမနာလို့ဖြစ်ပြီးသွားတိုင်တာပါလေလို့ပြောရင်လက်ကြည့်လိုက်ကြတော့လမ်းမကြီးပေါ်မှာရောက်မှကြီးကင်ပြီးမကြေမနက်ရက်ကြည့်နေတဲ့ဆိုင်ရှင်တော်ကြီးလော်ကွေ့မင်းတော်ကြီးလော်ကိုတွေ့လိုက်ကြရပါတယ်စစ်စေးရေးအရာရှိကထန်ရှောင်းမန်ကိုဒါပေမဲ့မင်းတို့ရဲ့စီးပွားရေးကအရန်မြင်မြန်ဆန်ဆန်ကြီးထွားလာနေတာမို့တတိထားကြဖို့လိုတယ်အော်ဒါတွေများလာရင်လည်းစည်ရင်အပြေစာတွေမပြတ်စေနဲ့နမူနာဘူးတွေမကြံခဲ့စေနဲ့တန်ရှင်းရေးကိုလည်းအဆင့်တန်းမကျစေနဲ့လို့တေချာမှာကြားပါတယ်ထန်ရှောင်းမန်ကဟုတ်ကဲ့ပါကျမတို့တေချာမှတ်ထားပါမယ်ရှင်လို့ပြန်ဖြေပါတယ်အရာရှိတွေထွက်သွားပြီးနောက်လော့မင်ကျွမ်းကဆိုင်ရှိလျှောက်လာပြီးလန့်သွားလားလို့မေးပါတယ်ထန်ရှောင်းမန်ကလက်နာပေါ်အကိုရဲလို့ရင်ဖွင့်ပါတယ်လော့မင်ကျွမ်းကပြုံးရင်လန့်တက်တာကောင်းတယ်လန့်တက်တယ်ဆိုတာမင်းတို့ကိုတာဝန်ကိုကိုတေတေချာချာတိနားလဲပြီးတန်ဖိုးထားတယ်ဆိုတဲ့သဘောပဲလို့အားပေးစကားပြောကြလိုက်ပါတော့တယ်အဲ့ဒီအခါဟဲကြည်ရန်ကဒေါသတာကြီးနဲ့အကိုလော့အရှိပေါက်ကဆိုင်ကကျွန်တော်တို့ကိုတိုင်လိုက်တာမဟုတ်လားလို့မေးလိုက်ပါတယ်လော့မင်ကျွမ်းကတင်းငိမ့်စွာနဲ့ဘသူတိုင်းတိုင်းအေးမှကြီးပါဘူးမင်းတို့လောက်ရမှာကဘသူပဲလာစစ်စစ်ဘာပြက်နာစာမှရှာမတွေ့အောင်လုပ်ထားဖို့ပဲလို့ပြန်ပြောပါတယ်ထန်ရှောင်းမန်ကဒါဆိုကျမတို့ဆက်ရောင်းကြမလားလို့မေးတော့လော့မင်ကျွမ်းကဆက်ရောင်းလေလို့အားပေးလိုက်ပါတယ်စောက်ထဲကအလုသမားတွေကလည်းမနက်ကဈေးကွက်ကြီးကျက်ရေးဖွဲ့လာစစ်တာဘာပြက်တနာမှရှာမတွေ့ဘူးလေဗျဒါကဘကြောင်ညာထက်မဆိုပိုးပြီးအာမခံချက်ရှိတာပေါ့လို့ပြောဆိုကလာရောက်အားပေးကြပါတယ်ဒါကိုမြင်တော့အရှိပေါက်ကအတော်ကြီးလော်ကစမ်းပုတ်အစ်တစ်ခုချိတ်ဆွဲလိုက်ပါတယ်ဆိုင်းပုတ်မှာကြက်သားကြော်တပွဲ28ရွာအရှုံးခံပြီးဖောက်တီတွေကိုကျေးဇူးဆက်ခြင်းလို့ရေးထားပြီးရောက်မှကြီးကင်က28ရွာတဲ့နော်အရှိပေါက်ကမူလလက်ဟောင်းရတာအနောက်ပေါက်ကစိုင်းထက်30ရွာတောင်ပိုတက်တာတယ်အလိမ့်မခံကြနဲ့နော်လို့လန်းអော်ပါတော့တယ်အလုသမားတချို့ကတွက်ချက်ရင်တရက်ကို30ရွာဆိုတော့တစ်လကို300တောင်တက်တာမှာပဲဒီတွက်နီးကရိုးရိုးလေးပါဘယ်ဆိုင်ဖြစ်ဖြစ်ဘိုက်ပြည့်ရင်ပြီးတာပဲလို့ပြောကြပါတယ်အလုသမားတယောက်ကထမင်းဘူးကင်ပြီးလော့မင်ကျွမ်းရှိလာပြကဖိုမင်လော့30ရွာတောင်ပိုတက်တာလို့ကျွန်တော်သွားစမ်းကြည့်မလို့လာပြောပါတယ်လော့မင်ကျွမ်းကအေးဆေးစွာနဲ့ပိုက်ဆန်ကကိုယ့်အိတ်ကက်ထဲမှာရှိတာပဲဘယ်မှာစားစားကိုတဘောပေါ့လို့ဖြေလိုက်ပါတယ်အဲ့ဒီအခါဟဲကြည်ရန်ကစိုးရိမ်တကြီးနဲ့အကိုလော့ကျွန်တော်တို့ရောဈေးလိုက်ချရမလားလို့မေးပါတယ်လော့မင်ကျွမ်းကဘယ်လောက်ထိချမှာလဲ28ရွာထိလားလို့ပြန်မေးပါတယ်ထန်ရှောင်းမန်ကအမျက်နီးနဲ့လော့သွားလဲဖြစ်ပါတယ်ဖောက်တီတွေအကုန်ဆုံးရှုံးမသွားရင်ပြီးတာပါပဲလို့စိုးရိမ်စွာဆိုပါတယ်လော့မင်ကျွမ်းကထမင်းဘူးကိုကိုင်ဖွင့်ကြည့်ပြီးဒီတပွဲရဲ့ကုန်ကြစရိတ်ကဘယ်လောက်ရှိလဲလို့မေးလိုက်ပါတယ်ထန်ရှောင်းမန်ကကြက်သားဆက်အတီးအရွက်ဟင်းခတ်အမွေးကြိုင်ထမင်းဘူးနဲ့ဂက်စပိုအားလုံးပေါင်းတွက်ရင်လို့စရင်တွက်ပြချိန်မှာလော့မင်ကျွမ်းကဖြတ်ပြီးမင်းတို့28ရွာထိဈေးချလိုက်ရင်ကုန်ကြစရိတ်ကခံနိုင်ရရှိမှာမဟုတ်ဘူးအရှုံးမပေါ်ခြင်းရင်အသားကိုရှော့ထည့်ရမယ်ဈေးပေါ်တဲ့အသားတွေသုံးရမယ်ထမင်းကိုရှော့ပေးရမယ်ညအိတ်ကြံနဲ့ဟင်းဒီဟင်းရက်တွေကိုပြန်သုံးရလိမ့်မယ်လို့ထောက်ပြပါတယ်
ထန်ရှောင်မန်ကချက်ချင်းပဲအဲ့ဒီလိုတော့လုံးဝမလုံးနိုင်ပါဘူးရှင်လို့ညင်းဆိုပါတယ်လောမင်ကျွန်းကဒါကြောင့်ဈေးလုံးဝမချရဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ဟဲ့ကြည်ရွံကစိုးရိမ်တကြီးနဲ့ဒါပေမဲ့အဲ့ဒီတွေအကုန်ထွက်သွားကြပြီလေအကိုရလို့ပြောတော့လောမင်ကျွန်းကဈေးပေါ်တာကိုပဲမမောတဲ့သူတွေထွက်သွားကြလိမ့်မယ်အရေးသွေးကောင်းကိုတကယ်တမ်းမိုးထားပြီးစားကျင်တဲ့စားသုံးသူစစ်အမှန်တွေကတော့ပြန်လာကြမှာပါမင်းတို့သာဈေးလိုက်ချလိုက်ရင်ဒီဈေးကွက်မှာဘယ်တော့မှပြန်ရက်တည်နိုင်တော့မှာမဟုတ်ဘူးလို့ရှင်းပြပါတယ်ထန်ရှောင်မန်ကဘာဖြစ်လို့လဲအကိုရဲ့လို့မေးပါတယ်လောမင်ကျွန်းကဘာလို့လဲဆိုတော့မင်းတို့အရင်က38ရွံဟာတရားမျှတတဲ့ဈေးနှုန်းပါလို့ပြောထားခဲ့တာလေအခုမှ28ရွံလျှော့ချလိုက်ရင်လူတွေကမင်းတို့လည်းအရင်ကအမျက်ကြီးစားပြီးဈေးတင်ရောင်းခဲ့တာပဲလို့ထင်သွားကြလိမ့်မယ်ဆုံးရှုံးသွားတဲ့ယုံကြည်မှုကိုပြန်တည်ဆောက်ဖို့ဆိုတာအရန်ခက်ခဲတယ်အတော်ကြီးလော်ဈေးချရဲတာကသူအရင်ကအဆက်မတန်ဈေးပိုယူထားခဲ့လို့လေမင်းတို့ကတော့ရိုးသားတဲ့သူတွေမို့အဲ့ဒီလိုလိုက်မလုံးနိုင်ဘူးလို့တေချာနားချပေးပါတယ်အဲ့ဒီစကားကိုကြားပြီးနောက်ထန်ရှောင်မန်နဲ့ဟဲ့ကြည်ရွံတို့လည်းသဘောပေါက်သွားကြပါတယ်အဲ့ဒီနေ့လယ်မှာပဲထန်ရှောင်မန်ကဆိုင်းရှိကဝိုက်ဖုတ်ပြားလေးပေါ်မှာဈေးနှုန်းကိုတိကျစွာသတ်မှတ်ထားသည်ထမင်းလာကားထက်ထည့်ပေးသည်ကုန်ကျန်းပစ္စည်းများကိုနေ့စဉ်လက်ဆက်စွာဝယ်ယူထားပြီးစစ်ဆေးမှုခံယူရန်အမြဲအဆင်သင့်ရှိပါသည်ဆိုတဲ့စာတမ်းကိုတေးသေးချာချာရေးသားချိတ်ဆွဲထားလိုက်ပါတယ်လောမင်ကျွန်းရောက်လာပြီး WeChat နဲ့38ရွံပိုက်ဆံရှင်းကထမင်းဘူးကိုယူလိုက်ပါတယ်ဟဲ့ကြည်ရွံကအပြုံးနဲ့အကိုလော့ထမင်းရပါပြီဗျာလို့ကမ်းပေးပါတယ်လောမင်ကျွန်းကစားပွဲမှာထိုင်ပြီးကြက်သားကြော်ကိုစားရင်လက်ရာကအရင်တိုင်းအရန်ကောင်းနေတော့မယ်ဆက်ကြိုးစားပါလို့ချီးကျူးလိုက်ပါတယ်ဆိုင်လေးမှာလည်းသူတို့ရဲ့အရေးသွေးကိုယုံကြည်တဲ့အလုပ်သမားတွေပြန်လည်ရောက်ရှိလာပြီးစားတောက်နေကြပါတော့တယ်အရှိပေါက်ကအတော်ကြီးလော်ရဲ့ဆိုင်ရှိမှာတော့လူတွေစီကားနေစေဖြစ်ပြီးလာကြကြက်သားကြော်တပွဲ28ရွံတဲနော်မူလလက်ဟောင်းအရသာစစ်ပါရှင်လို့အတော်ကြီးလော်ကအော်ဟစ်ရောင်းချနေပါတယ်အလုပ်သမားတယောက်ကထမင်းဘူးကိုဖွင့်ကြည့်ပြီးဟစ်ဒီသားတွေကအရင်ကထက်ဆက်ရင်အစိတ်စိတ်အမွာမှာဖြစ်ပြီးပိုချေမွတ်နေတယ်လို့ပဲနော်လို့ထောက်ပြလိုက်ပါတယ်ဘေးကအလုပ်သမားကတော့ငမ်းမရစားရင်ဘသူကယူဆိုင်နေမှာလဲဗျဈေးပေါ်ရင်ပြီးတာပဲစားပြီးဘိုက်ပြည့်ရင်အလုပ်လုပ်လို့ရတာပဲကိုဒီလောက်ထိကြီးများမနေစမ်းပါနဲ့လို့ခပ်ပေါ်ပေါ်ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့နေ့လယ်ပိုင်းဆောက်တဲ့ကပစ္စည်းတို့လောင်ယုံမှာတော့အလုပ်သမားလေးတယောက်ဟာချွေးစေးတွေပြန်ပြီးဘိုက်ကိုလက်နဲ့ဖိကလောမင်ကျွန်းစီအလောတက်ကြီးရောက်လာပါတယ်ဖိုမင်လော့ဘိုင်းနာပျောက်စေးရှိလားခင်ဗျာလို့မေးလိုက်ပါတယ်လောမင်ကျွန်းကစိုးရိမ်တကြီးနဲ့ဘာဖြစ်လို့လဲမောင်လေးလို့မေးတော့အလုပ်သမားလေးကမျက်နှာပြက်ရင်းစွာနဲ့အရှိပေါက်ကကြက်သားကြော်သွားစားမိတာဘိုက်တွေအောင်ပြီးပြုတ်အန်ကျင်လာလို့ပါလို့ညီးသွားပါတော့တယ်လောမင်ကျွန်းကစေးကန်းကိုချက်ချင်းသွားအောက်မထားနဲ့လို့တွန်းလွတ်လိုက်ပါတယ်ညရောက်တော့စောက်ဝင်းထဲမှာအလုပ်သမားတွေစုယုံပြီးဒေါသတကြီးပြောဆိုနေကြပါတော့တယ်အလုပ်သမားတယောက်ကဒီနေ့အရှိပေါက်ကအသားတွေကလုံးဝအဆင်မပြေဘူးဗျရေခဲရိုက်ထားတာအရန်ကြာနေတယ်လို့ပဲမာတောင်းတောင်ကြီးဖြစ်နေတာလို့ပြောတော့နောက်တစ်ယောက်ကလည်းငါစားလိုက်တဲ့အာလူတုံးဆိုရင်ချင်းစောတောင်းနှမ်းနေတယ်ငါခံတွင်ပဲပြက်နေတယ်ထင်တာဆိုပြီးအတော်ကြီးလော်ရဲ့လက်စားမှုတွေကိုမကြေမနက်ဝိုင်းဝန်းဖွင့်ဟပ်နေကြပါတော့တယ်အဲ့ဒီတခါလုံမားတယောက်ကဒေါသတကြီးနဲ့ဒီနေ့အတော်ကြီးလော်ငါကိုထည့်ပေးလိုက်တာအာလူတွေနဲ့ကြက်သွန်တွေကြီးပဲကြက်သားဆိုတာတတုံးမတောင်မပါဘူးဟင်းရီကလည်းမိနဲ့နေတာပဲလို့အော်ဟစ်ပြောဆိုပါတယ်နောက်အလုပ်သမားတယောက်ကလည်းမခံချင်စိတ်နဲ့အခု28ရွံဆိုတာဈေးပေါ်တာတော့ဟုတ်တယ်ဒါပေမဲ့အစာပလာတွေကြီးရဲ့ထည့်ပေးထားတာလေဒါကိုကြက်သားကြော်လို့ခေါ်ရမှာလားအာလူကြော်လို့ခေါ်ရမှာလားလို့ဒေါသတကြီးអော်ပါတော့တယ်နောက်တနေ့မနက်မှာတော့အတော်ကြီးလော်ကတပွဲ28ရွံတဲနော်လာစားကြပါဦးရှင်လို့အတန်ကုန်အော်ဟစ်နေပါတယ်လောမင်ကျွန်းနဲ့တာလီတို့ဖျက်လျှောက်လာတော့ဆိုင်ရှိမှာထားတဲ့ plastic အိတ်တွေရဲ့ကအသားတွေကိုတာလီကတေချာစိုက်ကြည့်နေမိပါတယ်ဒါကိုမြင်တော့အတော်ကြီးလော်ကရောက်မကြီးကိုပစ်ချပြီးဘာတွေကြည့်နေတာလဲဝဲရင်ဝဲမဝဲရင်လမ်းဖယ်ပေးလို့ဒေါသတကြီးအုံလောက်လိုက်ပါတယ်တာလီကခင်များရဲ့အသားတွေကလို့ပြောမဲ့အချိန်မှာလောမင်ကျွန်းကသူ့လက်ကိုဆွဲပြီးသွားဆိုလို့တားမြစ်လိုက်ပါတယ်တာလီကမကြေမနက်နဲ့အကိုလော့ကျွန်တော်ကိုဘာလို့ဆွဲခေါ်လာတာလဲဗျအဲ့ဒီအိတ်ထဲကအသားတွေမှာတစိမ့်တောင်မပါဘူးဘဲကအသားတွေမှလည်းမသိရဘူးလို့မေးပါတယ်လောမင်ကျွန်းကမျက်မြင်သက်သေအတိအကျမရှိဘဲနဲ့ရှောက်မပြောရဘူးလို့တတိပေးပါတယ်တာလီကဒါဆိုသူ့ဘာသာလူတွေကိုလှည့်စားနေတာကိုဒီအတိုင်းပဲလွတ်ထားရမှာလားလို့မေးတော့လောမင်ကျွန်းက28ရွံဆိုတဲ့ဈေးနဲ့သူဘလို့မှရေရှိမခံနိုင်ပါဘူးဒီနေ့တစိမ့်မပါတဲ့အသားတွေလဲသုံးရရင်မနှက်ဖြန်ကြအသားပမာဏကိုခိုးလျှော်ပြီးလိန်တော့မှာပဲငါတို့ဘာမှသွားပြောစရာမလိုဘူးသူကိုတချိုင်းကိုတူးပြီးသူ့ဘာသာပျက်စီးသွားလိမ့်မယ်လို့ပြက်ပြက်သားသားသုံးသက်ပြလိုက်ပါတော့တယ်အဲ့ဒီနောက်အလုပ်သမားကြီးတယောက်ဟာဇလုံးလေးကင်ပြီးအနောက်ပေါက်ကဆိုင်လေးစီပြန်ရောက်လာကဆိုင်ရှင်မလေးရေထမင်းဟင်းကြံသေးလားဗျာဈေးပေါ်တာမက်ပြီးဟိုဘက်မှာသွားဝယ်စားမိတာမားသွားတယ်ဗျာလို့အာနာစွာပြောလိုက်ပါတယ်ဟဲ့ကြည်ရွံကအကိုအဆက်အလဲလက်လားခင်ဗျာလို့မေးတော့အလုပ်သမားကြီးကဟုတ်တယ်လို့ဖြေပါတယ်ထန်ရှောင်းမန်ကပူပူနွေးနွေးချက်ချင်းကြော်ပေးလိုက်ပြီးထမင်းဘူးထည့်ပေးလိုက်ပါတယ်အလုပ်သမားကြီးကမြည်စမ်းစားကြည့်ရင်ခင်ဗျားတို့ဆိုင်လက်ရာကားမှာတကယ်မူလအရသာအစ်စ်ပြာလို့အားရပါရချီးကျူးပါတယ်ပြီးတော့ပိုက်ဆံပေးတဲ့အခါထန်ရှောင်းမန်ကအကိုပိုက်ဆံတွေပိုနေရလေလို့ပြောတော့အလုပ်သမားကြီးကစောနာကဆိုင်မှာပိုက်ဆံဖြုံးမိလိုက်လို့စိတ်ထဲမကောင်းဖြစ်မိတာနဲ့ပို့ပေးတာပါလို့ဆိုပါတယ်ဒါပေမဲ့ထန်ရှောင်းမန်ကမလိုပါဘူးရှင်ကျမတို့က38ရွံပဲယူပါတယ်လို့ရိုးသားစွာပြန်ညှင်းလိုက်ပါတယ်နေ့လယ်ပိုင်းအနားယူချိန်မှာတော့တာလီကဖုန်းကိုလောမင်ကျွန်းစီလာပြရင်အကိုလော့ဂယုထဲမှာတပ်ပုံရှင်ပြထားတာကြည့်လိုက်ပါဦးမယုံနိုင်စရာပဲဗျာလို့ပြောပါတယ်ဖုန်းရဲကပုံမှာဆိုင်နဲ့ဆိုင်ရဲ့ထမင်းဘူးတွေကိုရှင်းပြထားရအတော်ကြီးလော်ရဲ့ဘူးထဲမှာအာလူတွေကြီးတာပါပြီးကြက်သားဆိုတာမရှိတလောက်ဖြစ်နေတာကိုတွေ့ရပါတယ်တာလီကတစ်ဆက်ရုံကွာသွားတာနဲ့လူစေတနာနဲ့ကိုချင်းတရားပါအပြတ်တက်ကွာသွားတာပဲဗျာလို့ပြောတော့ဘေးကအလုပ်သမားကလည်းဘာမှဆက်မပြောနဲ့တော့မနှက်ဖြန်ကစားပြီးအနောက်ပေါက်ကဆိုင်မှာပဲသွားစားမယ်လို့ပြက်ပြက်သားသားဆုံးဖြတ်လိုက်ပါတယ်ညဘက်ရောက်တဲ့အခါအတော်ကြီးလော်ဟာပန်းတီအိတ်လေးကင်ပြီးလောမင်ကျွန်းအဆောင်စီပြပြတလဲရောက်လာပါတယ်အတော်ကြီးလော်ကရှောင်လို့ရေအမနဲ့ခါလောက်စကားပြောရအောင်ပါဦးလို့မျက်နှာချိုသွေးခေါ်လိုက်ပါတယ်လောမင်ကျွန်းကပြောလေလို့အေးဆက်စွာတုံ့ပြန်ပါတယ်အတော်ကြီးလော်ကပန်းတီအိတ်ကိုကမ်းပေးရင်အရင်ရက်ကအမစကားပြောတာနည်းနည်းကျန်းသွားတယ်စိတ်ထဲဘာမှမထားပါနဲ့နော်ငါတို့တိကျွမ်းလာတာ3နှစ်တောင်ရှိပြီပဲဟာညအိတ်ရံညိုးတွေမထားကြပါနဲ့ကွယ်လို့မျက်နှာချိုသွေးကလာရောက်ချုံမော့ပါတော့တယ်
လောမင်ကျွမ်းကတဲ့တဲ့ပဲကိစ္စရှိရင်တဲ့တဲ့ပြောပါလို့ဆိုပါတယ်အတော်ကြီးလောကပြပြတလဲနဲ့မင်းအနောက်ဘောက်ကကောင်းတွေကိုအကာအကွယ်ပေးပြီးထောက်ခံမပေးလို့မရဘူးလားလို့ပြောလာပါတယ်လောမင်ကျွမ်းကကျွန်တော်ကဘသူ့ကိုအကာအကွယ်ပေးလို့လဲလို့မေးတော့အတော်ကြီးကမင်းပရောဂျက်ဌာနကိုသူတို့စီကဝယ်ဖို့ညွှန်ပေးခဲ့တယ်လေဂယူးချက်ထဲမှာကြာမင်းဘာမှဝင်မပြောဘူးလူတိုင်းကမင်းရဲ့မျက်နှာကိုကြည့်နေကြတာလေလို့အပြစ်တင်ပါတယ်လောမင်ကျွမ်းကကျွန်တော်ကအဲ့လောက်ထိဩဇာမကြီးပါဘူးလို့ညင်းပါတယ်အတော်ကြီးကဩဇာကြီးတာပေါ့အလုသမားတွေကမင်းကိုယုံကြည်ကြတယ်မင်းကအနောက်ဘောက်ကဆိုင်ကိုကြိုက်တော့သူတို့လည်းအနောက်ဘောက်ပဲသွားစားကြတာပေါ့လို့ဆွဆွဲပါတယ်လောမင်ကျွမ်းကကျွန်တော်ကစားကျင်လို့စားတာပါသူတို့ယုံကြည်တာကထမင်းဟင်းရဲ့အရေးသွေးကိုပါလို့ပြက်ပြက်သားသားတုံ့ပြန်ပါတယ်အတော်ကြီးလောကမျက်နှာငယ်လေးလှုပ်ပြပြီးရှောင်လို့ရဲ့အမအရင်ကမင်းစီကနေပိုက်ဆံနေနေပို့ယူခဲ့တာမှန်ပါတယ်ဒါပေမဲ့မမလည်းရုန်းကန်နေရတာလေအရှိဘောက်ကဆိုင်ကန်းခါကဈေးကြီးတယ်အိမ်မှာလည်းဖိအားတွေအများကြီးရှိတယ်အမကိုလမ်းဆုံးအောင်ထိတော့တိုးမပို့ပါနဲ့ကွယ်လို့တနာခံလာပါတယ်လောမင်ကျွမ်းကမျက်နှာထားတင်းမာစွာနဲ့ခင်များကို90ယူပါလို့ဘသူကအတင်းကျပ်ခိုင်းလို့လဲလူတစ်တွေစီက38ယူဖို့ဘသူကခိုင်းလို့လဲတခြားသူတွေကိုသွားတိုင်ဖို့ရောဘသူကခိုင်းလို့လဲလို့အချက်ကြထိုးနှက်လိုက်ပါတယ်အတော်ကြီးလောကမျက်လုံးပြူးပြီးမင်းမာတက်တေရှိလို့လားလို့အော်တော့လောမင်ကျွမ်းကတက်တေမရှိလို့ခင်များလောက်တာပါလို့နမီတက်မပြောခဲ့တာပေါ့ဒါပေမဲ့ခင်များစိတ်ထဲမှာခင်များတီးဆုံးပါလို့လောင်ရရင်ပြောလိုက်ပါတယ်အတော်ကြီးလောကမကြေမနက်နဲ့ရှောင်တော့လူလို့ရင်အစိုးမရောက်စေနဲ့နော်လို့ချင်းချောက်စကားဆိုပါတယ်လောမင်ကျွမ်းကသူ့ကိုစိုက်ကြည့်ရင်အဲ့ဒီစကားကိုခင်များကိုယ်တိုင်ပြန်ပြောတဲ့နဲ့လို့တီကြီးပြတ်သားစွာပြောချလိုက်ပါတော့တယ်အတော်ကြီးလောကဒေါသရကြီးနဲ့ငါဒီဆောက်လို့ရေးဆိုင်မှာရောင်းလာတာနဲ့နဲ့ချီနေပြီမင်းစကားတခုနဲ့ငါဆိုင်ကိုပိတ်သွားအောင်လုပ်လို့မရဘူးအနောက်ဘောက်ကကောင်းနစ်ကောင်ကိုရှင်းပြဖို့ငါမှာနင်းလန်းတွေအများကြီးရှိတယ်လို့ချင်းချောက်ပါတော့တယ်လောမင်ကျွမ်းကခက်အေးပဲခင်များစမ်းကြည့်ခြင်းရင်စမ်းကြည့်လေဒါပေမဲ့တတိတော့ပေးထားလိုက်မယ်စားတောက်ကုန်ဘေးကင်းလုံခြုံရေးဆိုတာကလေးကစားစရာမဟုတ်ဘူးတကယ်လို့ပြဿနာကြီးကြီးမားမားတက်လာရင်ခင်များကိုဘယ်သူမှကဲနိုင်မှာမဟုတ်ဘူးလို့ပြက်ပြက်သားသားတတိပေးလိုက်ပါတယ်အတော်ကြီးလော်လဲဒေါသကြီးနဲ့ပန်းတီအိတ်ကိုလမ်းဘေးမှာပစ်ချပြီးထွက်သွားပါတော့တယ်နောက်တနေ့မှာတော့အလုသမားတွေဟာရာသီဥတုတန်ကြေးခန်းစားခွင့်ထောက်ပံ့ငွေတွေရရှိထားတာကြောင့်အားရပါးရနဲ့ဒီနေ့အပူတန်ကြေးထောက်ပံ့ငွေတွေထုတ်ထားတဲ့ဟဲ့စက်သားကြော်ကောင်းကောင်းသွားစားကြမယ်ညီလေးရေမြ мян လေးကြော်ပေးပါဦးဆိုပြီးအနောက်ဘောက်ကဆိုင်လေးစီအုံကဲရောက်ရှိလာကြပါတယ်ဟဲ့ကြည်ရန်ကဟုတ်ကဲ့ပါအကိုအဆက်နေတာရပါပြီခင်ဗျာနောက်တယောက်ငွေရှင်းဖို့ကြူအားစက်ကင်ဖတ်ထားပေးပါနော်လို့အားတက်တရောပြောဆိုလောက်ကင်ပေးနေပါတယ်အဲ့ဒီချိန်မှာလော့မင်ကျွမ်းကအဝေးကနေစောင့်ကြည့်နေရင်ဦးထုတ်ဝါနဲ့လူတယောက်အတော်ကြီးလော်နဲ့ပူးပေါင်းကြံစီထားတဲ့မတမာသူကဖုံးကင်ရင်ရှေ့တိုးလာပါတယ်ဟဲ့ကြည်ရန်ကအကိုအလဲပါဘလို့ဆက်စားမလဲခင်ဗျာလို့မေးတော့ထိုလူကမျက်နှာထားတင်းတင်းနဲ့အဆက်ဆုံးလုပ်ပေးဟင်းရီလည်းအများကြီးထည့်ပေးနော်လို့တောင်းဆိုပါတော့တယ်ထန်ရှောင်မန်ကလည်းအဲ့ဒီလူတောင်းဆိုတဲ့အတိုင်းဟင်းရီတွေရောစက်သားတွေပါအပြည့်ရှံထည့်ပေးလိုက်ပါတော့တယ်အဲ့ဒီနောက်ဦးထုတ်ဝါဆောင်းထားတဲ့လူဟာစားပွဲခုံမှာဝင်ထိုင်ပြီးထမင်းဘူးကိုအငဲမရအမြန်ဝါမျိုးစားတောက်လိုက်ပါတယ်ပြီးနောက်ရုတ်တရက်အော်ဟစ်ကခုံပေါ်ကနေမြေပြင်ပေါ်ကိုလဲကျပြီးလူးလိမ့်ပါတော့တယ်အမလေးသေးပါပြီဗျလို့အော်တော့ထန်ရှောင်မန်နဲ့ဟဲ့ကြည်ရန်တို့ပြပြတလဲအပြေးလွှားရောက်လာပြီးအကိုဘာဖြစ်လို့လဲခင်ဗျာလို့မေးကြပါတယ်ထိုလူကဘိုက်ကိုလက်နဲ့ဖိရင်စေတနာမရှိတဲ့ဆိုင်စုံငါမင်းတို့ထမင်းစားမိပြီးဘိုက်တွေပြက်ကုန်ပြီလျော်ကြေးပေးဆိုင်ချက်ချင်းပိတ်ပြစ်လို့မြေကြီးပေါ်လူးလိမ့်ရင်အော်ဟစ်ပါတော့တယ်ဟဲ့ကြည်ရန်ကထူပေးဖို့လက်လိုက်တော့ထိုလူကလက်ကိုပုတ်ထုတ်ပြီးငါ့ကိုမထီးနဲ့တက်တေဖြောက်ဖို့ကြံနေတာလားလို့ဆွဆွဲလိုက်ပါတယ်ထန်ရှောင်မန်တယောက်မျက်ရည်တွေပေါက်ပေါက်ကျလာပြီးကျမတို့ထမင်းဟင်းတွေကဘာပြဿနာမှမရှိပါဘူးတခြားလူတွေလည်းအကုန်စားနေကြတာပဲကိုလို့ငိုယိုရင်းရှင်းပြပါတယ်ထိုလူကမကြေမနက်နဲ့ငါစားပြီးတာနဲ့ချက်ချင်းပိုင်းနာတာလေမင်းတို့အပြစ်မဟုတ်ရင်ဘသူအပြစ်လဲအခုချက်ချင်းရွမ်တသိန်းလျော်ကြေးပေးမပေးရင်ဒီကိစ္စကိုလူသိရှင်ကြားအဆက်ခွဲပေးမယ်လို့ငွေညစ်ပါတော့တယ်ဘေးကအလုသမားတွေကဝိုင်းုံလာပြီးရွမ်တသိန်းတောင်ဟုတ်လားဒါတမင်တကာလူလိမ်ငွေညစ်နေတာပဲနေမကောင်းရင်စေးုံစေးကန်းသွားရမှာပေါ့ဘာလို့ချက်ချင်းဈေးခေါ်ပြီးပိုက်ဆံတောင်းနေရတာလဲလို့ဝိုင်းဝန်းထောက်ပြကြပါတယ်အဲ့ဒီအချိန်မှာလော့မင်ကျွမ်းလျှောက်လာပြီးဘသူမှမလုံနဲ့လို့တားမြစ်လိုက်ပါတယ်လော့မင်ကျွမ်းကအောင်းငုံကြည့်ပြီးဘယ်နာကနာတာလဲလို့မေးတော့ထိုလူကနေရာတိုင်းနာနေတာပဲလွတ်ပြန်អော်ပါတယ်လော့မင်ကျွမ်းကဖုံးထုတ်ပြီးလူနာတင်ရင်အရင်ခေါ်ပြီးရင်ရဲစခန်းကိုတိုင်မယ်စားတော့ကုန်ဘေးကင်းလုံခြုံရေးဆိုတာကိစ္စသေးသေးလေးမဟုတ်ဘူးဈေးကွက်ကြီးကြက်ရေးဖွဲ့ကိုလည်းအကြောင်းကြားမယ်ထမင်းဘူးကိုတေချာချိတ်ပိတ်ထားလိုက်နမူနာဘူးတွေကိုစစ်ဆေးမယ် CCTV မှတ်တမ်းတွေကိုပြန်စစ်မယ်ဆေးရုံကစစ်ဆေးချက်ဆေးလက်မှတ်ကိုလည်းတေချာတင်ထားမယ်လို့စနစ်တကျပြက်ပြက်သားသားအမိန့်ပေးလိုက်ပါတယ်လော့မင်ကျွမ်းရဲ့တည်ငြိမ်ပြီးအကွက်စိတ်လုံးနဲ့တုံ့ပြန်မှုကိုကြားလိုက်ရတဲ့အခါမြေပြင်ပေါ်မှာလက်ညာလက်စားနေတဲ့လူလိမ်တယောက်ကြောက်လန့်တကြားမျက်လုံးပြူးသွားပြီးမင်းကဘာကောင်းမို့လို့လဲဟန်လို့ထိတ်လန့်စွာအော်ဟစ်မင်းမြင်လိုက်တဲ့အခါလော့မင်ကျွမ်းကငုံကြည့်ပြီးငါကဒီဆောက်လို့ရေးဆောက်ရဲ့ပစ္စည်းထိန်းသိမ်းရေးတာဝန်ခံပဲစောနာကတန်းစီပြီးဝယ်စားခဲ့တဲ့သူထဲမှာလည်းငါပါတယ်လို့တည်ငြိမ်စွာပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာတာလီကဖုံးထုတ်ပြီးလူနာတင်ရင်စီဆက်တွေကဟဲလိုဒီမှာလူတယောက်ပိုင်းနာပြီးမြေပြင်ပေါ်လဲကျနေလို့ထထောင်မထနိုင်တော့ပါဘူးလူနာတင်ရင်အမျက်လွတ်ပေးပါခင်ဗျာလို့အကြောင်းကြားပါတယ်လော့မင်ကျွမ်းကလည်းရဲစခန်းစီဖုံးဆက်ပြီးဆောက်လို့ရေးဆောက်ရဲ့အနောက်ပေါက်မှာအငင်းပွားမှုဖြစ်နေလို့ပါစားတော့ကုန်ဘေးကင်းလုံခြုံရေးဆိုင်ရာပြဿနာဖြစ်နိုင်တာမို့စစ်ဆေးရေးအဖွဲ့ကိုအကြောင်းကြားပြီးနေရာကိုလာရောက်စစ်ဆေးပေးပါလို့တိုင်ကြားလိုက်ပါတယ်ဖုန်းထဲကတာဝန်ရှိသူကငါခုပဲချက်ချင်းလာခဲ့မယ်လို့ပြန်ပြောလိုက်တဲ့အခါဒါကိုကြားလိုက်ရတဲ့လူလိမ်တယောက်ထိတ်လန့်တကြားနဲ့မျက်လုံးပြူးသွားပါတော့တယ်လော့မင်ကျွမ်းကငိုနေတဲ့ထန်ရှောင်မန်ကိုပခုံးပုတ်အားပေးရင်မငိုနဲ့ဒဲအိုးကိုအဖုံးအုပ်လိုက်အယောင်းကိုခန့်ရက်ထားပါနမူနာဘူးတွေကိုထုတ်ထားလိုက်လို့မှကြားလိုက်ပါတယ်ဟဲ့ကြည်ရန်ကလည်းဒဲအိုးတွေကအသားတွေကိုနမူနာဘူးတဲ့အမြန်ထည့်သွင်းသိမ်းစေလိုက်ပါတယ်မြေပြင်ပေါ်ကလူကတော့ဆက်လက်ပြီးငါးပိုက်တွေစားမိလို့ပျက်စီးကုန်ပြီပြုတ်ဆိုပြီးအော်ဟစ်ဟန်ဆောင်နေစေဖြစ်ပါတယ်လော့မင်ကျွမ်းကတာလီကိုလှည့်ပြီးတာလီငါတို့ project လုပ်တာစရင်းထဲမှာဒီလူပါလားလို့မေးလိုက်ပါတယ်တာလီကတေချာကြည့်ပြီးလုံးဝမပါဘူးအကိုသူ့ခေါင်းဆောင်ကိုကြည့်လိုက်ဦးချစ်ရတခုမှတောင်မရှိဘူးစောက်တဲဆင်းပူးတဲ့လူလုံးဝမဟုတ်ဘူးလို့ထောက်ပြလိုက်ပါတယ်
လောမင်ကျွမ်းကအောင်းငုံပြီးထိုလူရဲ့ဖက်နှက်ပေါ်ကအမုံတွေကိုစစ်စစ်ကြည့်ကဒီဖုံမုံတွေကမမှန်ဘူးထုံးမုံတွေဖြစ်နေတယ်ငါတို့ဆောက်ထဲကဘီလက်မြေမုံတွေမဟုတ်ဘူးလို့တဲလုံစကိုအတိအကျဖော်ထုတ်လိုက်ပါတော့တယ်အမှန်တကယ်တော့ထိုလူဟာအတော်ကြီးလော်ရဲ့ခိုင်းစေချက်အရာဘေးကထုံးအိတ်တွေကိုမှပြီးအလုသမားအယောင်ဆောင်ကအနောက်ပေါက်ကဆိုင်လေးကိုလာရောက်ပြဿနာရှာခဲ့ခြင်းဖြစ်ပါတော့တယ်လောမင်ကျွမ်းကမြေပြင်ပေါ်ကလူလိန်ကိုငုံကြည့်ရင်ဖက်နှက်တစုံနဲ့တော့တက်တေမခိုင်လုံသေးဘူးငါတို့မှာခိုင်မာတဲ့တက်တေထောက်ထားလို့တယ်လို့ပြောလိုက်ပါတယ်ပြီးနောက်ဘေးကအလုသမားတွေကိုလှည့်ပြီးအားလုံးပဲစောနာကအစအဆုံးကိုဘသူဗီဒီယိုရိုက်ထားလဲဖျက်မပြစ်ကြနဲ့နော်ခဏနေရင်လုံခြုံရေးတာဝန်ကျတဲ့သူတွေစီပေးအပ်လိုက်ပါလို့အားလုံးကိုအတိပေးလိုက်ပါတယ်မြေပြင်ပေါ်ကလူလိန်ကတော့ဆက်လက်ပြီးနာလိုက်တာဗျထတောင်မထနိုင်တော့ဘူးလို့ဟန်ဆောင်အဟစ်နေစေဖြစ်ပါတယ်ရဲကားတွေနဲ့လူနာတင်ရင်ရောက်လာပြီးအဝါရောင်သားမျက်စိတွေချထားချိန်မှာတော့ဟဲ့ကြည်ရန်ကကြောက်လက်နေတဲ့ထက်ရှောင်းမန်ကိုရှောင်းမန်းမကြောက်နဲ့ကိုတို့ကရိုးသားဖြောင့်မတ်နေရင်ဘာဆွဆွဲမှုကိုမှကြောက်เสียမလို့ဘူးလို့အားပေးစကားဆိုပါတယ်ဆရာဝန်ကလူလိန်ကိုတွဲထူပေးရင်ကူညီမဲ့ချိန်မှာထိုလူကရုတ်တရက်ဆရာဝန်လက်ကိုတွန်းဖယ်လိုက်ပြီးဆေးရုံမသွားဘူးမင်းတို့အရင်ဆုံးပိုက်ဆံလျော်ပေးလို့အော်ဟစ်ပါတော့တယ်ဆရာဝန်ကအံ့ဩသွားပြီးခင်များပိုင်းနာနေတာမဟုတ်ဘူးလားလို့မေးတော့ထိုလူကပြပြတလဲနဲ့ဟိုအခုတက်တာသွားပြီးပြန်ကောင်းသွားပြီလို့စင်ကြေပေးပါတယ်ရဲအရာရှိကရှေ့တိုးလာပြီးတက်တာသွားရင်လည်းစစ်ဆေးမှုတော့ခံယူရမယ်အရေးပေါ်ဖုံးခေါ်ဆိုမှုကအလွန်ပြင်းထန်တဲ့အခြေအနေဖြစ်တိုင်ထားတာစားတောက်ကုန်ဘေးကင်းလုံခြုံရေးဆိုတာပါဇက်နဲ့တင်ပြီးဆွဲပြောလို့မရဘူးလို့အမိန့်ဆန်ဆန်ပြောလိုက်ပါတယ်ထိုလူလည်းခေါင်းလိုက်စိုက်ကြသွားပါတော့တယ်ရဲအရာရှိကမတ်ဆုစာအုပ်ဖွင့်ပြီးလောမင်ကျွမ်းကိုခင်များကရဲတိုင်တာဆိုတော့ဖြစ်စဉ်အစအဆုံးကိုရှင်းပြပါဦးလို့မေးပါတယ်လောမင်ကျွမ်းကသူကအဆက်ဆုံးတပွဲဝယ်စားပြီးနှစ်လုံးလောက်စားပြီးတာနဲ့ချက်ချင်းမြေပေါ်လဲကျသွားတာပါဆေးရုံဆေးကန်းလည်းမသွားပဲရွမ်တသိန်းရော်ကြီးချက်ချင်းတောင်းနေတာပါလို့ရှင်းပြပါတယ်ရဲအရာရှိကခင်များတို့ကိုတီလာလို့မေးတော့လောမင်ကျွမ်းကမတီးပါဘူးဒါပေမဲ့သူ့ကိုကျွန်တော်ယင်ကမြင်ဘူးတယ်လို့အတိတ်ပဲပါပြန်လဲဖြေကြားလိုက်တဲ့အခါရဲအရာရှိကဘယ်နေရာမှာမြင်ဘူးတာလဲလို့မေးလိုက်ပါတယ်လောမင်ကျွမ်းကအတော်ကြီးလော်ရဲ့ဆိုင်နောက်ဘက်မှာပစ္စည်းတွေတဲချပေးနေတာတွေ့ခဲ့တာပါလို့တိတိကျကျဖြေကြားလိုက်ပါတယ်အဲ့ဒီအချိန်မှာညက်လောက်သားဦးလေးကြီးဖုံကအပြေးလွှားရောက်လာပြီးကျွန်တော်လည်းသူ့ကိုမြင်ဘူးတယ်ဗျသူကကျွန်တော်တို့စောက်လို့ရေးဆောက်ကအလုပ်သမားမဟုတ်ဘူးကျွန်တော်စီမှာဗီဒီယိုမှတ်တမ်းတောင်ရှိတယ်လို့ပြောရင်ဖုံရဲ့ကဗီဒီယိုကိုထုတ်ပြပါတယ်ဖုံးဗီဒီယိုထဲမှာထိုလူဟာအတော်ကြီးလော်စီကနေပစ္စည်းတစ်တာတွေကိုတဲကူပေးနေတာကိုအထင်ရှားတွေ့မြင်ရပါတယ်ဦးလေးကြီးဖုံကအတော်ကြီးလော်ရဲ့ဆိုင်သားတွေခိုးလျှော့နေတာကိုတွားရရင်းနဲ့ဒီကောင်ပါလာတာကိုတိုက်ဆိုင်စွာမှတ်တမ်းတင်မိသွားတာပါလို့ရဲရရှိကိုဗီဒီယိုပြရင်ရှင်းပြပါတယ်တစ်ဖက်မှာတော့စစ်စေးရရရှိကဒဲအိုးတဲကအသားတွေကိုနမူနာဖြစ်စနစ်တကျစစ်ဆေးရယူနေရတယ်လောမင်ကျွမ်းကစိုးရိမ်တုံလုံးနေတဲ့ထန်ရှောင်းမန်ကိုမကြောက်ပါနဲ့သူတို့အသေးစိတ်လာစစ်လေလေမင်းတို့ရဲ့အပြစ်ကင်းစင်မှုကပိုပြီးပေါ်လွင်ထင်ရှားလာလေးပါပဲလို့အားပေးပါတယ်ထန်ရှောင်းမန်ကမျက်ရည်တွေကျရင်အကိုလော့ရဲ့ကျမတို့ရှင်းပြလို့မရတော့ရင်ဘယ်လိုလုပ်မလဲဟင်လို့ငိုတန်နဲ့မေးပါတယ်လောမင်ကျွမ်းကရှင်းပြလို့ရပါတယ်မင်းတို့ကနေတိုင်းတက်တေထောက်ထားတွေကိုစနစ်တကျမှတ်တမ်းတင်သိမ်းဆည်းထားခဲ့တာပဲလေတာမန်ချိန်တွေမှာအလုပ်ရှုပ်တယ်လို့ထင်ရပေမဲ့အခုလိုအရေးပေါ်အကျက်တဲကြုံလာတဲ့အခါအဲ့ဒီအရာတွေကပဲမင်းတို့ကိုကယ်တင်ပေးသွားမှာပါလို့စိတ်ချယုံကြည်စွာပြောကြားလိုက်ပါတယ်ခဏအကြာမှာတော့ရဲရရှိကအားလုံးရှိကိုထွက်လာပြီးစေယုံအရေးပေါ်ဌာနကစစ်ဆေးချက်အဖြေထွက်လာပါပြီလူနာရဲ့အသက်ရှူနှုန်းနဲ့ခနာကိုခြေနေအားလုံးပုံမှန်တိုင်းအပြည့်အဝရှိနေပါတယ်ခနာဦးစစ်ဆေးချက်အရလည်းရုတ်တရက်အစာစိတ်တဲ့လက္ခဏာလုံးဝမတွေ့ရှိရပါဘူးအခုသွေးစစ်ဆေးချက်အသေးစိတ်အဖြေကိုတော့ဆက်လက်ဆောင်ဆိုင်နေသေးပါလို့တရားဝင်အတည်ပြုကြေညာလိုက်ပါတော့တယ်အဲ့ဒီနောက်ရဲရရှိကမဆုစာအုပ်ကိုကြည့်ရင်သူ့စီကနေအထောက်ထားမေးတော့လဲပလုံးမထွေးနဲ့နေစားလို့မှာပါဆိုပြီးပြောနေတယ်ဒါပေမဲ့ဂိတ်ပေါက်နဲ့ပရောဂျက်ဌာနစည်ရင်းတွေမှာသူ့ရဲ့ယာယီဝင်ထွက်ခွင့်မှတ်တမ်းလုံးဝမရှိဘူးလို့စစ်ဆေးတွေ့ရှိချက်ကိုပြောပြပါတယ်အဲ့ဒီအချိန်မှာပရောဂျက်တာဝန်ခံမန်နေဂျာကျိုးကဒေါသတကြီးလျှောက်လာပြီးသူကငါတို့ဆောက်လို့ရေးဆောက်ကအလုပ်သမားမဟုတ်ဘဲနဲ့ဘလို့လုပ်ပြီးဒီတဲခိုးဝင်လာတာလဲလို့မေးခွန်းထုတ်ပါတယ်လုံခြုံရေးမှုကချွေးတုပ်ရင်မန်နေဂျာကျိုးဒီနေ့အနောက်ပေါက်မှာတန်းစီတဲ့လူတွေအများများနေတာနဲ့သူကကျွန်တော်တို့ဆောက်လို့ရေးဦးထုတ်ကိုစောင်းပြီးတန်းစီတဲ့လူအုပ်ထဲရောနှောဝင်လာတာပါကျွန်တော်လည်းမျက်စိမောက်ပြီးမမြင်လိုက်မိဘူးခင်ဗျာလို့တောင်းပန်ပါတယ်မန်နေဂျာကျိုးကဒေါသတကြီးနဲ့မနှက်ဖြန်ကစားပြီးအနောက်ပေါက်မှာပါနမီစင်းတေချာမှတ်ပုံတင်ရမယ်ဒါဟာဈေးဆိုင်ချင်းစကားများတဲ့ကိစ္စအသေးအမွှားမဟုတ်ဘူးဒီနေ့လူတယောက်ကခိုးဝင်လာပြီးငွေညစ်တယ်မနှက်ဖြန်ကြရင်စောက်တဲခိုးဝင်ပြီးဖျက်ဆီးမှုတွေလုပ်လာရင်ဘသူကလုံခြုံရေးကိုတာဝန်ယူမှာလဲလို့ပြင်းပြင်းထန်ထန်သတိပေးချိန်မောင်းလိုက်ပါတယ်လောမင်ကျွမ်းကအခြေအနေကိုသဘောပေါက်စွာနဲ့ခေါင်းညိတ်လိုက်ပြီးတစ်ဖက်မှာတော့အရှိပေါက်ကအတော်ကြီးလော်ရဲ့မတမာတဲ့ဆိုင်လေးဟာလူသူကင်းမဲ့က၆ကပ်ပြီးချွတ်ချုံကျသွားရပါတော့တယ်ရုံးခန်းထဲမှာရဲရရှိကဆေးစစ်ချက်စာရွက်ကိုစားပွဲပေါ်ချပြလိုက်ရင်သွေးစစ်ချက်ဖြေထွက်လာပြီးအစာစိတ်တဲ့လက္ခဏာလုံးဝမရှိဘူးလို့ကြေညာလိုက်ပါတယ်မြေပြင်ပေါ်မှာဟန်ဆောင်လဲကြခဲ့တဲ့လူလိန်ကဒါပေမဲ့နေ့လေကကျွန်တော်ပိုက်တကယ်နာခဲ့တာပါဗျာလို့စင်ကြေပေးပါတယ်ရဲရရှိကစာရွက်ပေါ်လက်သီးနဲ့ထုပြီးဆရာဝန်ကရှင်းရှင်းလင်းလင်းရေးပေးထားတယ်မင်းဘိုက်ပလာနဲ့အဆက်တွေအများကြီးစားမိလို့အစာအိမ်အနှဲငယ်အောင်သွားတာပဲရှိတာမင်းရှောက်အနေတို့မျိုးလုံးဝအပြင်းထန်မဟုတ်ဘူးလို့ပြက်ပြက်သားသားပြန်ဟောက်လိုက်ပါတယ်အဲ့ဒီနောက်လုံခြုံရေးရုံးခန်းမှာကွန်ပျူတာဖွင့်ပြီး CCTV မှတ်တမ်းတွေကိုအတူတူစစ်ဆေးကြပါတယ်နေ့လယ်ပိုင်းမှတ်တမ်းမှာသူထမင်းပူးစားပြီးမြေပေါ်လဲကျသွားတဲ့မြင်ကွင်းကိုမြင်တော့ထိုလူကကွန်ပျူတာစက်ခရင်ကိုလက်ညှိုးထိုးပြကရဲရရှိကြည့်ပါဦးဒါခိုင်မာတဲ့သက်သေပဲလေသူ့ဆိုင်ကထမင်းဟင်းတွေစားပြီးမှကျွန်တော်ဒီလိုဖြစ်သွားတာလို့မရှက်မကြောက်ပြောပါတော့တယ်ရဲရရှိကလောင်ပြုံးပြုံးလိုက်ပြီးမလောပါနဲ့ဦးဇက်ရှိန်တက်မဲ့အခန်းကအရှိမရှိသေးတယ်လို့ပြောကမနက်10နာရီခွဲကမှတ်တမ်းကိုပြန်ရေးပြလိုက်ပါတယ်အဲ့ဒီနောက်မနက်10နာရီခွဲတုန်းကမင်းပါလုံးနေတာလေလို့မေးခွန်းထုတ်လိုက်ပါတယ်စက်ခရင်ပေါ်မှာတော့ထိုလူဟာဆောက်လုပ်ရေးဥထုတ်တောင်မဆောင်ထားပဲလမ်းလျှောက်လာနေတာကိုတွေ့ရပါတယ်မန်နေဂျာကျိုးကခေါင်းဆောင်တောင်မပါဘူးငါတို့စရင်ထဲမှာရှာမတွေ့တာမဆန်းပါဘူးလို့ဒေါသတကြီးထောက်ပြလိုက်ပါတယ်ဗီဒီယိုမှတ်တမ်းထဲမှာတော့အတော်ကြီးလော်ကအဝါရောင်ဥထုတ်တစ်တလုံးကိုတုတ်တင်တက်ရှင်းပေးပြီးထိုလူလက်ထဲထည့်ပေးလိုက်တာကိုအထင်ရှားတွေ့မြင်ရပါတော့တယ်အဲ့ဒီအခါဟဲကြည်ရန်ကဒေါသတကြီးနဲ့လော်ကွေ့မေကငါတို့ကိုအသေးတက်ဖို့ကြံစီနေတာပဲလို့အန်ဂျိတ်ကပြောလိုက်ပါတယ်ရဲရရှိကလူလိန်ကိုစိုက်ကြည့်ရင်မင်းကိုပစ္စည်းတွေပေးနေတဲ့လူကဘယ်သူလဲလို့စစ်မေးပါတယ်လူလိန်ကမသိပါဘူးလို့ညင်းပါတယ်ရဲရရှိကပစ္စည်းပို့တဲ့လူဟုတ်လား
မင်းနေလေကလူများရှိမှအစာစိတ်တင်နေဆိုပြီးရွမ်တသိန်းရော်ကြီးတောင်းခဲ့တယ်လေအခု CCTV မှတ်တမ်းထဲမှာတော့ပြိုင်ဘက်ဆိုင်ရှင်နဲ့မင်းကြိုတင်တွေ့ဆုံခဲ့တာအထင်ရှားပေါ်နေပြီဒါကိုမင်းတေချာရှင်းပြရင်ကောင်းမယ်လို့ပြက်ပြက်သားသားတတိပေးပါတယ်လူလိန်ကကျွန်တော်ကူညီပေးုံတင်ပါလို့စင်ကြေပေးပါတယ်ရဲရရှိကဘသူ့ကိုကူညီတာလဲလို့မေးလိုက်တဲ့အချိန်မှာလုံခြုံရေးမှုကပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့ဆေးကတ်တွေကိုစားပွဲပေါ်ပစ်တင်လိုက်ပြီးဒါတွေကမင်းအိတ်ကတ်ထဲကနေရှာတွေ့ထားတာရှင်းရှင်းလင်းလင်းမြင်ရလားလို့ပြောလိုက်ပါတယ်ရဲရရှိကဆေးကတ်တွေကိုလက်ညှိုးထိုးပြကဒါတွေကဘာတွေလဲလို့မေးတော့လူလိန်ကပလုံးပတ်ထွေးနဲ့အစာအိမ်ဆေးတွေပါလို့ဖြေပါတယ်ရဲရရှိကလောင်ရရင်အစာအိမ်မကောင်းတာတော့အဆက်ဆုံးကိုရွေးစားတယ်ပေါ့စားခါနီးကြမှာအစာအိမ်ဆေးတွေကိုအိတ်ကတ်ထဲကျိုးထည့်ထားရတယ်လားမင်းရဲ့ကြိုတင်ကာကွယ်မှုကတော်တော်လေးပြည့်စုံလာကြည်လားလို့ခနဲ့ရဲပြောလိုက်ပါတယ်လူလိန်ကအထစ်ထစ်ငေါနဲ့တကယ်လို့စားမိလို့မခံနိုင်ရင်တောက်ဖို့ပါလို့စင်ကြေပေးလိုက်တဲ့အခါရဲရရှိကစားပွဲကိုလက်နဲ့ရိုက်ချလိုက်ပြီးမခံနိုင်ရင်ဟုတ်လားဒါဆိုစောနာကလူနာတင်ရောက်လာတော့မင်းပါလို့ရှောင်ပြေးချင်နေရတာလဲလို့ထပ်မေးလိုက်ပါတယ်လူလိန်ကမျက်နှာချိုသွေးကအဲ့ဒီအချိန်ကြာတက်တာသွားလို့ပါဗျာဆေးရုံစရိတ်လည်းမကုန်ကျင်တာနဲ့ပါလို့စင်ကြေပေးပါတယ်မန်နေဂျာကျိုးကခနဲ့တဲ့ပြုံးရင်ဆေးရုံစရိတ်မကုန်ကျင်တဲ့ကောင်ကများပါဆက်ဖွင့်လိုက်တာနဲ့တခြားလူစီကရွမ်တသိန်းရော်ကြီးတောင်းရဲတယ်ပေါ့လေမင်းရဲ့စိတ်ကူးတွက်ချက်မှုကတော်တော်လေးပိရိတေတက်လာကြည်လားလို့လောင်ပြောင်လိုက်ပါတယ်လူလိန်ကလက်ကပြရင်ကျွန်တော်ပါဆက်ကနေအလွယ်တကူရှောက်အောင်မိတာပါဗျာကျွန်တော်တကယ်လိန်ငွေညစ်တာမဟုတ်ပါဘူးလို့အသေးအတန်ညင်းဆန်ပါတော့တယ်ရဲရရှိကစားပွဲကိုလက်ညှိုးထိုးကတင်းမာတဲ့လေတန်းနဲ့ဒါမင်းအတွက်နောက်ဆုံးခွင့်ရေးပဲအခုချက်ချင်းအမှန်တိုင်းဖွင့်မပြောရင်မင်းကိုချင်းချောင်းဝင်ညစ်မှုနဲ့တိုက်ရိုက်အမှုဖွင့်အရေးယူရလိမ့်မယ်လို့ပြက်ပြက်သားသားတတိပေးလိုက်ပါတယ်အဲ့ဒီအခါမှလူလိန်တယောက်ကြောက်လန့်တကြားမျက်နှာကိုလက်နဲ့အုပ်ပြီးငိုတန်မာကြီးနဲ့လော်ကွေ့မင်းအတော်ကြီးလော်ကကျွန်တော်ကိုခိုင်းလိုက်တာပါဗျာအနောက်ဘောက်ကဆိုင်ကိုပျက်စီးသွားအောင်လုပ်ပေးရင်ရွမ်နှစ်ထောင်ပေးမယ်လို့ပြောခဲ့လို့ပါသူကပဲထမင်းဟင်းနှစ်လောက်စားပြီးတာနဲ့ဘိုင်ရန်နာချင်းအောင်ဆောင်ခိုင်းတာလူတွေအများကြီးဝိုင်းကြည့်နေချိန်ဆိုရင်သူတို့ကြောက်လန့်ပြီးဆိုင်လဲပိတ်သွားမယ်ပိုက်ဆံလဲရော်ပေးလိုက်မယ်လို့ပြောလို့ပါဗျာလို့အဖြစ်မှန်အားလုံးကိုဘူးပေါ်တယ်လို့ပေါ်အောင်ဝန်ခံလိုက်ပါတော့တယ်ဒါကိုကြားလိုက်ရတဲ့အခါဟဲ့ကြည်ရွမ်တယောက်ဒေါသအလွန်မင်းထွက်သွားပြီးမင်းတို့တော်တော်အနိုင်ကျင့်ရိုင်းဆိုင်ကြပါလားလို့အော်ဟစ်ကထိုလူစီပြေးဝင်ဖို့လုပ်ပါတော့တယ်ရဲရရှိနဲ့လော်မင်ကျွန်းတို့ကဟဲ့ကြည်ရွမ်ကိုချက်ချင်းဝိုင်းဆွဲပြီးထိုင်လိုက်စိတ်လိုက်မှန်ပါမလုံးနဲ့လို့ထိမ့်သိမ့်ပေးလိုက်ရပါတယ်ထန်ရှောင်မန်ကတော့မျက်ရည်တွေစီးကြရင်ကျိတ်ငုံနေပါတော့တယ်အဲ့ဒီနောက်ရဲရရှိကအခြေအနေကိုတေချာသိရအောင်လော်ကွေ့မေကိုပါခေါ်ယူစစ်ဆေးဖို့လိုတယ်လို့ပြောလိုက်ပါတယ်မန်နေဂျာကျိုးကကျွန်တော်အရှိပေါက်ကိုလိုက်ပို့ပေးမယ်လို့ပြောပြီးအားလုံးအရှိပေါက်ကဆိုင်စီထွက်လာကြပါတယ်ဆိုင်ရှိရောက်တော့အတော်ကြီးလော်ကပြပြတလဲနဲ့ဘာဖြစ်လို့လဲငါဘာမှစီကံမဖောက်ဖျက်ထားဘူးနော်လို့အော်ဟစ်ညင်းဆိုပါတယ်ရဲရရှိကမင်းစီကနေအခြေအနေတချို့မင်းမျက်စုံစမ်းစရာရှိလို့ပါလို့ပြောတော့အတော်ကြီးလော်ကလော်မင်ကျွန်းကိုလက်ကြည့်ကမင်းငါကိုမဟုတ်မမှန်လောက်ကြံဆွဆွဲတာမဟုတ်လားလို့ဒေါသတကြီးဆွဆွဲပါတယ်လော်မင်ကျွန်းကစကားကိုတတိထားပြီးပြောပါလို့တတိပေးလိုက်ပါတယ်အတော်ကြီးလော်ကအလုသမားတွေကိုလန့်អော်ပြီးအားလုံးလာကြည့်ကြပါဦးရှင်အနောက်ဘောက်ကလူတွေနဲ့ဆောက်လို့ရေးဆောက်ကလူတွေပေါင်းပြီးငါ့ကိုအနိုင်ကျင့်နေကြတယ်ငါကဈေးအောင်စားတဲ့မိန်းမသားတယောက်ပါသူတို့ငါ့ကိုအသေးတက်ဖို့လုပ်နေကြတယ်လို့မဟုတ်မမှန်အော်ဟစ်တရုပ်ဆောင်ပါတော့တယ်ရဲရရှိကဖုံးရဲကပုံကိုထုတ်ပြပြီးဒီလူကိုမင်းတီလာလို့မေးလိုက်ပါတယ်အတော်ကြီးလော်ကအကြည့်လွဲပြီးမသိပါဘူးဟုတ်သူကငါရဲ့အဝေးဆွေမျိုးတယောက်ပါဦးထုတ်လာငါတာပါလို့စကားတွေရှင်းနောက်မညီဖြစ်သွားပါတယ်ရဲရရှိကဒါဆိုဘာလို့သူ့ကိုပလတ်စတစ်အိတ်ပေးလိုက်ရတာလဲလို့ဆက်မေးပါတယ်အတော်ကြီးလော်ကဆေးတွေပါသူ့စာအိမ်မကောင်းလို့ဆေးပေးလိုက်တာလို့စင်ကြေပေးပါတယ်ရဲရရှိကတင်းမာစွာနဲ့ဒါဆိုသူကဘာလို့အနောက်ဘောက်ကဆိုင်ကိုသွားပြီးထမင်းစားဟန်ဆောင်လဲပြီးတော့နှစ်လောက်စားပြီးဘာလို့လဲကြပြပြီးရွမ်တသိန်းရော်ကြီးတောင်းရတာလဲလို့ထိုးနဲ့မေးခွန်းထုတ်လိုက်ပါတယ်အတော်ကြီးလော်ကထိတ်လန့်စွာအော်ဟစ်ပြီးငါဘလို့လုပ်တိမှာလဲသူကိုဘာသာလူလိန်ငွေညစ်တာငါနဲ့ဘာမှမဆိုင်ဘူးလို့ချက်ချင်းခါခါတီးတီးညင်းဆန်ပါတော့တယ်အဲ့ဒီအချိန်မှာနောက်ကနေလက်ထိတ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတဲ့လူလိန်ကအပြေးလွှားရောက်လာပြီးအမလောအမကျွန်တော်ကိုဒီတိုင်းပြစ်မထားပါနဲ့ဗျလို့အသေးအတန်တနာခံပါတော့တယ်အတော်ကြီးလော်ကအံအားတင်တယ်လို့ဟန်ဆောင်ပြီးဘသူကမင်းရဲ့အမမို့လို့လဲလို့ချက်ချင်းခါခါတီးတီးညင်းပယ်လိုက်ပါတယ်အဲ့ဒီအခါလူလိန်ကအမပဲပြောခဲ့တာလေအနောက်ဘောက်ကဆိုင်ကိုပျက်စီးသွားအောင်လုပ်ပေးရင်ရွမ်နှစ်ထောင်ပေးမယ်ဆိုအဲ့ဒီကောင်လေးတွေကအသက်ငယ်သေးလို့နင်းနေလောက်ချင်းချောက်လိုက်တာနဲ့ပိုက်ဆံချက်ချင်းရော်ပေးလိုက်မယ်လို့အမကိုယ်တိုင်ပြောခဲ့တာမဟုတ်ဘူးလားလို့လူပုံလဲမှာအော်ဟစ်ဖွင့်ချပါတော့တယ်ပတ်ဝန်းကျင်ကအလုသမားတွေကဝိုင်းုံကြည့်ရှုပြီးရုံမာလိုက်တာဗျာဖောက်တီဟောင်းတွေကိုကြဈေးတင်ပြီးလှည့်စားတယ်အခုလေသူများထမင်းအိုးကိုဖျက်ဆီးဖို့ကြံစီရဲတယ်ပေါ့လေလို့ဒေါသတကြီးဝိုင်းဝန်းပြစ်တင်ကြပါတယ်အတော်ကြီးလော်ကစကားမနိုင်တော့ပဲမြေပြင်ပေါ်ထိုင်ကြကသူအလားကားလျှောက်ပြောနေတာသူငါ့ကိုလာဆွဆွဲနေတာပါငါဘာမှမလုပ်ခဲ့ဘူးလို့ကုန်းတော်တရုပ်ဆောင်ပါတော့တယ်ခဏအကြာမှာစစ်ဆေးအရာရှိကဆိုင်ရှိရောက်လာပြီးစစ်ဆေးဖို့ပြင်ဆင်ပါတယ်အတော်ကြီးလော်ကငါးဆိုင်ကိုဘာလာစစ်တာလဲဒီနေ့ငါးဆိုင်မှာဘာမှမဖြစ်ခဲ့ဘူးလေလို့စင်ကြေပေးပါတယ်စစ်ဆေးရေးအရာရှိကခင်ဗျားကစားတောက်ကုန်လုပ်ငန်းလုပ်ကိုင်နေတာမို့ဥပဒေအရစစ်ဆေးခွင့်ရှိတယ်လို့ပြောရင်းရေခဲတစ်တာကိုဖွင့်စစ်ပါတယ်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက်အရာရှိကရေခဲတစ်တာအေးခန့်အပူချိန်ကစံချိန်မမီဘူးအပြင်ထုတ်ပိုးမှုတွေကပေါက်ပြဲနေပြီးစိတ်ယုံထုတ်တစိတ်မှတ်အသားလုံးဝမပါဘူးပစ္စည်းဝယ်ယူမှုစည်ရင်းစရာတွေကလည်းလောဝက်လောက်ပြက်ကွက်နေတယ်ကျမ်းမာရေးထောက်ခံချက်ကလည်းတက်တန်းကုန်နေပြီးလို့အပြစ်နာစာတွေကိုတစ်ခုချင်းစီဖော်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်ဟင်းဒီဟင်းရွက်အိုးဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါအရာရှိကမျက်မှောင်ကျုပ်ပြီးဒီပြင်ဆင်ထားတဲ့အိုးတွေပေါ်မှာဘာဖြစ်လို့နေဆွဲမှတ်အသားမကတ်ထားတာလဲဒီအာလူတွေကချင်းစော်နံပြီးပျက်စီးနေပြီဒါတွေကိုတောင်မင်းကသုံးဖို့လုပ်နေတာလားလို့ဒေါသတကြီးအုံငေါက်လိုက်ပါတယ်အတော်ကြီးလော်ကပြပြတလဲနဲ့အိုးကိုကာစီရင်မပျက်စီးပါဘူးမတိုးပါဘူးရှင်အဲ့ဒါကရှာလာကာကြီးဖြူနဲ့ကြိုတင်စိန်ထားလို့ချင်းနေတာပါလို့မျက်နှာပြောင်တိုက်ကမဟုတ်မမှန်စင်ကြေပေးပါတော့တယ်အဲ့ဒီခါနဲ့အသက်ဆိုးတွေထွက်လာတာကြောင့်ဘေးကအလုသမားတွေအားလုံးနာခေါင်းကိုအုပ်လိုက်ကြပါတယ်ဘိုင်းနာခဲ့တဲ့အလုသမားလေးကအပြေးလွှားရောက်လာပြီးကျွန်တော်မနေ့ကနေ့လယ်ကဒီမှာလာစားခဲ့တာလေအဲ့ဒါဒီအာလူပုတ်တွေကြောင့်ဖြစ်တာလားလို့ဒေါသတကြီးမေးလိုက်ပါတယ်စစ်ဆေးရေးအရာရှိကတင်းမာစွာနဲ့ဒီလိုအခြေအနေမျိုးနဲ့တော့ဆိုင်ကိုချက်ချင်းပိတ်သိမ်းပြီးစီကန်းနဲ့အညီပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်
လို့အမိန့်ချလိုက်ပါတယ်အတော်ကြီးလော်ကပြပြတလဲနဲ့မဖြစ်ဘူးလေဒီနေ့တရက်ဆိုင်ပိတ်လိုက်ရရင်ငါဘလောက်တောင်ဆုံးရှုံးသွားမလဲလို့အော်ဟစ်ညင်းဆန်ပေမဲ့အရာရှိတွေကတော့ဆိုင်ရှိမှာဆိုင်ပိတ်သိမ်းကြောင်းအဝါရောင်အမိန့်စာရွက်ကြီးကိုကပ်ပြီးချိတ်ပိတ်လိုက်ပါတော့တယ်အလုသမားတွေကအရှိပေါက်ကဆိုင်ပြက်ကြီးကိုကြည့်ရင်နှစ်ပေါင်းများစွာရောင်းလာပြီးတော့အခုမှအမှန်တကယ်ပိတ်သိမ်းခံလိုက်ရတာပဲလို့ပြောတော့နောက်တစ်ယောက်ကလည်းခံရတာပေါ့ဗျာကိုပြူတဲ့ကံကိုထံပြန်လာတာပဲလာအနောက်ပေါက်ကဆိုင်မှာသွားစားကြစို့လို့ပြောပြီးထွက်သွားကြပါတယ်နောက်တနေ့မနက်မှာတော့အရှိပေါက်ကဆိုင်လုံးဝပိတ်သွားပြီးနောက်အနောက်ပေါက်ကဆိုင်လေးမှာလူတွေအများကြီးတန်းစီစီကားနေကြပါတော့တယ်ဒါလီကဖုန်းထဲက view ချက်စာတွေကိုဖတ်ပြရင်အနောက်ပေါက်မှာတန်းစီနေကြပြီအားလုံးကတိပါပြီးဆိုပြီးပြန်ဖြေနေကြတယ်လို့ပြောပြပါတယ်ဒါလီကဆက်ပြီးစာရရင်သူတို့ကိုအလောတကြီးမလုပ်ခိုင်းကြပါနဲ့ဖြည်းဖြည်းချင်းပဲလုပ်ပါစေလက်လက်ဆက်ဆက်ချက်တာကအချိန်ယူရတယ်လေလို့ view ထဲမှာသတိပေးစာပို့လိုက်ပါတယ်ဒါကိုကြည့်ရင်လော့မင်ကျွမ်းကဂျင်းနဲ့စွာပြုံးလိုက်ပြီးအရင်တုန်းကဆိုရင်အလင်းစလုံးနဲ့မြင်မြန်ရဖို့ပဲအော်ဟစ်တောင်းဆိုတတ်ကြတာအခုတော့လူတိုင်းကစိတ်ရှိလက်ရှိစောင်းဆိုင်တက်သွားကြပြီပဲလို့သဘောကျစွာပြောကြလိုက်ပါတော့တယ်အဲ့ဒီနောက်ဟဲ့ကြည့်ရန်ကနံပါတ်ကပ်ပြားလေးတွေဝေပေးရင်အားလုံးနံပါတ်ကပ်ယူထားကြပါနံပါတ်စင်အတိုင်းလာယူကြပါနော်ကြားဖြတ်မတိုးကြပါနဲ့လို့ပြုံးရှင်စွာပြောနေပါတယ်ဆိုင်မှာကူညီပေးဖို့အတော်ကြီးတယောက်ကိုပါထက်မှန်9ရန်ထားပြီးဟင်းဒီဟင်းရက်တွေကူညီစေကြောပေးနေပါတယ်ဆိုင်ရှိမှာတော့တနေ့တာတမတ်အရေးအတွက်သာရောင်းချပါမည်ကုံလျင်ဆိုင်သိမ်းပါမည်ဆိုတဲ့ဆိုင်းပုတ်လေးကိုချိတ်ဆွဲထားပါတယ်ဒါကိုမြင်တော့အလုသမားကြီးတယောက်ကဆိုင်ရှင်မလေးရေပိုက်ဆံရမှာကိုများမယူခြင်းဘူးလားဗျာလို့စားနောက်လိုက်ပါတယ်ထန်ရှောင်မန်ကချွေးတုပ်ရင်တဲအိုးကဒီလောက်ပဲဝင်တာလေလူများကြီးစာကိုအလောတကြီးချက်လိုက်ရင်အရသာပျက်စီးသွားမှာပေါ့ရှင်လို့ရှင်းပြပါတယ်နောက်ကအလုသမားတယောက်ကဒါဆိုငါတို့ကအလာကားအလားဟာတန်းစီဆောင်နေရတာလားလို့မကြေမနက်ကြီးတော့အရှိကအလုသမားကလှည့်ပြီးပြီးဆွဲချက်ထားတာစားချင်ရင်တခြားဆိုင်သွားစားလိုက်စကားများမနေနဲ့လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာလော့မင်ကျွမ်းရောက်လာတော့ဟဲကြည်ရန်ကအကိုလော့ရောက်လာပြီလားလို့ဝမ်းသာအားရနှုတ်ဆက်ပါတယ်လော့မင်ကျွမ်းကဆိုင်ကူလုတ်ပေးနေတဲ့အတော်ကြီးကိုကြည့်ပြီးအစ်စ်ခေါ်ထားတဲ့လူကျမ်းမာရေးထောက်ခံချက်လုပ်ပြီးပြီလားလို့မေးပါတယ်ဟဲကြည်ရန်ကလုပ်ပြီးပါပြီမိတူကိုဖိုင်တွဲထဲထည့်ထားတယ်လို့ဖြေပါတယ်လော့မင်ကျွမ်းကလာစာကောဘလို့ပေးလဲလို့ဆက်မေးတော့ဟဲကြည်ရန်ကနိုင်နဲ့တွက်ပြီးနေတွက်ရှင်းပေးပါတယ်လို့ဆိုပါတယ်လော့မင်ကျွမ်းကအလေးနဲ့ထားပြီးရှင်းရှင်းလင်းလင်းလုပ်ထားနော်သူများကိုအလားကားမခိုင်းစေနဲ့အဲ့ဒီတွေအပေါ်ကောင်းမွန်ယုံတင်မကပဲကိုကိုလာကူညီတဲ့လုပ်သားတွေအပေါ်မှာလည်းအလေးထားတန်ဖိုးထားရမယ်လို့မှကြားလိုက်ပါတယ်ဟဲကြည်ရန်ကလည်းလော့မင်ကျွမ်းရဲ့စကားကိုလေးစားစွာလက်ခံရင်အကိုပြောတာအယမ်းမှန်ပါတယ်ဗျာလို့အပြုံးနဲ့ပြန်လဲဖြေချလိုက်ပါတော့တယ်အဲ့ဒီနောက်လော့မင်ကျွမ်းကရုံးခန်းထဲဝင်လာပြီးစာရွက်စာတမ်းတွေတင်ပြရင်အနောက်ပေါက်ကဆိုင်လေးနဲ့ရေရှည်ပူးပေါင်းဆောင်ရွက်လို့မရဘူးလားဗျာလို့မေးလိုက်ပါတယ်မန်နေဂျာကျိုးကသူတို့ကိုစားတောက်ကုန်ပံ့ပိုးပေးမဲ့စည်ရင်းနဲ့ထည့်ချင်တာလားစဉ်းစားနေတာတော့ရှိတယ်ညကြတီးစင်းတဲ့သူတွေများတော့စားတောက်ယုံကမနိုင်မနှင်းဖြစ်နေတာလေဒါပေမဲ့လမ်းဘေးဆိုင်တွေကစွန့်စားရမှုမြင့်တယ်လို့ပြောပါတယ်လော့မင်ကျွမ်းကဒါဆိုရင်လှုပ်ထုံးလုံနေတိုင်းစနစ်တကျစစ်ဆေးပါကျွန်တော်ညွှန်ပေးထားလို့ဆိုပြီးအလွယ်တကူခွင့်မပြုပါနဲ့နာမည်ကောင်းရှိုံနဲ့လည်းစီကန်းတွေကိုမလျှော့ပေါ့ပါနဲ့လို့ဆိုပါတယ်မန်နေဂျာကျိုးကပြုံးပြီးမင်းကတော်တော်ကွက်စစ်ပြီးမာယာများတာပဲလို့စနောက်တော့လော့မင်ကျွမ်းကအကွက်စစ်တာမဟုတ်ပါဘူးသူတို့ကိုကာကွယ်ပေးတာပါစီမင်းစီကန်းတွေပို့ပြီးတိကျရှင်းလင်းလေလေဘယ်သူမှမဟုတ်မမှန်လာမဆွဆွဲနိုင်လေပါပဲလို့ပြန်ရှင်းပြပါတယ်မန်နေဂျာကျိုးကလည်းကောင်းပြီလေတရားဝင်စစ်ဆေးကဲဖြတ်မှုတစ်ခုစီစဉ်လိုက်မယ်လို့သဘောတူလိုက်ပါတယ်ဆိုင်ဘက်မှာတော့ထန်ရှောင်းမန်ကစားပွဲခုံတွေကိုတက်ရှင်းရေးလုပ်ရင်လော့မင်ကျွမ်းကိုအကိုလော့သူတို့လာစစ်တဲ့အခါကျမဘာတွေပြောရမလဲဟင်လို့စိုးရိမ်နေကြီးမေးပါတယ်လော့မင်ကျွမ်းကကြိုတင်အလွတ်ကျက်ထားစရာမလိုဘူးကိုလုံးနေတဲ့အတိုင်းရိုးရိုးသားသားပဲပြောပြလိုက်ပါလို့အားပေးလိုက်ပါတယ်ခဏအကြာမှာတော့မန်နေဂျာကျိုးနဲ့စစ်ဆေးရေးအဖွဲ့ရောက်ရှိလာပြီးအရေးချင်းအထောက်ထားတွေလုပ်ငန်းခွင်နေရာတန်ရှင်းမှုနဲ့ဖြန့်ဖြူးပို့ဆောင်တဲ့လုပ်ငန်းစဉ်တွေကိုအဆင့်ဆင့်စစ်ဆေးသွားပါမယ်လို့ပြောကြားလိုက်ပါတော့တယ်မန်နေဂျာကျိုးကဘေးကလုံခြုံရေးတာဝန်ခံကိုညွှန်ပြရင်ပို့ဆောင်မဲ့လမ်းကြောင်းတွေကိုစစ်ဆေးဖို့အတွက်လုံခြုံရေးရာရှိလဲပါတယ်လို့ပြောလိုက်ပါတယ်ဒါလီကစစ်ဆေးရေးဖိုင်တွဲကိုကိုင်ကအချက်လက်တွေကိုစတင်စစ်ဆေးပြီးပထမအချက်လုပ်ငန်းလိုင်စင်ဒုတိယအချက်ဝန်ထမ်းကျန်းမာရေးထောက်ခံချက်လို့ဆိုတော့ထန်ရှောင်းမန်ကစာရွက်စာတမ်းတွေကိုဂုဏ်ယူစွာထုတ်ပြရင်ဒီမှာအကုန်ပြည့်စုံရှိပါတယ်ရှင်လို့အပြုံးနဲ့ပြောပါတယ်စစ်ဆေးရေးအဖွဲ့ဝင်အမျိုးသမီးကစားပွဲပေါ်ကစာရွက်တွေကိုစစ်ဆေးကြည့်ပြီးအဆင်ပြေပါတယ်ပြဿနာမရှိဘူးတတိယအချက်ကုန်ကျန်းဝယ်ယူမှုပြေစာတွေစတုထအချက်နမူနာဟင်းလျာထိမ့်သိမ့်မှုမှတ်တမ်းတွေလို့ဆက်စစ်ပါတယ်ဟဲ့ကြည်ရန်ကဖိုင်တွဲကိုလမ်းပေးရင်ပြေစာတွေအကုန်ပြည့်စုံပါတယ်နမူနာမှတ်တမ်းတွေလည်းအပြည့်စုံရှိပါတယ်ဗျာကြည့်ရှုစစ်ဆေးပေးပါဦးလို့ပြောပါတယ်အဲ့ဒီနောက်မန်နေဂျာကျိုးကအပူထိန်းတိတ်တာစီလျှောက်လာပြီးပစ္စမအချက်အစားတောက်ပို့ဆောင်မှုအပူထိန်းစနစ်အများပြားပို့ဆောင်ဖို့အတွက်ဆိုရင်ဒီတိတ်တာကစံချိန်မမီဘူးလို့ထောက်ပြလိုက်ပါတယ်ဟဲ့ကြည်ရန်ကပြပြတလဲနဲ့ကျွန်တော်တို့အခုချက်ချင်းအစ်စ်သွားဝယ်လိုက်ပါမယ်ခင်ဗျာလို့ပြောပါတယ်မန်နေဂျာကျိုးကစာရွက်ပေါ်မှတ်သားရင်ဒါဝယ်တာမဝယ်တာတခုတည်းမဟုတ်ဘူးအပူထိန်းစနစ်အစီအမံတွေရှိရမယ်အရောက်ပို့ချိန်မှတ်တမ်းတွေတိတိကျကျရှိရမယ်ပြီးတော့ဟင်းရည်တွေရိုးစိတ်ထွက်ကြတာမျိုးမဖြစ်အောင်ကာကွယ်ရမယ်လို့စီကန်းချက်တွေကိုတိကျစွာရှင်းပြပါတယ်ထန်ရှောင်းမန်ကစိတ်မကောင်းစွာနဲ့ကျမတို့မှာအတွေ့အကြုံမရှိသေးလို့ပါရှင်လို့ခေါင်းလိုက်စိုက်ကြကဝန်ခံပါတယ်မန်နေဂျာကျိုးကစာရွက်စာတမ်းတွေကိုပြန်သိရင်အကဲဖြတ်စစ်ဆေးမှုပြီးဆုံးပါပြီပံ့ပိုးသူစည်ရင်းနဲ့ထည့်သွင်းဖို့ကိုတော့ယာယီရဲဆိုင်ထားပါမယ်ပြုပြင်ပြောင်းလဲဖို့အတွက်3ရက်အချိန်ပေးမယ်3ရက်ပြည့်တဲ့အခါပြန်လဲစစ်ဆေးကဲဖြစ်ပါမယ်လို့ပြတ်သားစွာဆုံးဖြတ်ချက်ချမှတ်လိုက်ပါတော့တယ်အဲ့ဒီအခါထန်ရှောင်းမန်ကမျက်ရည်ဝဲရင်အကိုလော့ကျမတို့မှာမျောလင်းချက်မရှိတော့ဘူးလားဟင်လို့စိတ်တက်ကြစွာမေးလိုက်ပါတယ်လော့မင်ကျွမ်းကပြုံးပြီးအားပေးရင်မဟုတ်ပါဘူးဒါသတင်းကောင်းပဲလေသူတို့ကမင်းတို့ကိုပယ်ချလိုက်တာမဟုတ်ဘူးဘာတွေလိုအပ်နေလဲဆိုတာထောက်ပြပေးသွားတာလိုအပ်တာတွေကိုဖြည့်ဆည်းလိုက်ရုံနဲ့အဆင်ပြေသွားမှာပါလို့ရှင်းပြပါတယ်ဟဲ့ကြည်ရန်ကလိုအပ်ချက်စရင်းကိုဖတ်ကြည့်ရင်အပူထိန်းတိတ်တာချိတ်ပိတ်တဲ့စိတ်တွေအရောက်ဖို့မှတ်တမ်းစာအုပ်နဲ့ကုန်ကျန်းတုပ်လိုက်မှတ်တမ်းတွေအကုန်ဝယ်ယူဖြည့်ဆည်းရမယ်လို့ပြောပါတယ်ထန်ရှောင်းမန်ကလည်းအားတက်တရောနဲ့ဝယ်မယ်ဖြည်းဖြည်းချင်းပြန်ရှာယူတာပေါ့လို့ဆိုပါတယ်လော့မင်ကျွမ်းကအတိုးကြီးတဲ့ချင်းငွေတွေမယူနဲ့နော်ပစ္စည်းကိရိယာတွေဝယ်ဖို့အတွက်နဲ့လည်းအစားအသောက်ကုန်ကျန်းရည်သွေးတွေကိုရှော့မချပြနဲ့လို့အလေးနဲ့မှကြားလိုက်ပါတယ်ဟဲ့ကြည်ရန်တို့ဇနီးမောင်နှံကလည်းစိတ်ချပါအကို
အဲ့ဒီလိုလုံးဝမလုပ်ပါဘူးလို့ပြန်ဖြေကြပါတယ်နောက်တစ်နေ့မှာတော့ဟဲ့ကြည်ရန်ကအစ်စ်ဝယ်ထားတဲ့အပူထင်းသေးတာပေါ်ချိတ်ပိတ်တစိတ်စက်တကာကိုတေချာအာယုံဆိုင်ပြီးကတ်နေပါတယ်စက်တကာကအနှဲငယ်ဆောင်းသွားတာကြောင့်ဟာဆောင်းသွားပြန်ပြီးဒါကဲရတာတဲအိုးလန်ရတာထက်တောင်ပိုခက်နေပါလားလို့ညီးတော့ထန်ရှောင်မန်ကပြုံးရင်လက်မတုံစေနဲ့လေကြားကအပေါက်လေးကိုတေချာချိန်ပြီးဖြည်းဖြည်းချင်းဖိချလိုက်လို့ကူညီပြောပြပေးပါတယ်ဒါကိုကြည့်ရင်လော့မင်ကျွမ်းကသဘောကျစွာရေမောပြီးစက်တကာလေးတစ်ခုကတ်တာတောင်ဒီလောက်ထိတေးသေးချာချာအလေးထားလှုပ်ဆောင်နေကြတာမင်းတို့ရဲ့ဒီလုပ်ငန်းလေးကတော့ရေရှည်အခိုင်မာရှင်တန်ရက်တည်သွားနိုင်ပါပြီလို့ချီးကျူးလိုက်ပါတယ်၃ရက်မြောက်နေ့ပြန်လဲစစ်ဆေးရဲ့အခါမှာတော့မန်နေဂျာကျိုးကအပူထင်းဒိတ်တာနဲ့စာရွက်စာတမ်းအားလုံးကိုတေချာစစ်ဆေးပြီးနောက်ပြဿနာအားလုံးကိုစနစ်တကျပြုပြင်ပြီးစီးသွားပါပြီအစမ်းကာလအနေနဲ့ပထမဆုံးတစ်လပူပေါင်းခွင့်ပြုလိုက်ပါတယ်ဆိုပြီးလက်မှတ်ရေးထိုးခွင့်ပြုပေးလိုက်ပါတော့တယ်အဲ့ဒီအခါထန်ရှောင်မန်နဲ့ဟဲ့ကြည်ရန်တို့ပျော်လုံးလို့မျက်ရည်တွေဝဲကကျေးဇူးတင်ပါတယ်မန်နေဂျာကျိုးလို့ဥညွတ်ကြပါတယ်မန်နေဂျာကျိုးကငါ့ကိုကျေးဇူးတင်မနေနဲ့တလပြည့်ရဲ့အခါတိုင်ကြားမှုတွေရှိမရှိအရေးသွေးနဲ့မှတ်တမ်းမှတ်ရာတွေတေချာစစ်ဆေးဦးမှာသဘောပေါက်လားလို့တတိပေးပါတယ်ထန်ရှောင်မန်ကမျက်ရည်တုပ်ရင်စိတ်ချပါမန်နေဂျာသဘောပေါက်ပါပြီရှင်လို့ခေါင်းညိတ်ဖြေကြပါတယ်မန်နေဂျာကျိုးကအမာစာတစ်ကိုအတီးပေးရင်တပတ်ခါညကြရင်အဆောက်အုံ၃လုံးကအချိန်ပိုညကြတီဆင်းကြမယ်တန်ကြီးတန်ခွေးအဖွဲ့လဲပါတယ်ည7 နာရီမှာအဆောက်အုံအမှတ်3မြောက်ဘက်ကိုထမင်းဘူး150ပို့ပေးရမယ်လို့အော်ဒါပေးအပ်လိုက်ပါတယ်ဟဲ့ကြည်ရန်ကအားတက်တရောနဲ့တာဝန်ကိုအောင်မြင်ပြီးမြောက်စေရပါမယ်ဗျာလို့အတန်ကျဲကျဲနဲ့ပြန်ဖြေပါတယ်ထန်ရှောင်မန်ကလည်းအမာစာအသေးစိတ်ကိုစာအုပ်ထဲမှာတိတိကျကျမှတ်သားရင်ကျမတရက်ကြိုတင်ပြင်ဆင်ထားမယ်အတိုးလိုက်အမယ်တွေကိုကြိုနှက်မယ်မှတ်တမ်းတင်မယ်စောစောစီးစီးတော့အလောတက်ကြီးမကြော်ဘူးလို့အစီအစဉ်ဆွဲပါတယ်ညဘက်မှာတော့ဟဲ့ကြည်ရန်ကစည်ရင်းတွေကိုအသေးချာခွဲချမ်းစိတ်ဖြာပြီးတစ်တာအမှတ်တမှာအထုပ်40တစ်တာအမှတ်2မှာအထုပ်40တစ်တာအမှတ်3မှာအထုပ်50အဆက်နီး20အဆက်လက်60နဲ့အဆက်ဆုံး40ဆိုပြီးတေချာစီစစ်မှတ်သားကြပါတယ်ဒါကိုအဝေးကနေကြည့်နေတဲ့လော့မင်ကျွမ်းကဂျင်းနဲ့စွာပြုံးရင်ပထမဆုံးတွေ့တုန်းကတော့ထမင်းဘူး80လောက်ဖို့တောင်လက်တွေတုံးလုံးနေခဲ့တာအခုထမင်းဘူး150ကျတော့စိတ်လှုပ်ရှားနေတာမြင်နေရပေမဲ့လက်အောက်ကအလုပ်တွေကတော့လုံးဝမလွဲချော်ပဲအပြည့်အဝတည်ငြိမ်နေပြီပဲလို့စိတ်ထဲကနေလေးစားစွာချီးကျူးလိုက်ပါတော့တယ်ညနေအချိန်မှာဟဲ့ကြည်ရန်ကသုံးပြီးဆိုင်ကယ်လေးကိုမောင်းပြီးအဆောက်အုံအမှတ်3မြောက်ဘက်ကိုထမင်းဘူးတွေအရောက်ပို့ဆောင်ပေးပါတယ်မန်နေဂျာကျိုးကအငွေ့1000ထွက်နေရဲ့အပူထင်းဒိတ်တာကိုဖွင့်ကြည့်ပြီးဘူးတွေကိုစစ်ဆေးကဟင်းပမာနာကအတော်ပဲအဆင်ပြေတယ်လို့ခေါင်းညိတ်သဘောကျပါတယ်အလုပ်သမားတွေကလည်းထမင်းဘူးတွေကိုယူဆောင်ရင်အခုတော့တကယ့်ကိုစနစ်တကျဖြစ်သွားပြီချိတ်ပိတ်တစိတ်တွေတောင်ပါတယ်ဟဲ့ဒီလိုစနစ်တကျဖြစ်တော့စားရတာပိုပြီးစိတ်ချရတာပေါ့လို့ဝမ်းသာအားရပြောကြပါတယ်လော့မင်ကျွမ်းကထမင်းဘူးကိုမီးစမ်းစားတောက်နေချိန်မှာမန်နေဂျာကျိုးကရှောက်လာပြီးဘလို့လဲအရသာဘာပြောင်းလဲသွားသေးလဲလို့မေးပါတယ်လော့မင်ကျွမ်းကများများစားစားချက်ရတဲ့အခါအလုပ်ရှုပ်လာတာနဲ့အမျှအရသာပျက်စီးသွားတတ်တယ်ဒါပေမဲ့သူတို့ကမူလလက်ရမပြတ်အောင်ထိန်းထားနိုင်စေပဲဒါကတော်တော်ခက်ခဲပေမဲ့သူတို့လုပ်ပြနိုင်ခဲ့တယ်လို့ဂျင်းနဲ့စွာချီးကျူးလိုက်ပါတယ်အော်ဒါအားလုံးပို့ဆောင်ပြီးစီးသွားချိန်မှာတော့ဟဲ့ကြည်ရန်ကဆိုင်ကယ်ကိုမိထိုင်ရင်းပင်ပန်းပေမဲ့ပျော်ရွှင်စွာနဲ့အကိုလော့ထမင်းဘူး150စလုံးအကုန်ပို့ဆောင်ပြီးသွားပြီဗျလို့အော်ဟစ်အတီးပေးပါတယ်လော့မင်ကျွမ်းကစိတ်အေးထားပါလို့ပြောတော့ဟဲ့ကြည်ရန်ကမခုံနိုင်တော့ပါဘူးအရန်ပင်ပန်းသွားပြီလို့ရဲမောရင်းပြန်ပြောပါတယ်ထန်ရှောင်မန်ကတစ်တာတွေကိုပြန်သိမ်းစေရင်အရင်တုန်းကလူမလာမာကိုအမြဲကြောက်ခဲ့ရတာဒီနေ့ကျတော့လူရမ်းများမာကိုကြောက်နေရပြန်တယ်လို့ရင်ဖွင့်ပါတယ်လော့မင်ကျွမ်းကအလေးနဲ့ထားပြီးလူများတာကမကြောက်ရဘူးကိုယ့်ရဲ့မူလစိတ်ထားပြောင်းလဲသွားမှာကိုပဲကြောက်ရတာလို့တန်မိုးရှိတဲ့စကားကိုတတိပေးလိုက်ပါတယ်ထန်ရှောင်မန်ကလည်းကျမတေချာမှတ်ထားပါမယ်ရှင်လို့ကတိပေးပါတယ်အိတ်ဆောင်ထဲမှာတော့တာလီကဖုန်းထဲက message တွေကိုဖတ်ပြရင်ဂယူတဲကအလုပ်သမားတွေကဒီညအချိန်ပိုထမင်းဘူးကအရင်ကထက်အများကြီးပိုကောင်းနေတယ်ဟင်းရည်တွေလည်းပူပူနွေးနွေးရှိပြီးထမင်းလည်းအဝစားရတယ်ဆိုပြီးအားလုံးကအရန်ချီးကျူးနေကြတယ်ဗျာလို့အားရပါရပြောပြပါတော့တယ်အရင်ကအတော်ကြီးလော်ဘက်ကအမြဲရက်တီအားပေးခဲ့တဲ့ဦးလေးဝန်းတယောက်အနောက်ဘောက်ကဆိုင်လေးစီကိုရှောက်လာပါတယ်ထန်ရှောင်မန်ကပြုံးပြုံးရွှင်ရွှင်နဲ့အကိုကြီးအဆက်ဘလောက်စားမလဲရှင့်လို့နှုတ်ဆက်လိုက်တော့ဦးလေးဝန်းကအဆက်လက်လုပ်ပေးပါထမင်းများများထည့်ပေးတော့လို့မှာပါတယ်ဟဲ့ကြည်ရန်ကရပါတယ်ခင်ဗျာထမင်းကအဝါဖြည့်စားလို့ရတယ်နော်လို့ဖော်ဖော်ရေးရေးဖြည့်ကြပြီးငွေရှင်းပေးလိုက်ပါတယ်ဖုန်းနဲ့ငွေရှင်းပြီးတဲ့နောက်ဦးလေးဝန်းတယောက်စိတ်ထဲကနေငါတော်ဦးကြောင်ကြောင်နိုင်ခဲ့တာပဲတီကျွမ်းနဲ့လူရင်းဆိုင်မို့နည်းနည်းပိုစေးကြီးလဲကိစ္စမရှိဘူးလို့ထင်ခဲ့တာလို့ပြန်လဲတွေးတော့မိပါတယ်အရင်တုန်းကအလုပ်သမားတွေကအတော်ကြီးလော်ရဲ့ဆိုင်အကြောင်းပြောရင်အရှိပေါက်ကအတော်ကြီးလော်ရဲ့ထမင်းဟင်းတွေကအရေးသွေးအရမ်းညံ့ဖြစ်လာတယ်အရသာလည်းမကောင်းတော့ဘူးအသားတွေလည်းတော်တော်ရော့သွားပြီးအာလူးတွေကြီးပဲဖြစ်နေတယ်ဈေးကလည်းတက်သွားသေးတယ်လို့မကြေမနက်ပြောကြစဉ်ကဦးလေးဝန်းကအတော်ကြီးလော်လည်းမလွယ်ပါဘူးကွာနည်းနည်းပါးပါးဈေးပို့ပေးရတာကိစ္စမရှိပါဘူးညနေချိန်ဆိုသူကငါတို့အတွက်ထမင်းချန်ထားပေးတတ်တာပဲကိုလို့အတော်ကြီးလော်ဘက်ကကာကွယ်ပြောဆိုပေးခဲ့ဘူးတာပါအခုတော့အတိတ်ကိုပြန်တွင်းရင်နောက်မှတေချာပြန်စဉ်းစားကြည့်တော့လူရင်းတွေဖြစ်လေပို့ပြီးအမျက်ထုတ်လိန်စားတာမခံသင့်လေပဲလို့သဘောပေါက်နောက်တရသွားပါတော့တယ်ဦးလေးဝန်းကထမင်းဘူးကိုယူကာလော့မင်ကျွမ်းထိုင်နေတဲ့စားပွဲစီလျှောက်လာပြီးလော့ကောအရင်တုန်းကခင်များကိုစီကံကြီးလုံးပြီးအသေးမွားကအစလိုက်တွက်ကတ်နေတယ်ဆိုပြီးကျွန်တော်လောင်ပြောင်ခဲ့မိတယ်ဗျာအခုမှကျွန်တော်အမှန်ကိုသိတော့တယ်ကျွန်တော်ဘက်ကမားသွားပါတယ်လို့တောင်းပန်စကားဆိုပါတယ်လော့မင်ကျွမ်းကစားပွဲပေါ်ကနေကြည့်ရင်ငါ့ကိုတောင်းပန်စရာမလိုပါဘူးနောင်ကြရင်အမှန်နဲ့အမားကိုတေချာခွဲခြားမြင်တက်ရင်ပြီးတာပါပဲလို့တင်းငိမ်စွာပြန်ပြောပါတယ်ဦးလေးဝန်းကကြက်သားကြော်ကိုမြည်စမ်းကြည့်ရင်ဒီကြက်သားကတကယ်ကိုမတူတာပဲဟဲ့အရှိပေါက်ကထမင်းဟင်းတွေစားရင်အမြဲလေချောင်းတွေခြောက်ပြီးရင်ငက်နေတတ်တာအခုဒီဆိုင်ကဟာစားရတာတော့တကယ်ကိုရင်ထဲတက်တောင့်တက်တာရှိလာတယ်လို့အားပါးတရချီးကျူးလိုက်ပါတယ်ဦးလေးဝန်းကအမိုက်တွေကိုအမိုက်ပုံးရဲ့စနစ်တကျထည့်လိုက်ရင်ထက်ရှောင်းမှန်ကိုနောင်ကြရင်ဒီမှာပဲပုံမှန်လာစားတော့မယ်နော်ဒါပေမဲ့ဈေးတော့ရှောက်မတင်လိုက်နဲ့ဥပြလို့ပြုံးရှင်စွာပြောကြားလိုက်ပါတော့တယ်အဲ့ဒီအခါထက်ရှောင်းမှန်ကပြုံးရှင်စွာနဲ့ကုန်ကျန်းဈေးတွေအရန်မတက်တဲ့ရွေးတော့ကျမတို့ဈေးမတင်ပါဘူးရှင့်တကယ်လို့ဈေးတင်ရမယ်ဆိုရင်တောင်ကြိုတင်ပြီးစာကက်အတီးပေးပါမယ်လို့တိတိလင်းလင်းပြန်ဖြေပါတယ်ဦးလေးဝန်းကဒီလိုဆိုရင်တော့အဆင်ပြေတာပေါ့ဟဲ့လို့သဘောကျစွာပြောပါတယ်လောမင်ကျွမ်းကလည်းလူသိရှင်ကြားပွင့်ပွင့်လင်းလင်းပြောပြတာကမဖြစ်နိုင်တဲ့ဂတိလာကားတွေပေးနေတာထက်အများကြီးပိုကောင်းတယ်လို့မှတ်ချက်ပြုပါတယ်တစ်ဖက်မှာတော့အရှိပေါက်ကအတော်ကြီးလော်ရဲ့ဆိုင်မှာလောမင်ကျွမ်းလျှောက်လာခြင်းအတော်ကြီးလော်ကစာရွက်ကင်ပြီးလောမင်ကျွမ်းငါဆိုင်လဲပိတ်သိမ်းခံလိုက်ရပြီးဒဏ်ငွေလဲပေးဆောင်ပြီး
တင်တန်းလဲတက်ရဦးမယ်တဲ့အနောက်ပေါက်ကကောင်လေးတို့ဆိုင်ကတော့ဈေးတွေအရန်ကောင်းနေတာပဲနော်လို့ညီးသွားပါတယ်လောမင်ကျွမ်းကသူတို့ကစီးမြင့်စည်းကမ်းတွေကိုတိတိကျကျလိုက်နာကြတာကိုခင်ဗျားအမှန်တိုင်းကြားချင်လားလို့မေးပါတယ်အတော်ကြီးလောကငါဒီလိုခံရတာထိုက်တန်တယ်လို့မင်းထင်နေတာလားလို့မေးတော့လောမင်ကျွမ်းကတင်းငိမ့်စွာနဲ့ဟုတ်တယ်ဒါပေမဲ့ခင်ဗျားလုံးဝပျက်စီးသွားတာကိုတော့ငါမမြင်ချင်ပါဘူးနောင်ကြရင်လူတွေကိုလှည့်စားလိမ့်နေတာမျိုးမလုပ်ဖို့ပဲမျှော်လင့်တယ်လို့ပြောပါတယ်အတော်ကြီးလောကမျက်နှာငယ်လေးနဲ့နောင်တရားစွာအရင်တုန်းကတော့လူရင်းတွေစီကနေဈေးနေနေပိုယူတာဘာမှမဖြစ်ပါဘူးလို့ထင်ခဲ့တာသူတို့ကဈေးတက်တာအောင်ရောင်းပြီးလူဆွဲနေတာကိုလို့ရင်ဖွင့်ပါတယ်လောမင်ကျွမ်းကအလေးနဲ့ထားပြီးလူတိုင်းဒီလိုပဲလုပ်နေကြတာပဲဆိုတဲ့စကားကမားရွေးနဲ့လောက်ရအတွက်ခိုင်လုံတဲ့စင်ကြင်မဟုတ်ဘူးစားတော့ကုန်ဘေးကင်းလုံခြုံရေးတင်နန်းသွားတက်လိုက်ပါဈေးနှုန်းတွေကိုပွင့်ပွင့်လင်းလင်းတတ်မှတ်ဖော်ပြတာဟာတခြားလူကိုပြဖို့တတ်မဟုတ်ဘူးကိုကာကွယ်ဖို့အတွက်ပါလို့တိုက်တွန်းပါတယ်အတော်ကြီးလောကစိတ်မကောင်းစွာနဲ့မင်းကတော့လူကိုဆုံးမဆက်ကားတော်တော်ပြောတတ်တာပဲလို့ဆိုတော့လောမင်ကျွမ်းကအရင်တုန်းကခင်ဗျားလဲကျွန်တော်ကိုအဲ့ဒီလိုပဲဆုံးမခဲ့ဘူးတာပဲလေလို့ခက်ပြုံးပြန်ပြောလိုက်ပါတယ်အတော်ကြီးလောလဲခေါင်းလိုက်စိုက်ကြကထွက်ခွာသွားပါတော့တယ်အနောက်ပေါက်ကဆိုင်လေးစီလောမင်ကျွမ်းပြန်ရောက်လာတဲ့အခါထန်းရှောင်းမန်းကစိတ်လှုပ်ရှားစွာနဲ့အကိုလောကျမနဲ့ကြည်ရွံတိုင်ပင်ပြီးဆိုင်ကန်းလေးတစ်ခုငားဖို့စဉ်းစားထားတယ်ရှင်အရှိပေါက်ရောအနောက်ပေါက်မှာပါမဟုတ်ပဲဘေးလန်းကြားကဆိုင်ကန်းတန်းလေးထဲမှာပါနေရာကတိတ်မကျပေမဲ့ရေဝင်ရေထွက်စနစ်တကျရှိတော့လုပ်ငန်းလိုင်စင်လျှောက်လို့ရမယ်ဆိုင်ထိုင်စားလို့လည်းရမယ်လေအကိုလောဘလို့ထင်လဲဟင်လို့တိုင်ပင်ပါတယ်လောမင်ကျွမ်းကဆိုင်ကန်းခကတလဘလောက်လဲလို့မေးတော့ဟဲ့ကြည်ရွံကတလကိုရွံ4500ပါဗျာလို့ဖြေပါတယ်လောမင်ကျွမ်းကမနှဲလာဘူးပဲစပုံငွေကောဘလောက်လဲလို့မေးပါတယ်ဟဲ့ကြည်ရွံက3လစာပါလို့ဆိုတော့လောမင်ကျွမ်းကဒါဆိုရင်ဝင်ထုတ်ဝင်ဖို့မသေးဘူးနော်လို့တတိပေးလိုက်ပါတယ်ထန်းရှောင်းမန်ကခေါင်းညိတ်ပြီးဟုတ်ပါတယ်ဒါပေမဲ့လမ်းဘေးမှာဒီတိုင်းရောက်နေတာကရေရှည်အတွက်မဖြစ်နိုင်ဘူးလေမိုးရွာရင်လောက်ရကန်ရခက်တယ်လို့ရာသီဥတုအေးလာရင်လည်းမလွယ်ဘူးဆိုင်ကန်းထဲမှာဆိုရင်တက်ရှင်းရေးကိုပို့ပြီးထိမ့်သိမ်းရလွယ်ကူတယ်လို့လူတွေလည်းအေးအေးဆေးဆေးထိုင်စားလို့ရတာပေါ့လို့ခိုင်မာတဲ့ရီမန်းချက်နဲ့ရှင်းပြပါတော့တယ်အဲ့ဒီအခါလောမင်ကျွမ်းကစည်ရင်းစရာတွေတေချာတွက်ချက်ပြီးပြီလားလို့မေးလိုက်ပါတယ်ထန်းရှောင်းမန်ကစည်ရင်းမဆုစာအုပ်ကိုလမ်းပေးတော့လောမင်ကျွမ်းကဖွင့်ကြည့်ပြီးစည်ရင်းတွေကိုအတော်လေးအသေးစိတ်တွက်ချက်ထားတာပဲအယောင်တွက်တာလေးတစ်ခုတည်းကိုကြည့်ပြီးစိတ်လိုက်မှန်မှဆိုင်ဖွင့်ဖို့မလုပ်ခဲ့တာကောင်းတယ်တကယ်လို့အဲ့ဒီနေသွားခဲ့ရင်ကောဘယ်လိုလုပ်မလဲလို့မေးပါတယ်ထန်းရှောင်းမန်ကကျမတို့နှစ်လလောက်တော့အောင်အေးပြီးတောက်ခံထားနိုင်ပါတယ်လို့ဖြေပြီးဟဲ့ကြည်ရွံကလည်းတကယ်လို့အဆင်မပြေရင်ရန်နာလိုက်ရုံပါပဲအတိုးကြီးတဲ့ငွေတွေရှောက်ချေးပြီးတော့မလုပ်ပါဘူးလို့ဆိုပါတယ်လောမင်ကျွမ်းကပြုံးပြီးဒါဆိုရင်တော့ဆက်လုပ်ကြည့်လို့ရတာပေါ့လို့ခွင့်ပြုပေးပါတယ်ထန်းရှောင်းမန်ကဝမ်းသာအားရဖြစ်သွားတော့လောမင်ကျွမ်းကငါ့ကိုသေးလို့သဘောမထားနဲ့နော်ငွေကမင်းတို့ငွေဖြစ်တယ်လို့စွန့်စားရမယ့်အနေရကလည်းမင်းတို့ခံရမှာလို့တတိပေးလိုက်ပါတယ်ထန်းရှောင်းမန်ကဒါပေမဲ့အကိုကကျမတို့ထပ်ပို့ပြီးအမျော်မြင်ကြီးမားတာကိုရှင်လို့ပြုံးရွှင်စွာပြောပါတယ်လောမင်ကျွမ်းကအလေးနဲ့ထားပြီးငါမြင်ဘူးတာတွေများလုံးလို့ပါဆိုင်လေးနမီကြီးလာတာနဲ့လူတွေကဘဝင်မြင့်ပြီးခြေချားထောက်ချင်လာကြတယ်ဝင်ငွေတီတီငိမ့်ငိမ့်မရှိသေးခင်မှာပဲဆိုင်ကိုဖျက်ဆီးပစ်လိုက်မိတတ်ကြတာဆိုင်ဖွင့်ပြီးရင်လည်းဈေးနှုန်းဆိုင်ပုတ်ကိုပွင့်ပွင့်လင်းလင်းချိတ်ဆွဲထားရမယ်ဟင်းနမူနာတွေကိုဆက်လက်ထိန်းသိမ်းရမယ်ဆိုင်ထိုင်စားတဲ့အခါတန်ရှင်းရေးကပိုပြီးအလုပ်ရှုပ်လာမယ်တိုင်ကြားမှုတွေကိုဖြည့်ရှင်းတဲ့လုပ်ငန်းစဉ်လည်းတေချာရှိထားရမယ်လို့အကြံပေးလိုက်ပါတယ်ထန်းရှောင်းမန်ကစာအုပ်ထဲမှာတေချာမှတ်သားရင်းအားလုံးကိုလက်ခံပါတယ်ဟဲ့ကြည်ရွံကပြုံးပြုံးရှင်ရှင်နဲ့ဆိုင်နာမီစဉ်းစားပြီးပြီဗျာလို့ပြောတော့လောမင်ကျွမ်းကဘာနာမီလဲလို့မေးပါတယ်ဟဲ့ကြည်ရွံကလှုပ်သားကြီးများချက်သားကျော်ပါဗျာလို့ဂုံယူစွာပြောလိုက်ပါတယ်ထန်းရှောင်းမန်ကတိတ်ပြီးရိုးလုံးဒေါဆန်လုံးနေမလားဟင်လို့မေးတော့လောမင်ကျွမ်းကခေါင်းညိတ်ပြီးကောင်းပါတယ်မင်းတို့ကအလုပ်သမားတွေကိုအဓိကရောင်းချပေးတာပဲလေရိုးရိုးရှင်းရှင်းနဲ့ဒေါဆန်ပေမဲ့တကယ်ကိုရိုးသားစစ်မှန်တဲ့နမီတစ်ခုပါပဲလို့ကျေးနပ်အားရစွာချီးကျူးလိုက်ပါတော့တယ်စောက်လို့ရေးဆောက်အနောက်ပေါက်လမ်းဘေးမှာတုံးပြီးဆိုင်ကယ်လေးတစ်စီးနဲ့မိုးရဲလေတဲ့ရုံးကန်ခဲ့ရတဲ့နေ့ရက်တွေကိုကြော်ဖြတ်ပြီးတဲ့နောက်သူတို့ဇနီးမောင်နှံဟာချွေးနှဲစာလေးတွေကိုစုဆောင်းကအိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါပြီအခုတော့ဖုန်တထောင်းထောင်းကြားကလမ်းဘေးတွန်းလဲဘွားကနေကိုပိုင်ဆိုင်ကယ်လေးစီကိုတရားဝင်ပြောင်းရွှေ့ချေချနိုင်ခဲ့တာပါနေဝင်ရီတရောချိန်မှာဟဲ့ကြည်ရွံကဆိုင်ကယ်တစ်လေးတဲ့ပေကျိုးနဲ့အတိုင်းတာတွေလိုက်တိုင်းရင်ဒီမိဖို့ချောင်ကတကယ်ကျတာပဲဗျာနောက်ကြရင်လုပ်ငန်းသုံးမီးအားပြင်းဖို့တွေပါထပ်ထည့်လိုက်ရင်ထမင်းဟင်းထွက်နှုံးကနှစ်ဆက်တောင်တက်လာတော့မှာလို့ပျော်ရှင်တက်ကြွစွာပြောနေပါတယ်ဒါကိုကြည့်ရင်လောမင်ကျွမ်းကစိတ်ထဲကနေစားတောက်ကုန်ထမင်းတနက်ကလူတစ်ယောက်ရဲ့နေ့ရက်ဘဝတွေကိုအမှန်တကယ်ပြောင်းလဲပေးနိုင်တာပဲလို့နက်နက်ရှိုင်းတွေးတော်မိပါတယ်ဆိုင်မဖွင့်မီတရက်အလိုညနေခင်းမှာတော့လောမင်ကျွမ်းကဆိုင်ရှိမှန်တကားမှာကြက်သားကြော်ထမင်းတွဲ38ရွမ်ထမင်းအဝဖြည့်စားနိုင်ပြီးဈေးနှုန်းတိကျစွာသတ်မှတ်ထားပြီးကုန်တီရိုးသားမှုကိုဦးစားပေးသည်ဆိုရဲဆိုင်းပုတ်စာရွက်ကိုကပ်ပေးပါတယ်ထန်းရှောင်းမန်ကတိတ်ပြီးရိုးလုံးနေမလားဟင်လို့မေးတော့လောမင်ကျွမ်းကရိုးရှင်းတာကပိုကောင်းပါတယ်ဟန်ပြတွေအများကြီးမလုပ်တာအကောင်းဆုံးပဲလို့ပြန်ဖြေပါတယ်မီးဖိုချောင်းထဲမှာတော့ဟဲ့ကြည်ရန်ကမီးဖိုတွေကိုစမ်းတက်မီးကြီးကြည့်ရင်မီးဖိုတွေအကုန်ကောင်းတယ်မီးခိုးကောင်းတိုင်လေးစုပ်စနစ်လည်းအဆင်ပြေတယ်ပြလို့စစ်ဆေးပါတယ်ဆိုင်ကန်းထဲမှာလည်းအတော်ကြီးတွေကစားပွဲခုံတွေကိုတန်ရှင်းအောင်တေချာတုတ်တင်ပေးနေကြပါတယ်အဲ့ဒီနောက်ထန်းရှောင်းမန်ကဘောင်းကွတ်ထားတဲ့စာအုပ်ကလေးတစ်အုပ်ကိုလောမင်ကျွမ်းစီပြသလိုက်ပါတယ်အဲ့ဒီစာရွက်ထဲမှာသူတို့ကိုယ်တိုင်လိုက်နာရမယ်စီကံကြီးလေးချက်ကိုရေးသားထားတာတွေ့ရပါတယ်နံပါတ်1ညအိတ်ကုန်းချမ်းဟောင်းများလုံးဝမယောင်းရနံပါတ်2မဟုတ်မမှန်ဈေးနှုန်းမတင်ရနံပါတ်3အလေးချိန်မခိုးရနံပါတ်4စားသုံးသူအဲ့ဒီများကိုမစော်ကားရလောမင်ကျွမ်းကစာရွက်ကိုတေချာဖတ်ကြည့်ပြီးဒါကိုဘယ်နားမှာချိတ်ဆွဲမလဲလို့မေးပါတယ်ထန်းရှောင်းမန်ကငွေကိုင်ကောင်တာရဲ့နောက်ဖက်မှာချိတ်ဆွဲထားပါမယ်ကျမတို့ကိုကျမတို့နေ့တိုင်းတတိပေးနေဖို့အတွက်ပါလို့စိတ်ပိုင်းဖြတ်ထားတဲ့အပြုံးလေးနဲ့ဖြေကြပါတယ်လောမင်ကျွမ်းကလည်းကျင်းနဲ့အားရစွာနဲ့ကောင်းတယ်လို့ပြုံးပြီးထောက်ခံလိုက်ပါတော့တယ်အဲ့ဒီနောက်ညဘက်ဆိုင်တင်းချိန်မှာထန်းရှောင်းမန်နဲ့လောမင်ကျွမ်းတို့ထမင်းစားရင်စကားစမြည်ပြောဖြစ်ကြပါတယ်ထန်းရှောင်းမန်ကမျက်ရည်တွေဝဲတက်လာရင်အကိုလော့ကျမအဆက်ကဇာတိရွာကိုပြန်ပြီးဈေးရောင်းစားဖို့တောင်လုံးမိမလို့ဖြစ်ခဲ့တာပထမဆုံးစက်ရောင်းတဲ့ရက်တွေတုန်းကတရက်ကိုထမင်းဘူးနည်းနည်းလေးပဲရောင်းရပြီးအသားတွေတောင်အများကြီးပိုကြံခဲ့ဘူးတယ်
အရှုံးပေါ်မှာလဲကြောက်သူများတွေလောင်ပြောင်ကြမှာကိုလည်းအရန်စိုးရင်ခဲ့ရတာပါအဲ့ဒီနေ့ကအကိုကကျမတို့ရဲ့ပထမဆုံးဖောက်တီဖြစ်ခဲ့တာလေအကိုစားပြီးလို့မကြိုက်မှာကိုကျမအရန်စိတ်လှုပ်ရှားကြောက်လန့်ခဲ့ရတာလို့ယဉ်ဖွင့်ပါတယ်လောမင်ကျွမ်းကငါကပထမဆုံးမဟုတ်ပါဘူးလို့ပြောတော့ထန်ရှောင်းမန်ကမျက်ရည်တွေကြားကပြုံးရင်ဈေးနှုန်းကိုတေချာလေးနဲ့ထားပြီးမေးခဲ့တာအကိုကပထမဆုံးပါပဲရှင်လို့ဆိုပါတယ်လောမင်ကျွမ်းကခက်ပြုံးပြုံးနဲ့အဲ့ဒီတော့ကငါလိန်ခံလိုက်ရခါစမိုးလို့ပါလို့ပြောပါတယ်ထန်ရှောင်းမန်ကဝမ်းသာမျက်ရည်တွေစီးကြရင်အကိုရောက်လာခဲ့တာကျမတို့အတွက်တကယ်ကံကောင်းခြင်းပါပဲလို့ပြောတော့လောမင်ကျွမ်းကတည်ငြိမ်စွာနဲ့ကောင်းတာမှန်သမျှအားလုံးကိုငါကြောက်လို့မတတ်မှတ်ပါနဲ့ငါကထမင်းစားတဲ့နေရာပြောင်းလိုက်ရုံပါပဲဖောက်တီတွေကိုတကယ်ဆွဲဆောင်ထိန်းသိမ်းနိုင်ခဲ့တာကမင်းတို့နှစ်ယောက်ရဲ့စူးစမ်းမှုနဲ့စေတနာကြောင့်ပါလို့အတိမတ်ပြုချီးကျူးလိုက်ပါတယ်ထန်ရှောင်းမန်ကကျေးဇူးတင်ပါတယ်အကိုလို့မျက်ရည်တုံရင်ပြောပါတယ်အဲ့ဒီအချိန်မှာဟဲ့ကြည်ရန်ကပြေးလာပြီးအကိုတော့ခန့်လေလို့လန်းတာပါတယ်လောမင်ကျွမ်းကဘာလို့မလို့လဲလို့မေးတော့ဟဲ့ကြည်ရန်ကပြုံးရှင်စွာနဲ့ပိုက်ဆံပေးစရာမလိုပါဘူးဗျနောင်ဆိုရင်အကိုကဒီဆိုင်မှာအလားကားစားပါလို့စေတနာနဲ့ပြောပါတယ်လောမင်ကျွမ်းကဟဲ့ကြည်ရန်ကိုတေချာကြည့်ပြီးအလေးနဲ့ထားကမင်းတို့ငါရဲ့ကူညီမှုကိုတကယ်အတိမတ်ပြုတယ်ဆိုရင်တခြားလူတွေလိုပဲငါစီကနေ38ရွာပြည့်ယူပါအထူးစိမ်းနှုံးတွေရှော့မပေးပါနဲ့အထူးစိမ်းနှုံးတွေစတင်တက်မှတ်လိုက်တာနဲ့စီမင်းစည်းကမ်းတွေကစောင်းရွက်ပျက်စီးသွားတတ်တယ်လို့စီကန်းရဲ့အရေးပါပုံကိုပြတ်သားစွာတတိပေးလမ်းညွှန်လိုက်ပါတော့တယ်။ဆိုင်ဖွင့်ပွဲပထမဆုံးနေ့မှာတော့မိုးဖွဲဖွဲကျနေတဲ့လမ်းကြားလေးတဲ့ဆိုင်တစ်ကလေးကတန်ရှင်းတက်ရက်စွာအသင့်ဖြစ်နေပါပြီ။လောမင်ကျွမ်းကဆိုင်ရှိရက်လာပြီးဆိုင်ဖွင့်တဲ့ပထမဆုံးနေ့မှာတခြားဆိုင်တွေဆိုရင်ပုံတွေမောင်းတွေတီးပြီးအကြီးကျယ်လောက်ကြတာမင်းတို့ဆိုင်မှာပန်းချင်းလေးတွေတောင်မတွေ့ပါလား။ရိုးစင်းလုံးမနေဘူးလားလို့မေးလိုက်ပါတယ်။ထန်ရှောင်းမန်ကစားပွဲခုံတွေကိုတုပ်ရင်အကိုတော့ကျမတို့ကဟန်ပြအဆောင်ရောင်တွေမလုပ်ချင်ပါဘူးရှင်။ပန်းချင်းဝယ်မဲ့ပိုက်ဆံနဲ့ဆိုရင်အရေးသွေးကောင်းတဲ့ကြက်သားကောင်းကောင်းကိုပို့ပြီးဝယ်ယူနိုင်တာပေါ့လို့အပြုံးနဲ့ပြန်ဖြေပါတယ်။ဆိုင်ရှိမှာတော့လုံသားကြီးများကြက်သားကြော်ဆိုင်ခွဲအစမ်းဖွင့်လက်ရောင်းချခြင်းကြက်သားကြော်ထမင်းတွဲ38ရွမ်ထမင်းအဝဖြည့်စားနိုင်သည်ဆိုတဲ့တင်ပုံးဆိုင်ပုတ်လေးကိုထောင်ထားပါတယ်အလုသမားတွေတတိုက်ဆိုင်ထဲဝင်လာကြပြီးအဆင့်တွေအများကြီးမြင့်သွားပြီဟဲ့လို့အားရပါရပြောကြပါတယ်ထန်ရှောင်းမန်က38ရွမ်ပါပဲရှင်နေရာယူပြီးထိုင်ကြပါနော်လို့ဖော်ဖော်ရေရေအခမ်းပါတယ်မိဖို့ချောင်းထဲမှာတော့ဟဲ့ကြည်ရွမ်ကဒဲအိုးကိုအာမန်ပါလန်လောကြော်လော်ရင်ချွေးတုတ်ကအဆက်နီး3ပွဲအဆက်လက်5ပွဲအဆက်ဆုံး2ပွဲပြုတ်လို့တက်ကြွစွာအော်ဟစ်ချက်ပြုတ်နေပါတယ်တန်းစီနေတဲ့လောမင်ကျွမ်းကိုမြင်တော့အလုသမားတစ်ယောက်ကလော်ကောခင်များပါတန်းစီနေရတာလားလို့မေးပါတယ်လောမင်ကျွမ်းကငါမတန်းစီရင်တခြားလူတွေကငါ့ကိုအော်ကြမှာပေါ့လို့ရေမောရင်းပြန်ပြောတော့အလုသမားကလည်းဟုတ်သားပဲပြလို့သဘောကျသွားပါတယ်ကောင်တာရောက်တော့ထန်ရှောင်းမန်ကအကိုလော့အဆက်လက်လားရှင်လို့မေးပြီးငွေရှင်းပေးပါတယ်အဲ့ဒီအချိန်မှာအလုသမားလေးတစ်ယောက်ကထမင်းပန်းကင်ပြီးဆိုင်ရှင်မလေးကျွန်တော်ထမင်းမစားလို့နှစ်ရွန်လောက်လျှော့ပေးလို့ရမလားခင်ဗျာလို့လာမေးပါတယ်ထန်ရှောင်းမန်ကသဘောကောင်းစွာပြုံးရင်ထမင်းတွေကတတ်မှတ်ဈေးနှုန်းအသေးဖြစ်ပေမဲ့ထမင်းမစားရင်ဟင်းတွေပို့ထည့်ပေးပါမယ်ရှင်လို့စီကံလည်းမပြတ်အဲ့ဒီလဲစိတ်ကျေနပ်အောင်လင်မာပါနဲ့စွာဖြည့်ရှင်းပေးလိုက်ပါတော့တယ်နောက်ကအလုသမားကလည်းပြုံးရှင်စွာနဲ့လာပါကွာဆိုင်ရှင်ကိုအကြက်မရိုက်ပါနဲ့ဒီဆိုင်မှာမျက်နှာလိုက်ပြီးဈေးနှစ်မျိုးမရောက်ပါဘူးကွာလို့ဝင်ပြောပေးပါတယ်စားပွဲဝိုင်းမှာထိုင်စားနေတဲ့အလုသမားကြီးကလည်းတထေးအရသာကတော့အရင်တိုင်းတကယ်ကောင်းနေစေပဲဗျလို့လန့်အော်ချီးကျူးလိုက်ပါတယ်လောမင်ကျွမ်းကစည်ရင်စစ်နေရဲ့ဟဲ့ကြည်ရွံကိုဘလောက်ရောင်းလိုက်ရလဲလို့မေးပါတယ်ဟဲ့ကြည်ရွံကဖိုင်တွဲကိုကိုင်းရင်ဝမ်းသာအားရနဲ့216ပွဲရောင်းလိုက်ရတယ်ဗျအမှားစာမားတာလည်းမရှိသလိုတိုင်ကြားမှုလည်းတစ်ခုမှမရှိပါဘူးလို့ဖြေပါတယ်လောမင်ကျွမ်းကကျင်းနဲ့စွာပြုံးပြီးဒါဆိုရင်ကောင်းတာပေါ့လို့ဆိုပါတယ်ထန်ရှောင်းမန်ကဆိုင်ရှိက38ရွမ်စမ်းပုတ်လေးကိုကြည့်ရင်ဒီ38ရွမ်စမ်းပုတ်လေးကိုဒီနေရာမှာအချိန်ကြာကြီးဆွဲမြဲစွာချိတ်ဆွဲထားကြမယ်နော်တက်နိုင်သမျှကာလပတ်လုံးဒီတိုင်းဆက်ထားကြမယ်လို့စိတ်ပိုင်းဖြတ်ထားတဲ့အပြုံးနဲ့ပြောပါတယ်တစ်ဖက်မှာတော့အရှိပေါက်ကအတော်ကြီးလော်ရဲ့တွန်းလဲဆိုင်လေးစီလောမင်ကျွမ်းလျှောက်သွားပါတယ်ဆိုင်ရှိမှာတော့အသားနှစ်မျိုးအရွက်တစ်မျိုး22ရွမ်ထမင်းထက်ထည့်လျင်1ရွမ်ဟင်းချိုအလာကားဆိုတဲ့ဈေးနှုန်းဆိုင်ပုတ်ကိုစနစ်တကျကတ်ထားတာတွေ့ရပါတယ်အတော်ကြီးလော်ကလောမင်ကျွမ်းကိုတွေ့တော့ပြုံးပြရင်ငါ့ကိုအထင်မလွဲပါနဲ့နော်အခုတော့လိုင်စင်တွေအကုန်ပြည့်စုံသွားပါပြီတင်တန်းကဆရာကလည်းဈေးနှုန်းတွေကိုပွင့်ပွင့်လင်းလင်းတိတိကျကျသတ်မှတ်ထားတာကအရှုံးပေါ်တာမဟုတ်ဘူးအရှုပ်ရှင်းပြဿနာကင်းစေတာပါတယ်လို့ပြောပါတယ်လောမင်ကျွမ်းကဒီစကားကမှန်ပါတယ်လို့ထောက်ခံပါတယ်အတော်ကြီးလော်ကနောင်တရစွာခေါင်းလိုက်ဆိုင်ချရင်အရင်တုန်းကတော့အလုသမားတွေကိုအလွယ်တကူလက်စားလို့ရတယ်လို့ထင်ခဲ့မိတာသူတို့ကအချိန်လူပြီးအလင်းစလိုစားနေရတော့နင်းနေပို့ယူရင်တောင်ရတာပဲဆိုပြီးယူခဲ့တာအခုတော့ဘသူကမှငါ့ကိုမယုံကြည်ကြတော့ပါဘူးကွလို့မျက်နှာငယ်လေးနဲ့ဖွင့်ဟဝန်ခံပါတော့တယ်လောမင်ကျွမ်းကအတော်ကြီးလော်ကိုကြည့်ပြီးဆုံးရှုံးသွားတဲ့ယုံကြည်မှုဆိုတာစမ်းပုတ်တစ်ခုချိတ်ဆွဲလိုက်ရုံနဲ့ပြန်ရလာတာမဟုတ်ဘူးလို့တင်းငိမ့်စွာသတိပေးပါတယ်အတော်ကြီးလော်ကတက်ပြင်းချရင်အခုဆိုတနေ့ကိုအများကြီးမယောင်းရတော့ပေမဲ့စိတ်ထဲမှာတော့အေးချမ်းသွားပါပြီလူတိုင်းကိုဈေးနှုန်းတစ်ခုတည်းတက်မှတ်ထားတော့ဘသူစီကဘလောက်ပိုယူရမလဲဆိုပြီးစိတ်ပူတွက်ချက်မနေရတော့ဘူးပေါ့နည်းနည်းလောက်မြည်ကြည့်ပါဦးမလားလို့မေးပါတယ်လောမင်ကျွမ်းကဒီနေ့တော့စားပြီးပါပြီလို့ညင်းပယ်ပြီးထွက်ခွာခါနီးမှာလော်ကွေ့မင်လမ်းဟောင်းကိုဘယ်တော့မှပြန်မလျှောက်ပါနဲ့တော့လို့မှကြားလိုက်တော့အတော်ကြီးလော်ကမလျှောက်တော့ပါဘူးလို့ကတိပေးလိုက်ပါတယ်စောင်းရတီရောက်လာတဲ့အခါမန်နေဂျာကျိုးကဆိုင်ထဲအပြေးလွှားဝင်လာပြီးနှစ်ကုန်ခါနီးမို့အလုပ်တွေအပြိုင်ဆိုင်ပြီးတက်နေရတယ်ဒီညဂျာဒီထမင်းဘူး300ကိုနှစ်တုပ်ခွဲပြီးပို့ပေးနိုင်မလားလို့လာရောက်အမှာစာပေးပါတယ်ထန်ရှောင်းမန်ကပို့ပေးနိုင်ပါတယ်ဒါပေမဲ့အတုပ်လိုက်တော့တေချာခွဲရပါမယ်ရှင်ပထမအတုပ်ကိုည10နာရီဒုတိယအတုပ်ကိုတော့ည7နာရီခွဲပို့ပေးပါမယ်လို့အစီအစဉ်ဆွဲပါတယ်မန်နေဂျာကျိုးကလည်းကောင်းပြီမင်းတို့ပြောတဲ့အတိုင်းပဲလုပ်ပါလို့သဘောတူလိုက်ပါတယ်စီးနှင်းတွေကျဆင်းနေတဲ့ညနေအချိန်မှာတော့စောက်လို့ရဲ့အလုပ်သမားတွေဟာအေးတန်ကြောင့်တုံရင်အဆောက်အုံနံရံမှာကြုံကြုံလေးထိုင်ဆောင်နေကြပါတယ်အဲ့ဒီအချိန်မှာဟဲ့ကြည်ရွယ်နဲ့ထန်ရှောင်းမန်တို့ဇနီးမောင်နှံကသုံးပြီးဆိုင်ကလေးကိုနင်းတော်ထဲမောင်းနေလာရင်ပထမအတုပ်ညကြတီထမင်းဘူးတွေရောက်ပါပြီပြောအဆောက်အုံအမှတ်3မြောက်ဖက်ချမ်းညီအကိုတို့ပူပူနွေးနွေးလေးလာသုံးဆောင်ကြပါလို့တက်ကြွစွာလန့်អော်လိုက်ပါတယ်အလုပ်သမားကြီးကအငွေ့တစ်ထောင်းထောင်းထက်နေတဲ့ထမင်းပူပူလေးကိုအားပါတရခတ်စားလိုက်ပြီးနောက်
ဒီတလုတ်ကတော့တကယ်ကိုအသက်ကယ်လိုက်တာပဲဗျလို့ရင်ထဲကနေလိုက်လဲဦးရန်ကျူးလိုက်ပါတယ်လေကားထစ်ပေါ်မှာထိုင်ရင်ထမင်းစားနေတဲ့လော့မင်ကျွမ်းစီမန်နေဂျာကြိုးလျှောက်လာပြီးဘာတွေတွေးနေတာလဲလို့မေးလိုက်ပါတယ်လော့မင်ကျွမ်းကအဝေးကိုငေးကြည့်ရင်လွန်ခဲ့တဲ့3နှစ်တုန်းကအချိန်တွေကိုတတိယသွားလို့ပါအဲ့ဒီတုန်းကငါလည်းဒီလိုပဲဆောက်လို့ရေးဆောက်တကားဝမှာထိုင်ပြီးရော90ပေးရတဲ့စက်သားကြော်ကိုစားခဲ့ဘူးတယ်အဲ့ဒီအချိန်တုန်းကဆောက်တဲ့ကထမင်းဟင်းတွေဆိုတာဒီလိုပဲညံ့ပြင်းနေကြထင်ခဲ့တာနောက်မှဒါကမမှန်ကန်ဘူးဆိုတာသိလာခဲ့ရတယ်လူတွေအလင်းစလိုစားတော့နေရတာကသူတို့ကိုအလွယ်တကူလက်စားလိမ့်လဲလို့ရတယ်ဆိုတဲ့အတိတ်ပဲမဟုတ်ဘူးထမင်းတစ်နက်ထဲမှာစီကန်းရှိရမယ်တီးကြတဲ့ပမာဏရှိရမယ်ပြီးတော့အတိတရားနဲ့စေတနာလည်းပါဝင်ရမယ်လို့ယင်ဖွင့်ပါတယ်ည7 နာရီခွဲချိန်မှာတော့ဒုတိယအတုပ်ထမင်းဘူးတွေနဲ့အတူရောက်လာတဲ့ထန်ရှောင်းမန်ကိုလော့မင်ကျွမ်းကပင်ပန်းသွားကြပြီးတော့လုံနှုတ်ဆက်ပါတယ်ထန်ရှောင်းမန်ကလက်ကလေးတွေကိုပုတ်ကအေးတံကိုအန်တူရင်အလုသမားတွေကပို့ပြီးပင်ပန်းကြတာပါရှင်လို့ပြုံးရွှင်စွာပြန်ပြေးပါတယ်တစ်ဖက်မှာလည်းအရှိပေါက်ကအတော်ကြီးလော်ဟာစီကန်းတိုင်းဈေးနှုန်းမှန်မှန်နဲ့အသားနှစ်မျိုးအရွက်တစ်မျိုး20နှစ်ရွာဆိုပြီးစနစ်တကျပြန်လည်ရောင်းချနေတာကိုတွေ့ရပါတယ်ဒါကိုကြည့်ရင်လော့မင်ကျွမ်းကလူတိုင်းမှာကိုစီလျှောက်လန်းရမယ့်လမ်းကြောင်းတွေရှိကြတယ်လမ်းမကိုရှောက်မိရင်ပေးဆက်ရမယ့်တန်မိုးကိုပေးဆက်ရမှာပဲဒါပေမဲ့လမ်းမှန်ကိုပြန်လျှောက်ချင်တဲ့သူကိုလည်းအခွင့်အရေးတစ်ခုတော့ပြန်ပေးတင်တာပေါ့လို့သဘောပေါက်နားလည်စွာတွေးတော်မိပါတယ်အလုသမားအိတ်ဆောင်နဲ့ရောက်တဲ့အခါလော့မင်ကျွမ်းကဖုန်းထဲကဓာတ်ပုံလေးကိုကြည့်ရင်ဂျင်းနဲ့စွာပြုံးလိုက်ပါတယ်ဖုန်းထဲက message တွေမှာထမင်းဟင်းတွေအရန်ကောင်းတယ်ထမင်းလည်းအဝစားရတယ်အသားလည်းအပြည့်ပါတယ်လို့ဆိုင်ရှင်တွေရဲ့ဝန်ဆောင်မှုကလည်းတကယ်ကိုဖော်ရရဲ့ဆိုပြီးအလုသမားတွေရဲ့ဂျင်းနဲ့အားရစွာချီးကျူးထားတဲ့စာတွေကိုကြည့်ရင်လော့မင်ကျွမ်းတယောက်သဘောကျစွာပြုံးနေမိပါတယ်အဲ့ဒီအချိန်မှာတာလီကရှောက်လာပြီးညနေတန်းခေါင်ကြီးဘာတွေများသဘောကျပြီးစဉ်းစားနေတာလဲဗျလို့မေးပါတယ်လော့မင်ကျွမ်းကတပြင်းချရင်လွန်ခဲ့တဲ့3နှစ်တုန်းကငါရွာ90ပေးပြီးလူရင်းမို့ဈေးသက်တာတယ်ထင်ခဲ့တဲ့ထမင်းဟင်းကိုစားခဲ့ရဘူးတဲ့နောက်မှသူများကငါ့ကိုအလိမ်ညာဈေးနှုန်းနဲ့ဖျက်စားသွားတာမှန်သိခဲ့ရတာအခုတော့38ရွယ်နဲ့ဈေးနှုန်းတိကျသတ်မှတ်ထားတဲ့ထမင်းဟင်းကောင်းကိုလူတိုင်းတန်းတူစားတော့နိုင်ကြပြီလေလို့ပြောတော့တာလီကလည်းဒါမှတကယ်စိတ်အေးချမ်းသာမှုအစ်စ်ပေါ်ပြလို့ထောက်ခံပါတယ်နောက်တနေ့နေ့ခင်းမှာတော့လော့မင်ကျွမ်းကအလင်းရောင်ကောင်းမွန်တန်ရှင်းနေတဲ့လုံသားကြီးများချက်သားကျော်ဆိုင်ကန်းလေးရဲ့ရောက်လာပါတယ်ထန်ရှောင်းမန်ကအကိုလော့အဆက်လက်လားရှင်လို့မေးတော့လော့မင်ကျွမ်းကအဆက်လက်ပဲလို့ပြန်ဖြေပြီး38ရွယ်ရှင်းပေးပါတယ်ဟဲ့ကြည်ရွံကထမင်းမကန်နဲ့မွေးကြိုင်နေတဲ့ချက်သားကျော်ပွဲကိုလာချပေးရင်အကိုလော့ထမင်းဟင်းရပါပြီဗျာလို့နှုတ်ဆက်ပါတယ်လော့မင်ကျွမ်းကထမင်းပူပူလေးကိုမြေကြီးရှက်ရီစားတော့ရင်စိတ်ထဲကနေလေးနဲ့စွာတွေးတော့နေမိပါတယ်ဆောက်လို့ရေးဆောက်ကအလုသမားတွေရှာဖွေရရှိတဲ့ငွေဆိုတာချွေးဆက်တွေနဲ့ရင်းနှီးထားရတဲ့ငွေတွေပါသူတို့ကိုအယူလိုသဘောထားပြီးလှည့်စားတဲ့သူတိုင်းဟာနောက်ဆုံးမှာသူတို့ရဲ့ယုံကြည်မှုကိုဆုံးရှုံးရမှာပဲသူတို့ကိုရိုးရိုးသားသားနဲ့လေးလေးစားစားဆက်ဆံပေးတဲ့သူသားလျင်ထမင်းတစ်နက်ကနေတဆင့်ရေရှည်တည်တဲ့စီးပွားရေးလုပ်ငန်းဖြစ်အောင်မြင်စွာတည်ဆောက်နိုင်ပါလိမ့်မယ်ရိုးသားမှုစီကန်းနဲ့စေတနာတို့ဖြင့်တည်ဆောက်ထားသောလုံသားကြီးများချက်သားကျော်ဆိုင်လေးတီကလုံသားပြည်သူတို့၏ရင်ထဲတွင်ထာဝရအမတ်တရဖြစ်အောင်မြင်စွာရှင်တန်ရက်တည်သွားပါတော့သည်ဇက်သိမ်းပါပြီ